ဇလန်ချစ်သူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ရုံအားပရိသတ်တွေအတွက်ဆီယမမီချူခံခံအောင်ရေးသားထားတဲ့သူခူးချွေမဲ့အနံပန်းဆိုတဲ့တောရတလေးဇလန်ကောင်းလေးတစ်ပုဒ်ကိုဖတ်ပြပေးတော့မှာပါလိုက်ပါလို့နားဆင်ပေးပါအောင်နော်ညနေခင်းရဲ့ဖြူပြပြနေအောင်မှာအေယာရီမြစ်ပြင်ဟာကော်ဖီအောင်တန်းနေတယ်ဝါစုဝါကောင်ရေပေါင်ပေါင်းဆိုသလိုနေုံကွယ်ရီဝါစုလာတွေရောက်ဖို့မဝေးတော့ပေမို့မြစ်ရီတက်နေလေပြီမြည်ရတက်တော့ကန်ဆန်းမှာရှိရဲ့အမိုက်တရတွေရေတဲ့ဘောလုံးမျိုးကမြစ်ပြင်တခြားအမိုက်တွေကျဲပြန့်နေတယ်။အမိုက်တွေမှာမကဗီဒါတိုင်းရေမြုပ်တို့ကလည်းရေစီးထဲမှာအရှိန်ပြင်းပြင်းနဲ့စီးမြုပ်လို့နေတယ်။ကန်ဆန်းမှာဒလန်ဟောမျောပါနေတဲ့အမိုက်တွေကိုတန်ရီပုံးနဲ့ရက်ဖဲ့ပြီးတော့အမိုက်တရကင်းပြီဆိုကမှလက်ထဲမှာကင်ထားတဲ့တန်ရီပုံးနှစ်ပုံးနဲ့ခတ်ယူလာပြီးတော့ကန်ဆက်ပေါ်တက်လာလိုက်တယ်။အမေဖះကြီးငါနဲ့တီးတော့မှာပဲ။ရေပုံးနှစ်ပုံးမြေပြင်ပေါ်ချမယ်ကြံကရှိသေးသူမချစ်တော့ပြီးရာစီနဲ့တွန့်လင်ကအပြေးလာနေတဲ့တီကောင်မဲမဲရှိရှိချင်းနှစ်ကောင်ကြောင့်ဝဝကိုလေးတွန်းခါသွားကလက်ထဲမှာရေပုံးနှစ်ပုံးကိုမြေပြင်ပေါ်အချိန်ပြင်းပြင်းပြေးချပြီးလူဝတီကောင်ကိုကြောက်ကလန့်ကနဲ့ခုန်ပြက်လိုက်လေရဲ့ဟဲ့တော့ရေပုံးတော့ပေါက်ပါပြီသူမပြေးချလိုက်တဲ့ရေပုံးနှစ်ပုံးထဲမှာတပုံးကဖင်ပွင့်ကရေတွေပွင့်ထွက်ကုန်နေကြံတပုံးကတော့အနှဲငယ်ပိန်သွားသည်မှလွယ်၍ဖင်မပွင့်မှာသွားပြီပတ်စံမရှိပါဘူးဆိုမှရေပုံးအစ်ကဝယ်ရအောင်မေအစောကတီကောင်လက်မိရဲ့စိတ်ပင်ပဲပြောက်သွားတယ်မသိတီကောင်နှကောင်ကလည်းသူမနေလာရဘက်ကိုတွန့်လိန်နဲ့လမ်းကြောင်းပြောင်းကခရီးနဲ့နေလေပြီမြေပြင်ပေါ်ချထားတဲ့ထက်လက်ထမ်းဖို့နဲ့ရေပုံးအခုံကိုလက်တစ်ဖက်နဲ့တိတ်လာခဲ့ပြီးခေါင်းပေါ်မှာတော့ရေပေါင်ပင်ခတ်နေရဲ့ရေအပြည့်နဲ့ရေပုံးတစ်ပုံလှုပ်လီလုံးလေးရက်လာကအိမ်ပြန်လာခဲ့ပါတယ်မြစ်စိမ်မှာတော့ဖြင့်ရေချိုးသူအဝိရှော်သူရေခတ်သူတို့ဖြင့်လူထူထက်ကစီကားနေလေရှင်မင်းကြီးမရှိပါဘူးဆိုဟိုရင်းဖြတ်တယ်ဆိုတဲ့ဂိမ်းလိုဖြစ်နေပြီအမေရဲ့ငွေမရှိပါဘူးဆိုရေပုံးကပေါက်ခဲ့ပြီအမေမတက်နိုင်ပါဘူးလေပေမိတ်ပြီးဝေးရမှာပဲသမီးတို့ဘဝရေပုံးမရှိလို့မဖြစ်ဘူးဒီရေပုံးလေးနဲ့လှုပ်ရှားနေရတာလေညီမနေပစမ်းမနဲ့သမီးရဲ့ဖြစ်ပြီးမှတော့ဘယ်တက်နိုင်မလဲငါသမီးကလည်းကလေးမဟုတ်တော့အခုရွယ်တီကောင်ကြောက်နေတော့လားအမေကပြက်တင်တဲ့လေးတန်မဟုတ်ပဲလေးတန်ဖြော့နေဆိုတာကြောင့်ဝဝလေးဆက်ပြပြမျက်နှာလေးနဲ့ပြုံးရောင်ပြူလာပြီးတော့ဟိတီကောင်ကြောက်တာအဖွားဖြစ်တဲ့တီကြောက်အောင်မအမေရဲ့ကြောက်တော်မှယွန်းကြောက်ကြီးဗဇက်ကလည်းပြောတယ်လူကလည်းကြောက်လန့်ဟန်နဲ့ကိုလေးတုံခါပြလိုက်တာကြောင့်အမေပါသူမပြုတ်မှုကြီးကသဘောကျပြီးတော့ရှိရဲ့အမေကိုထားခဲ့ပြီးစူဘူးရငွေ3000ယူကရွာတိတ်ကုန်းဆောင်ဆောင်ဘက်ကဝဝထွက်လာခဲ့လိုက်တယ်မထွက်လို့လည်းမဖြစ်ပါဝဝတို့သားမီးရဲ့စားဝတ်နေရေးကအေးရေပုံးလေးနှစ်ပုံးရှိမှစားဝတ်နေရေးပြည်လေတာပါလေရေတန်း100ကျန်နဲ့ရေတန်းတစ်နေ့340ရေထမ်းပြီးရောင်းစားတာပါအပြူလေးရွယ်လေးတန်မဲ့ရုပ်ကလေးလာတာပါတာနဲ့မရှက်ဘူးလားလို့မေးလာရင်ဟမ်မရှက်ဘူးလို့ခေါင်းခါပြီးတော့ဖြေရပါလိမ့်မယ်မေးလည်းမေးကြရေးဖြေလည်းဖြေခဲ့ပူပါတယ်ခိုးစားဖွက်စားတာမဟုတ်ဘူးလေတမအာစီဝကြကြနဲ့ငွေရှာတာရှင်ရှက်စရာအလုပ်ဆိုတာခိုးစားဖွက်စားလိန်ညာစားတဲ့လူတန်းစားတွေရဲ့သူတစ်ပါးမျက်ရည်ကြီးငယ်လုပ်ပြီးမှထမင်းတစ်လုံးစောင်းဝင်ကြတဲ့သူတွေရဲ့ပါသူတစ်ပါးရာဖြတ်စေပြီးတာယာပျော်ပါနေကြတဲ့သူတွေမှရှက်ဖို့ကောင်းတာပါရှင်ဝဝမေးသူရှိတိုင်းထိုကဲသူပဲဖြစ်မြဲဝဝမရှက်တတ်ပါဒီရွာကလေးဟာဇာတိမဟုတ်ပေမဲ့ဝဝအတွက်ကတော့စိတ်ဆင်းရဲမှုတောကတွေအပြည့်ရှိရဲ့ဇာတိရွာလေးတော့မဟုတ်ပဲစိတ်အေးချမ်းမှုအပြည့်ရှိရဲ့ရွာလေးပဲမဟုတ်လားဖခင်ကအမြဲတစေအမေကိုရိုင်းနှနှိပ်စက်ခဲ့လေပြီးတခါတလေသူမကလက်ပါတတ်တဲ့မိခင်ကဦးစီးဦးဆောင်ပြုကရှာဖွေကျွေးမွေးခဲ့ရပြီးဖခင်ဖြစ်သူကမိုးလျမိုးချောက်အရက်ပလင်းနဲ့မျက်နှာအပ်နေခဲ့ပြီးတော့ဒီကြားတဲ့မယငယ်ပါပွေရကြောင်းဝဝတို့သားမိမှာရှာဖွေစားတောက်ရတာတစ်မျိုးဖခင်ဖောက်ပြန်တာတစ်မျိုးအရိုက်ခတ်ရတာတစ်မျိုးတောကရင်နဲ့ခြာလက်ပတ်လဲနေခဲ့ရပါတယ်နောက်ဆုံးဖခင်အိမ်ပေါ်ထိမယငယ်ခေါ်တင်လာခဲ့၍တိန်နေတူနေဖို့မဖြစ်နိုင်၍မိခင်ုံခေါ်ကဖခင်လက်ချိန်ညချိန်မှာပဲဤရွာကလေးတို့ပြေးထွက်လာရခြင်းဖြစ်တယ်။ဤရွာလေးကိုရောက်ရှိတာလွန်ခဲ့တဲ့9လလောက်ကတည်းကပါ။အမေကတက်တက်လုံးပဲသူမကိုပြုစုဆောင်ရှောက်လုပ်ကြည့်ခဲ့ပြီးပြီမို့မိခင်တာဝန်ကြည်ပွန်လေပြီ။ယခုကတော့သူမမိခင်ကိုပြန်ပြီးတော့ပြုစုလုပ်ကြည့်ရမယ်အလဲပေါ်လေး။သမီးအမေဘေးရှိနေတဲ့ရင်အမေဘေတော်မှမငန်းစရာအမေ။စားစရာနှစ်ခုရှိရင်အမေတစ်ခုကျမတစ်ခုအကယ်၍တစ်ခုပဲရှိတယ်ဆိုရင်တော့အမေပဲစားပါပေါ့အမေရဲ့။ဤထိသူမအမေကိုချက်မြတ်လို့လေးစားတယ်။ကုံစုံဆိုင်နဲ့ရောက်ပြီမို့အလိုရှိတဲ့ရေပုံးကိုဈေးမေးလိုက်တယ်။ညီမရေဟိုရေပုံးကဘယ်လောက်လဲ။အရင်ကတော့1500ပဲရှိတာပါမရေအခုက3000သိတယ်မလားကိုဗစ်နိုင်ငံရေးတွေနဲ့ဈေးရလဲနှစ်ဆတက်နေရမရဲ့။ဆိုင်ရဲ့နေရန်ကတ်ဗီဒီယိုပေါ်မှာရေးထားတဲ့ရေပုံးကိုယူကထိုရေပုံးမှဈေးနှုန်းကိုဆိုင်ရှင်ကောင်မလေးကမရမကခွာပြက်ပြီးတော့လွှန့်ပြက်ပြီးမှချုံများတဲ့အပြုံးနေနဲ့ပြုံးကသူမထောင်တန်မုံကိုလှမ်းပေးလိုက်တယ်။လိုအပ်သောအရာမို့ဈေးနှစ်ဆတက်လည်းမတက်နိုင်ပါမဖြစ်မနေဝယ်ရမည်လေ။ငွေ3000ပေးခဲ့ပြီးတန်ပုံးလေးမှလက်ကိုဆွဲကဆိုင်မထွက်လာခဲ့တယ်
အတွေ့ပေါင်းစွာကောင်းထဲမှာအစီရောက်ရှိလာတယ်။ထိုအကြောင်းကဆိုင်ပိုင်ရှင်ကောင်းမလေးနဲ့သူမမိသားစုအကြောင်းနောက်ပြီးတန်ပုံးလေးမှာမပြတ်မပြဲတပြေကြံနေတဲ့ဈေးနှုန်းတိတ်လေးစီအကြည့်ရောက်ပြီးတော့မချိတ်တချိတ်ပြုံးလိုက်တယ်။ဈေးနှုန်းတိတ်ရဲ့ရှိရာကနန်းစလုံးကမြန်မာလိုတစ်ကနန်းထိုတန်ပုံးအမျိုးအစားကိုပြီးခဲ့တဲ့3လလောက်ကသူမဝယ်ယူစဉ်က1500ကျပ်ထိုစဉ်ကလက်ကျန်တန်ပုံ1500ကျပ်တန်ကိုယခုရောက်ရှိနေတဲ့ကုန်စိမ်းနှုန်းနဲ့ရှင်းပြီးဈေးနှုန်းပြုပြင်ပြီးတော့ရောင်းချချက်မျိုးဒါကိုထောက်ရှုခြင်းအဖြစ်ငွေရှိသူငွေရင်းနှီးမြုပ်နှံနိုင်သူတွေဟာငွေအောင်ခံနိုင်တာနဲ့အမျှကြီးပွားချမ်းသာသည့်ထက်ချမ်းသာမှာဖြစ်ပြီးစင်ရဲသူတာမန်လက်လုံလက်စားဘဝသမားတွေကတော့ငငယ်ပြက်ပြက်ဝမ်းဝဝမဝဝအကံတရားသည်တာအမိရဲ့အဖရဲ့ပေါ်လေ။အော်ဒါပဲပေါ့ရေများရမိုးရွာချပြီးကန်စုံမသွားရမိုးရွာတတ်တယ်ဆိုတဲ့သဘောဖြစ်ပြနေကြတမယိုးကြဖြစ်ရုပ်ဖြစ်စဉ်တစ်ခုပဲမဟုတ်လား။အဓိကတရက်ခံကတော့ဒါနမျိုးစီအချနေခဲ့၍ဘဝပေးကန်ခေခဲ့ကြတယ်မိမိတို့ရဲ့အပြက်သားလေးအခရာလူသားဝဝမှတ်ယူလိုက်တော့တယ်။ဤရွာကလေးမြေနာမကပိန်းနေကုန်းရွာတဲ့ထိုရွာကလေးနဲ့သူမတို့မိသားစုလုံးဝအစိမ့်သက်သက်ခင်မင်ပတ်သက်သူတစုံတဦးမှမရှိရကြောင်းဤရွာလေးတို့လာရောက်ခုံလုံးရခြင်းအကယ်၍သူမတို့သားမိနဲ့တည်ကျွမ်းသူရှိနေပါကထိုလူမတဆင်ဖခင်နာပေါက်ကြားကဖခင်ကသူမတို့သားမိကလာရောက်နှိပ်စက်ကလူပြုပြီးတော့မယ်တေးရီထန်နေရခတ်ဆိုသလိုမရှိရထမသိရခတ်တယ်ငါသားသမီးနဲ့ငါမယားဝမ်းဝရဲ့လားဆိုရင်စာနာတနာစိတ်မရှိရဲ့ပဲအနိုင်ကျရိုင်းနေနေမှုကအတော်ကိုဇယိုက်ဆန်လုံးနဲ့ဖခင်မယငယ်ယူသွားတာပင်ခက်ကောင်းကောင်းနှုတ်မဟုတ်ရင်စိုးတန်းတော်ဖခင်နာအရိုက်နှက်ခံငိုယိုနေရတဲ့မိခင်ဖြစ်ကဘယ်ထိခီးရှိနေအောင်မလဲမသိသမီးဝေလာခဲ့ပြီလားဘလောက်တဲ့လဲအိမ်ထဲဝင်လာတာနဲ့အမေကဈေးမေးရဲ့ဈေးကတော့ထဝက်တက်တဲ့အမေအရင်တစ်ခေါက်က1500အခု3000နဲ့အော်ဖြစ်ရလေကွယ်စားရရင်စားကြပါစေတွေးကျင်အပူစားရီသမီးရဲ့ကဲကဲအမေထမင်းခူးထားပြီးစားကြစို့တို့သားမိဟုတ်မေသားမိနဲ့မိဖို့ကန်လေးတဲ့အတူဝင်လာခဲ့တယ်အသားစပွဲဝိုင်းလေးပေါ်မှာအငွေ1000တောင်ထနေငပိပကံနဲ့ထောဘတ်ပဲပြားကိုဣဆက်နေအောင်ပြုတ်ထားပြီးကျက်သွန်နေမြများစီမဘော့တဘောနဲ့နေဖက်တုတ်ထားတဲ့ပဲပြုတ်တဲ့ပကံလွန်ခဲ့တဲ့နှစ်တုန်းကပုံမှန်အချိန်လေးမို့စီ30ကျပ်သား300ကျပ်ကိုတနေ့တည်းနဲ့ဘောလုံးရှော်လို့သုံးဆွဲလို့ရတယ်အခုအတိုင်းပြည်မငြိမ်သက်တဲ့ကာလမို့ဈေးနှုန်းက2ဆ3ဆခုန်တက်နေရဲ့ယခုတော့စီ30သား1000ကျပ်သူမပခုံးကျင်းအောင်ရေးစေပုံးထမ်းမှရမယ်စီ30သားရဲ့ပေါ့လေသူမပင်မန်းတာမကြည့်ရတဲ့အမေကအစအရာရာချိုးချံချွေတာပြီးသုံးဆွဲတက်လေတယ်ယခုလဲစီစေးတက်တဲ့အလျောက်ငကူကပဲပြုတ်ကိုစီရွှဲရွှဲဆန်းစားတက်တဲ့အမေကယခုတော့စီမပတပါနဲ့ဇပွဲပေါ်နေရာပေးထားလေတယ်ငပိရဲ့ပဲပြုတ်ပကံရဲ့ကဲ့ရက်ဘေးမှာကအိမ်ဝန်းတရံဘေးအုံလိုက်ကျန်းလိုက်ပေါက်နေတဲ့ဝေယာပင်မဝေယာအရွက်နုနုထွန်းထွန်းတွေကိုရင်နွေးနဲ့မနုမအီပြုတ်လျှောထားတဲ့အရွက်ပြုတ်တပကံနဲ့တံပြာကလတဲ့စီစိန်အမေပဲပြုတ်ကစီချောက်နေရပဲနည်းနည်းလောက်ထပ်ဆန်းလိုက်မယ်နော်ပါဇက်ကလည်းပြောလက်ကလည်းပဲပြုတ်ပကံနဲ့ကိုစီလောင်းထည့်လိုက်တယ်အေးသမီးစီကတေချာထဲ့နော်နည်းနည်းလောက်ပဲထဲ့စီစားများရင်လည်းမကောင်းသွေးတို့စီးကြိုတက်ကောက်ကြတဲ့သဘောနဲ့ရှော့သုံးတာပါကွယ်ဖြစ်တော့မှပဲဖြစ်ပဲအမေရဲ့စားကြက်နာလေးတော့ရတာရှိရှိစားကြက်နေစီစည်းကြီးလုံးရဲ့ချွေတာသုံးဆွဲရတာကိုထမင်းစားကနေကုံစိမ်းတို့အကြောင်းပြောရင်ထမင်းလုံးကလည်းကျောင်းဝါမှာနေမှာဆို၍အမေတမင်တကာမူတော့သုံးပြီးတော့ပြောနေခြင်းအမေသဘောတော့မသိရန်ပြုတ်ပြီးတော့နှုတ်ဆက်လိုက်ကတာမီးညောင်ထမင်းစားလိုက်တယ်တက်တက်လုံးကဒီမေချက်ကျွေးရဲ့လက်ရကအသားငါးဟင်းမပါတာများပဲမယ်လေထမင်းစားမိန်လုံးနေချိုးချင်းကန်ဆန်ဟင်းလျာတွေရဲ့အရသာတွေမှာအမေအားစေတနာတွေမြတ်တာတွေနဲ့ဒလက်ဟောချက်ထားတာကြောင့်အရသာစားကောင်းလို့တော့ဆန်းတော့မဆန်းပါဘူးလေစားတိုင်းမြိန်နေထမင်းစားရင်အမေမျက်နှာငေးချင်ရင်စားတော့ရတာပိုးပြီးတော့မြိန်လေတယ်ထမင်းစားတော့ပြရနဲ့ပကံခွက်ရောက်တွေစေးကြောပြီးတော့အိတ်ခမ်းထဲဝင်ခဲ့တယ်အမေကတော့အိတ်ရှိကန်ဖျားစင်ရှိမှာဖျားဝတ်တက်နေလေပြီဖျားစင်ရဲ့ခြေရန်ခန့်နှခမ်းမှာအမေကတခန့်သူမတခန့်တီးတက်စီအိတ်လေတယ်အမေကစိတ်အေးလက်ရေးဖြင့်ပရီးကြောက်ကြောက်စိတ်ပြီးတော့အေးစိတ်အိတ်တက်တာမို့မိခင်ကုသိုလ်အပြေဝါရစေရန်သူမတီးတန့်ခွဲအိတ်လိုက်ခြင်းဖြစ်တယ်ဘာပဲဖြစ်ဖြစ်ပါလေမပြည့်စုံတဲ့ဘဝလေးပဲမယ်တောကအပူပင်နဲ့ကင်းဝေးရဘဝလေးပိုင်ဆိုင်ထားရပြီမို့ဘဝစိတ်တွေအရန်အေးချမ်းတရားနေရလေပြီအတွေးတွေနဲ့အတူငပိရီတက်တက်ကစောစည်းစွာပဲအိပ်ပျော်သွားလေရဲ့ဘဝဒီကောင်ကြောက်နေလို့မရမနေ့ကလည်းဒီကောင်ကြောက်ရေပုံတပုံပြက်စီးသွားလေပြီယနေ့တော့ထပ်ပြီးတော့ပြက်စီးမခံနိုင်တော့တရွေ့ရွေ့သွားနေတဲ့ဒီကောင်ရှေမဲကြည့်တွေမနှင်းမရောင်လို့ရှောက်လန်းသွားရင်ရေထက်ရသေးရအရင်နေ့ရက်ဒီလိုဝင်ငွေမကောင်းလာပါဖနက်နဲ့နင်းဖိလိုက်တာနဲ့သူတစ်ပါးအသက်တစ်ချောင်းပြက်စီးသွားမှာဝမလို့လားပါကိုအသားကိုအထိတ်ကလေးနဲ့အသားထိုးဆွရင်တော့မှမကြည့်အောင်ခံရတဲ့စေတနာနာကျင်မှု
သူတစ်ပါးခန္ဓာကိုအားကြီးနဲ့ဖိချိန်ခံရမယ့်ခံစားချက်ကိုအတွေးနဲ့ပင်ခံစားတွေ့ကြည့်လိုက်ပါတော့သူမထိုကဲ့သို့စာနာတနာတတ်တဲ့နှလုံးနူးညံ့လုံးနဲ့မိန်းကလေးတယောက်ပါလေသူမကထိုကဲ့သို့တနာကျင်နာတာပါဤရွာမှအများစုသောကလေးတွေကတော့ထိုဒီကောင်အရှင်မဲတထွေးကြီးပေါ်ကိုစားနဲ့ပတ်ဖြန်းပြီးတော့တွန့်လင်ခောက်ခွေအေးပြောကျသွားတာကြည့်ပြီးတော့တကယ်ကနဲ့ရီမောပျော်ရွှင်နေကြတာမကြခဏဝဝတွေ့မြင်မှုပါတယ်ယခုဟာထိုကလေးတွေစားနဲ့ပတ်ဖြန်းခြင်းမခံရသေးတဲ့အသစ်တော်ဒီကောင်လက်ဆက်တွေပါလားဒီကောင်တွေကိုကွင်းလိုက်ကြွကြော်ဖြတ်ပြီးတာနဲ့ရေခက်ယူကထုံးစံအတိုင်းရေဝရအိမ်နေစီကိုထမ်းဖို့ရတယ်မြည်ရည်နဲ့အင်ဂျီတွေကပြောပလောက်အောင်မဝေးကွာပဲမဲ့ပြင်းကြောထူသောအမျိုးသမီးပြိုတွေပိုင်ဆိုင်ထားတဲ့မိဘများကတော့သမီးတွေကိုခိုင်းရမှာလက်ဝင်၍သူမတို့သာလက်ဆွဲထားပြီးတော့ရေဝဲယူသုံးဆွဲကြလေတယ်ရေပေါက်တဲ့ထဲမှာဒေါခွတ်တော်ကဝဲယူအားပေးမှုအများဆုံးဘွေရပညာတက်ရွာရဲ့ကုန်းနောက်ကိုင်ပန်းနောက်ကိုင်အချောလာတူရိသောသမီးမြောက်သွေးခင်ကိုချင်းမွေးမိမလောက်လက်မွေးမိမလောက်အလိုလိုက်အကျိုက်ဆောင်ထားတာကြောင့်မြာသေးကိုရေခတ်ဖို့မစိုးထားနဲ့အိမ်လုံးတွေပင်လုံးဝခိုင်းစေခြင်းမရှိဘဲနဲ့ဖူးဖူးမှုတ်ထားလေရဲ့နောက်ပြီးဤရွာလေးကမျက်နှာနီး၍ရေရင်းအဝီးစီတွင်လုံးဝမတူဘဲနဲ့မျက်စိစင်ခတ်သွားခတ်ဝေတက်နိုင်သူဝဲခတ်သုံးသူစသဖြင့်အဆင်ပြေသလိုအသုံးပြုကြလေတယ်ယခုကဒေါခွတ်တော်အင်းကိုရှေးရင်ဆုံးပို့ရတာပါဝင်းကျဲကျဲနဲ့နှစ်ထပ်အသားအိမ်ကြီးတွေရောက်လာခဲ့ပြီမို့အိမ်ကြီးရှိရေစင်အိုးကြီးတဲ့ရေသွန်ထက်လာပြီးတော့ထွက်လာကြဆံဝါရောက်သူမရှိကိုထိုးဆိုင်လာတော့အနှဲ့ရောင်တဖိဖိလက်နေရမှန်လုံးကားကြီးကြောင့်ကိုရှိန်တက်သွားတယ်မျက်ဝန်းကြီးတို့ကကားပရင်ဖွင့်ပြီးတော့သူမတန်ပြူးကြည့်လာတဲ့ခက်ကြောကြောလူကြီးထောင်ရောက်သွားတယ်ဟဲ့ကလေးမဒါကတော့ခွတ်တော်အိမ်လားဟုတ်ပါတယ်ဟုတ်ပြီကျေးဇူးပဲကလေးမကားပေါ်မှာလူကတက်ထားတဲ့မျက်မှန်မဲချက်ပြစ်ပြီးတော့သူမစီကိုကြည့်တစ်ချက်ပို့လို့ပြီးလက်ပြကဒေါခွတ်တော်အိမ်နဲ့ကားမောင်းဝင်သွားတယ်ချောလိုက်တာဒီလူကဘသူပါလဲဘယ်ရောက်ပါလဲကားကြီးတောင်တမင်လည်းပြန်ငေးကြည့်ပြီးတူတူလေးရေရွတ်နေမိလိုက်၍ခဏတာများမြန်လိုက်ရပါမယ်ထိုလူသွင်ပြသူမမျက်ဝန်းထဲမှာအပြင်းပြင်းဆွဲထန်နေရဲ့အသားဖြူဆိုလွန်ပြီးမျက်ခုံးကမဲနဲ့ထူထမ်းနေရဲ့နေရဲနေတဲ့နှက်ခမ်းစုံနာတန်မြင့်မြင့်နဲ့ထိုလူပုံစံဗီဒီယိုမင်းသားပဲလှုပ်ရှားလို့ရတယ်ထိုလူရဲ့မျက်နှာချောချောကြီးကိုအသိစိတ်မြောင်ကြည့်ပြီးတော့ရင်နေပင်တိတ်တိတ်နဲ့ခုန်လာပါတယ်ဒါကိုခေါ်မှာပေါ့တိတ်ရွက်လို့ရင်တော့ရင်ခုန်တတ်တဲ့အရွယ်ဆိုတာဟုတ်တော့မောင်ကုံဝင့်တဲ့အလဲလာတာလားအိမ်ရှိမှတတီတီနဲ့ကောင်းဟွန်းတန်ကြောင့်အိမ်ပေါ်တက်ဝရန်တာမှာအောက်တော့ငုံမိုးကြည့်လိုက်ပြီးတစ်ဆက်တည်းဆိုသလိုအိမ်ရောက်ထက်ကိုပြေးဆင်းလာခဲ့ပြီးကားရှိရာကမကရန်ပြေးကစီးကြုံနှုတ်ဆက်လိုက်တော့ခွတ်တော့ဟုတ်တယ်တော့ကြီးမရောက်ဘူးတော့မင်းမြန်းလာခဲ့ရတာအမေကမန္တလေးလက်ဆောင်နေပေးလိုက်သေးတယ်ထိုးမုံနဲ့ကောင်းမှုတော်ဝဲဝဲခဲ့တဲ့ရှင်မတောင်တနခါတော့နေပါသူဘီနာလက်ဆောင်တုပ်တွေယူပြီးကားပေါ်မှာဆင်းလာသူဟာဂုံဝင်းထဲမိတော့လူကျော်လေးဒေါကွတ်တော်မှာတမက်လောင်လေးဂုံဝင်းထဲကိုစိတ်စိတ်ကြည့်ကသဘောကျပြီးကြာနေရဲ့ကြည့်ပါအောင်လေဂုံဝင်းထဲဆိုရဲတငယ်ရလေအခုလိုအရန်ကြည့်ကောင်းပြီးမင်းသားလေးလိုချောတက်နေမယ်လို့ဒေါ်ဝဲတော်ပဲထင်မှမလဲငယ်ငယ်ကလေးကသူမနဲ့အေးမာကတားနဲ့သမီးတဦးစီအမွေရင်လက်ထပ်ပေးစားမယ်လို့ဂရီတီထားခဲ့တယ်မဟုတ်လားတားနဲ့သမီးကိုလည်းရည်စားမထားရလို့ဂရီသစ္စာတွေထားခဲ့ကြတယ်အေးမာကမန္တလေးသားနဲ့အိမ်အောင်ကြပြီးမြို့မှာပဲပွဲရုံထောင်ပြီးတော့ကြီးပွားချမ်းသာနေရဲ့ဒေါ်ခွတ်တော်လည်းတော်ရက်မှနေပေမဲ့ချင်တော့မဟုတ်ပါလေမြေဧကပေါင်းများစွာကိုဘိုးဘွားဆန်ဆက်လက်ဆင့်ကမ်းရရှိခဲ့ပြီးယခုဆိုပိနေကုန်းဒေသတကြောမှာဒေါ်ခွတ်တော်ဆိုတဲ့မုံဆိုးမကြီးကအချမ်းသာဆုံးနဲ့ဂုံရှင်ကျော်စောတဲ့မုံဆိုးမကြီးမဟုတ်လားအလုရှုပ်ခံပြီးတော့တဲလာနေတဲ့မောင်ကုံဝင်းထဲရင်အတော့အိမ်မှာခြံကထွက်တဲ့တနခါတော့နေပေါ်မှာပေါ့ထိုးမုံဆိုလဲအိမ်မှာကောင်းကြီးတပီလောက်ထိုးထားလိုက်ရင်3လရက်စားပြီရောလေဘယ်ဟုတ်မလဲတော့ရင်လက်ကြီးပလာကြတော့အလဲလားတာမကောင်းလေလက်ဆောင်ပါတော့အဝင်လာတာပေါ့မဟုတ်တာကွယ်ကဲလားအိမ်ထဲဝင်အောင်ဟဲသမီးများသွေးစင်းခဲ့အောင်ဟဲ့ဒီမဲ့သမီးကိုမောင်ကုံဝင်းထဲလဲရောက်နေရဲ့ဟုတ်ကဲ့မမေလာပြီဒေါ်ခွတ်တော်တန်ကျဲကျဲနဲ့အော်ခေါ်လိုက်တာနဲ့ချက်ချင်းဆိုသလိုအတော်ချောလာပါတဲ့မိန်းမပြိုတယောက်အပေါ်တက်လီကားမှာတစ်ထည့်ချင်းကြော့ကြော့ကလေးဆင်းလာတယ်ကုံဝင်းထဲတွေ့ရတယ်သူနဲ့မျက်လုံးချင်းစုံမိရနဲ့ရှက်တယ်လို့မျက်နှာလေးချသွားဟန်ကအတော်လေးချစ်စရာကောင်းတယ်မိန်းမပြောအစင်မရင်သားချိတ်လန်းနေနဲ့လမ်းလျှောက်လာပြီးတော့သူနဲ့မျက်နှာချင်းဆိုင်ထိုင်ကုန်မှာဝင်ထားလိုက်တယ်သူပေါ့မောင်ကုံဝင်းထဲရဲ့အတော်သမီးလေးညာသွေးခင်နဲ့တိတ်မကြခင်မှာတူမောင်နဲ့တူးတိန်ထူထောင်ကြမယ်ဘဝလက်တွဲဖို့တွေပေါ့ဟုတ်တွေ့ရတာဝမ်းသာပါတယ်မြသွေးခင်ဟုတ်ကဲ့ကျမလေးကိုကုံဝင်းထက်နေစုံစည်းခဲ့ရတာအရန်ဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့ခင်ဗျကဲကဲဝမ်းသာတာတွေတားထားမောင်ကုံဝင်းတွေအတွက်စားစရာလုပ်ခဲ့သမီးကြီးဟုတ်မေညာသွေးခင်နေရာမှာရွရွကလေးခေါင်းငုံငါထွက်လာလိုက်တယ်သူမချိတ်လန်းနေရမိဖို့ကန်စီတို့
ဒုက္ခပဲအမေကလည်းငါအကြောင်းသိရတာနဲ့စားစရာလောက်ခနေရဲ့ဒီသမီးကစားပဲစားတတ်တာဘာမှမလုပ်တတ်ဘူးဆိုတာသိရနဲ့ခေါင်းကိုကျူးကျူးပေါင်းကုတ်ခဲပြီးတော့ခေါင်းဆဲစနေကြအိမ်ရှိစေုံထဲမှာရီလောင်းထက်နေရဝဝခိုင်းဆိုတဲ့ရေရောင်းတဲ့ကောင်မလေးကိုမြင်သွားတယ်မျက်လုံးစုံတောက်ပပြီးတော့ထိုကောင်မလေးကိုလေကျုံတန်းနဲ့ချက်ပြပြီးတော့ခေါ်လိုက်တယ်ဟိတ်မမြသေးခင်ဝဝကိုခေါ်တာလားသူမရင်ဘက်လေးလက်နဲ့ထောက်ပြီးတော့မတူးမကျဲတန်နဲ့မမြသေးခင်ကိုမေးလိုက်တယ်မြသေးခင်ကပါဇက်ကမဖြေဘဲနဲ့ဦးကောင်းနဲ့တဆက်ဆက်ငိမ့်ပြတာကြောင့်နောက်ပြီးမောက်ကွေးဝိုက်ကမိဖို့ကန်နဲ့ဝင်လာတယ်ဝဝငါ့ကိုအေးတဲ့ကြွေဖို့လက်ဖက်တော့ကူတော့ပေးအောင်နော်ငါမတုတ်တက်လို့အော်ခုနအေးတဲ့စားဖို့လားဟုတ်တုတ်ပေးမယ်လေမအေးကျေးဇူးပဲဝဝရပါတယ်အသားစိမ်ပေါ်မှာခရမ်းကျင်လက်ဖက်နဲ့နှစ်ပြန်ကြော်ဘူးတွေတင်ရှိနေအားကြောင့်ဝဝလည်းခက်မြက်မြက်နဲ့အရသာရှောင်းနဲ့ဖက်တုတ်ပေးလိုက်တယ်ခရမ်းကျင်သည်မုံလာတော့ပဲမုံကျန်နဲ့စီစီထွေးထွေးလေးနဲ့စားကျင်စပွဲလက်ဖက်တုတ်ပြင်ကော်ဖီမစ်ကိုပါဖျော်ပေးလိုက်ရသေးရဲ့ကျေးဇူးပဲဝဝသူစားဖို့သွားချပေးလိုက်အောင်မယ်ဟုတ်ကဲ့ရပါတယ်စားစရာပကံနေတည်သွားပြီးတော့ကြော့လေးလမ်းထွက်သွားတဲ့မမြသွေးခင်ကိုခဏငီးကြည့်ပြီးနောက်ပြီးတကားပေါက်မှတဆင့်ရေပုံးရှိရာစီကိုသူမရှောက်ခဲ့လိုက်တယ်ဒေါက်ကတော့အိမ်ကရေဆယ်ကောက်ပြေးပြီးရေပုံးညနေမှာပဲတောင်းတော့မယ်ခုကဧည့်သည်ရောက်နေရဆိုတော့တောင်းလို့မတင်တော့ထိုခက်ကြော့ဧည့်သည်ကမမြသွေးခင်နဲ့ဘလို့တော်ဆက်ပါလေလို့တွေးပြီးထိုးလူအကြောင်းတီးကျန်စိတ်တို့ပြန်ပြနေမိတော့လေကိုရီမဟုတ်တာအကြောင်းထိုးလူအကြောင်းစိတ်ထဲမှာဖဲ့တုံးပြက်ပြီးတကြားရင်တို့ရေပို့ဖို့ထွက်လာခဲ့လိုက်တယ်ဒါဆိုမောင်ကုံဝင်းထီကအိမ်မှာတပတ်ဆက်ရလောက်နေမယ်ပေါ့ဟုတ်လားဟုတ်တယ်တော့အလုပ်တရားလေးတစ်လျှောက်လုံးမနာမနေလှုပ်လာခဲ့ရတော့အတိုးချပြီးအနားယူတဲ့သဘောဒီမှနေမှာပါအေးကွယ်ဝမ်းသာလိုက်တာမောင်ကုံဝင်းထီရဲ့ဒီလိုနေမှလေတူမောင်သမီးတို့နဲ့ဆက်ဆံရပိုးပြီးတော့ယဉ်နှိခင်မဲလာမှာအိမ်မှာစအေးလေနေပြီးအတော်တို့ချက်ကြွရအရသာရှိရှိသုံးဆောင်ပေါ့ကွယ်ဟုတ်ကဲ့ခင်ဗျအတော်တို့ချက်ကြွတဲ့အစားတောက်တွေကိုလည်းတဝိုင်းစားတောက်မယ်နောက်ပြီးတော့အမြင့်ပြင်ကျဲကြီးတယ်လေတဝါရီကူးမယ်တော့ဟေးတူမောရီကူးတက်လို့လားကွယ်မြို့ကြီးပြကြီးမှနေတာဆိုတော့ရေမကူးတက်ဘူးလားလို့ကူးတက်တယ်တော့ကျွန်တော်ရေကူးချန်ပီယံစူးတစိတ်တွေလည်းအများကြီးရဘူးလေခုလိုမြစ်ကြီးရတော့တစ်ခါမှမကူးဘူးသေးဘူးလေခုမှကူးကြည့်ရမယ်ဟောဟုတ်လားတော်လိုက်တာကွယ်ဒါဆိုတူမောင်စိတ်ကြိုက်တာရေကူးပြီးတော့မြစ်ရတက်ဆဆိုတော့ရေကနောက်နေတယ်မကြည့်သေးဘူးနောက်3-4ရက်ဆိုရင်တော့ရေကြည်လောက်ပြီကွယ်ဟုတ်ကဲ့တော့မြာသေးခင်တုတ်ကြီးရဲ့အရသာရှိရဲ့လက်ဖက်တုပ်ကိုအပိသက်ကောခတ်စားတောက်ပြီးစိတ်ထဲမှာမြာသေးခင်ရဲ့တမူထူးကြတဲ့လက်ရောင်ကျိတ်ကချီးကျူးလိုက်တယ်။ဒီလိုမင်းကလေးမျိုးအိမ်တော်ဘက်ဖြက်လက်တွေရတာသူ့တဲ့ကန်ကောင်းလုံးနဲ့အပြဲလို့တွေးပြီးတော့ကျိန်းတတ်တယ်။နောက်ပြီးတော့မြာသေးခင်ဆိုတာရုပ်ကလေးကလည်းပြင်းမျိုးမဲ့မထင်လှပလုံးနဲ့မိမလာလေးတယောက်။ကေတူမောင်နေဖို့တမီးအခန်းလိုက်ပြလိုက်မယ်။အေးစစ်စစ်အနားယူနော်လိုအပ်တာလည်းပြောအတော်တို့ဖြည့်ဆည်းပေးမယ်။ဟုတ်ကဲ့ဘာမှမလိုပါဘူးတော့ခုလိုပြောပြရပဲကျေးဇူးတင်ပါပြီ။မြာသေးခင်ဦးဆောင်ပြီးသူ့အိမ်ပေါ်တက်လိုက်ဖို့ပြီးတယ်။အခန်းထဲထိလိုက်ဖို့ပြန်နေရဲ့မြာသေးခင်အခန်းဝမှာပဲနေစီလိုက်ပြီးတော့ဒီလောက်ဆိုရပါပြီမြာသေးခင်အခန်းထဲထိမဝင်ပါနဲ့ကျွန်တော်နားပြီနော်။ဟုတ်ကဲ့အေးစိနားတော့ကိုဟုတ်ကဲ့ခမ။မြာသေးခင်ထပ်သွားလီတော့မှအခန်းတကာပိတ်ပစ်ပြီးတော့အသက်ဝဝရှူရတယ်။ခရီးပန်းတာကြောင့်ခဏလောက်အိပ်ဆက်ဖို့စိတ်ကူးလိုက်တယ်။ဝဝရေးမနှက်ပြန်အစပြီးတော့အိမ်ကိုအချက်ပြုတ်ကူချက်ပေးပါလား။ခိုင်းတာလို့မအောင်မိပါနဲ့အေးအိမ်မှာဧည့်သည်ရောက်နေလို့သမီးမြသွေးကလည်းဘာတစ်ခုမှအဖြစ်ရှိအောင်မချက်တတ်မပြုတ်တတ်ဘူးအတော်တယောက်တည်းကြပြန်တော့လေဟင်းကက်အများကြီးကိုမချက်ပြုတ်နိုင်ဘူး။အားကြောင့်အကူကြီးတောင်းရတာပါ။မနက်ကရေဘိုးလာပေးနဲ့ဒေါကတ်တော်ကထမင်းကူချက်ပေးဖို့တောင်းဆိုအားကြောင့်သူမအကြီးတို့ကဘေးမှာမိခင်ထံအောင်ဘလို့လဲဆိုတဲ့အကြည့်နဲ့အခါချင်းငွေမပေးနဲ့ဒေါကတ်တော်ဝဝရေပဲထမ်းရောက်တာပါ။အကယ်၍ထမင်းကူချက်ပေးဆိုရင်အလကားငွေမျိုးပဲကိုကြီးရဲ့သဘောနဲ့ချက်ပြုတ်ပေးပါမယ်။မဟုတ်တာရေအားနာစရာကြီး။ရပါရဲ့အားမနာပါနဲ့မနေ့စောစောကူပြီးတော့ချက်ပေးပါမယ်။ရေထမ်းတဲ့လုံလည်းမပြတ်ချင်ဘူးလေဟုတ်ပြီလေဒါဆိုမနေ့မှအိမ်ကိုရေ3000ပို့လောက်ပို့ပြီးပေါ့ဝါရဲ့ချက်ပြုတ်တာတော့မယူရင်တော့ရေပို့ဝယ်ရမယ်နော်ရပါတယ်လိုအပ်တဲ့လောက်ပဲဝယ်ပါတော့ကွက်တော့ရဲ့မဟုတ်လေတခြားအိမ်ကိုရေပို့နေရတာ哦မရဘူးမနေ့ပြန်အိမ်ကို3000မို့ရေပို့ပြီးကဲသွားပြီမမြကြီးဝဝရောတော့သွားပြီနော်ဟုတ်သူမတို့သားမီးနှုတ်ဆက်ကတော့ခွက်တော့ပြန်သွားတယ်သူတို့အိမ်ရောက်နေတဲ့ဧည့်သည်ကအများသေးခင်နဲ့သဘောတူထားတယ်လူတဲ့ကောင်းလေးမယားဒီရွာသူတဲ့သမီးရဲ့ညာသွေးခင်မှာလဲရွာသားတင်မဝင်းနဲ့ချက်ကြိုက်နေရဒါအောင်မခွတ်တော်လည်းမသိဘူးဘလို့နှစ်ပါးသွားကြမလဲမသိပါဘူးသမီးရဲ့အေးမမြသွေးခင်ကကိုတင်မငွေနဲ့ကြိုက်နေကြရလားရွာယူကိုပေါ့ရောက်နေတဲ့သမီးတော်ဒီကိစ္စမသိဘူးအိမ်နှင်းပုံနဲ့အမေယာရွာတွေကအကြောင်းနဲ့အကုန်သိနေရဲ့ကြည်အောင်သိဆိုသမီးရဲ့ရွာရဲ့စီရောချိန်မတွင်ရှိရအိမ်ယုံနေတဲ့အလဲလာနေတော့မသိပဲရှိမလားအမေသမီးလေးကသာအလုပ်သေးပဲစိတ်ကိုနစ်ထားတာကဲညနေစာစားကြရအောင်စားပြီးစောစောအိတ်မနှက်ပြန်စောစောထပြီးတော့မကွတ်တော်အိမ်ဟာကူချက်ပေးအောင်ပါ
ဟုတ်ကဲ့ပါအမေချက်ကြီးရဲ့ခရမ်းချင်သေးစီပြန်ချက်ပဲစီတက်တက်ကြွကြွလေးနဲ့ရုံးပရီတီကိုခက်ဆက်ဆက်လေးချင်းနှီးဖြောပေးထားတယ်စားလို့ကောင်းလိုက်တဲ့ဖြစ်ချင်းနောက်ပြီးတော့အမေချက်ကြီးရဲ့ခရမ်းချင်ငပီးချက်လေးကဒီရွာမှာချက်တဲ့ပုံစံနဲ့လုံးဝမတူဒီရွာကချက်နီးကဖြူနီခရမ်းချင်ကိုငပီးပစုံချောင်းနဲ့စီတက်ပြီးချက်တာအမေချက်တဲ့ငပီးချက်ချက်နီးကခရမ်းချင်တီကိုအိုးခင်းပူထဲမှာအခွန်တူးအောင်အပူပေးလိုက်ပြီးမှချက်သွန်ဖြူနီပဇွန်ကျောက်တို့ကိုလိန်ကျွတ်နေအောင်စီတက်လိုက်ပြီးမှထိုအနှစ်ထဲကိုအစောအတလိန်ထိုးမီးပူထိုးထားတဲ့ခရမ်းချက်အလုံးတွေကိုထည့်ချလိုက်တယ်။အနှစ်နဲ့ခရမ်းချက်ကိုအရသာလူးသွားအောင်ရေလက်နဲ့စိတ်လောက်မြုပ်တဲထည့်ပြီးတော့မကက်အောင်စုံတဲ့အသားနဲ့ပြီးတော့ချက်တယ်။ရေခမ်းပြီးတော့စီလိမ့်ပြီးဆိုတာနဲ့ငရုတ်သီးစိမ့်ထက်ချန်ခွဲနဲ့ပမာနန်နန်ပင်တို့ကိုတင့်တယ်အောင်လေးဖြတ်ထည့်ပေးရတယ်။ထိုအခါမှအရသာတမှုထူးကြတဲ့ခရမ်းချက်ဒီငပီးချက်တစ်ခွက်ရသွားပါတယ်။ငပီးချက်အစမ်းပြလေးပြီးမို့အိရှိလန်းခနားလျှောက်ပေးရနဲ့အခန်းထဲဝင်လာကအိပ်ပြက်လိုက်တော့တယ်။နောက်နေ့မနက်မှာပဲစောစောထမျက်နှာတက်ပြီးတော့တနခါရီကျဲပါပါလူကဒေါက်ခွဲတော်အိမ်စီထွက်လာခဲ့လိုက်တယ်။ထိုရင်ရောက်တော့မနက်9 နာရီခွဲမနက်ဝေလီဝေလင်းသူမမြင်လာတဲ့ဒေါက်ခွဲတော်ကမိဖို့ကြောင့်စီတန်းခေါ်ပြီးချက်ပြုတ်ဖို့ဟင်းလျာတွေလည်းညွှန်ညွှန်ပြတယ်။အမှန်ဆိုအိမ်တောင်ပြုတ်တော့မဲ့သမီးအလားလေးကိုအချက်ပြုတ်တတ်ဖို့အိမ်တောင်မှုဖိစီးစေဖို့လက်ညှို့တင်ကြပေးတဲ့လို့ဝါထန်နေထင်တော်မဟုတ်တင်ကိုတင်ပေးတင်တာပါလေ။ရုပ်ကလေးလာပြီးငွေရှာတတ်သလားဆိုပြန်တော့လည်းငွေမရှာတတ်ဝေကပြီးပြီးဆုံးပြီးသားမို့မရှာရတာအကြောင်းမဟုတ်ပေမဲ့တစ်ဖက်မှာမင်းကလေးပြီးအိမ်မှုကိစ္စနိုင်နေဖို့တော့လိုအပ်ပါတယ်။အချက်ပြုတ်တက်တာလင်အောင်เจ้าချက်ကျွေးပြုစုလုပ်ဖို့တက်ကိုရိုင်းချက်ပြုတ်စားတော့တက်ဖို့တက်အချက်ပြုတ်တက်ထားစေချင်နေခုတော့မမြသေးခင်ပုံစံစားလိုက်တောက်လိုက်အိတ်လိုက်နေဖုန်းလေးတုံးလိုက်နေတစ်ချိန်လုံးအိမ်အတွက်အထောက်ကူမပြုပဲအချိန်ကုန်နေဒေါကတော်ချက်ခိုင်းတဲ့ဟင်းတွေကိုတန်းစီမီးဖို့နှစ်ဖို့တပြိုင်တည်းချက်ပြုတ်လိုက်လေနိုင်ဝက်တွင်းမှာပဲအားလုံးချက်ပြုတ်ပြီးစီးသွားလေဒါကြောင့်ဒေါခွတ်တော်နှုတ်ဆက်ပြီးမြင်းစိတ်ရိတ်ခတ်ဆင်းဖို့ပြင်ရပြန်လေတယ်အခုမှကြည့်မိရဲ့တနခါလိမ့်ထားတာကွက်တိကွက်ကြားနေပါလားတပေးသားသားရှည်တဲ့အမှန်ပြန်လေးပေါ်မှာသူမရဲ့မျက်နှာလေးကတနခါအစင်ကျူးတူးကျဲတဲ့နဲ့ငကိုလှပတဲ့မျက်နှာလေးအကျဉ်းတန်နေစေရဲ့ဒါကြောင့်ဝိတိုးဘက်နဲ့တနခါတွေကိုညှိလိုက်တယ်ဒီတော့မှညုံညံ့ညံ့လေးနဲ့ချစ်စရာကောင်းလို့နဲ့မျက်နှာဝိုင်းဝိုင်းလေးပေါ်လာတယ်အမှန်တော့ဝါဝါခိုင်းဆိုတဲ့သူမမပြင်းနိုင်မစင်နိုင်မဝင်းနိုင်ရဲ့ထင်သလောက်အလားမပေါ်လင်တာသူမလာကဤရွာမှမြသွေးခင်ဆိုတဲ့ကုန်းတောင်ကိုင်းပန်းတောင်ကိုင်းအလားမလေးထပ်ပို့ပြီးတော့လှသွေးကျွဲလေးတယ်ရမ်းမောင်းမနေမမြင်ခန္ဓာကိုယ်ကမပိန်မဝါလေးနဲ့ပြည့်ပြည့်ဖောင်းဖောင်းလေးမျက်နှာမှာကာလာမိတ်ကပ်တို့နဲ့ကင်းကွာနေပေမဲ့နေလောင်ခက်အသားညူတူတူတူကလေးရပင်ကာလာသားတွေရဲ့နှလုံးရင်ကိုကင်လုံးနိုင်စွမ်းရှိစေရဲ့မျက်နှာဝိုင်းဝိုင်းမျက်ဝန်းညွညွရွရွကြီးတွေဟာသူမရဲ့အလားလန်းတဲ့တကူးဆိုတာမှန်ပေတယ်သူမကိုပူပန်ဖို့ချိန်ရွယ်နေတဲ့ကာလာသားတို့ဟာဤရွာလေးမှာတပုံတပင်ရှိရဲ့တေးရွက်လို့ရင်တော့ရင်ခုန်တတ်တဲ့ရွေးဆိုပေမဲ့တုကရယောက်ျားတဲ့အပေါ်ရင်ခုန်ဖို့တော့မဖြစ်နိုင်ပေသူမဘဝကအချစ်ကိုစဉ်းစားမယ့်ချိန်လေးမဟုတ်အမေနဲ့သူမဘဝလေးမကြောက်မကြမတောင်းမတနေနိုင်ရင်ပဲဘဝအေးချမ်းသာရနေပါပြီလှလုံးနဲ့ညုံညံ့ညံ့သူမမျက်နှာလက်လလေးစီအပိသက်တစ်ချက်ငေးပြီးမှရေခက်ရံမျက်စိတ်တို့ဆင်းလာခဲ့လိုက်ပါတယ်သူမမျက်စိတ်ကိုရောက်တော့လူပင်ရှင်းနေတယ်လူနှစ်ဦးသုံးဦးလောက်ပဲကျွတ်တူကျဲတဲ့ရှိတယ်မျက်ရည်တရည်ရေနောက်နေရကြောင်းရေတွင်းဝေစီတွင်ရှိတဲ့သူတွေကအိမ်မှာပဲရှော့ဖို့ရေချိုးကြရင်တူပါတယ်ထိုလူနေစုတွေမှာစောစောစီစီရေချိုးနေတဲ့ကိုတင်မောင်ငွေတဲပါတယ်သူမအောင်မြင်တော့ကိုတင်မောင်ငွေရမပြုံးမရဲဘူးပြေးပြပြီးတော့ရေချိုးပြရနဲ့ရေခက်နေရသူမနာချင်းကက်လာတယ်ဘဝကြီးရေခက်နေရလားဟဲ့ဟုတ်ကိုတင်မောင်ငွေရေဆိုဒီမှာလဲခက်ရတာပေါ့ရှင်ဟုတ်တာပေါ့ဒါနဲ့အချိန်ခဏလောက်ရလား9 မိနစ်ပါပဲဘဝဟုတ်ဘာများပြောချင်လို့လဲဝဝနဲ့ကိုတင်မောင်ငွေစကားမှာစကားပြောစရာမရှိဘူးလို့ဝဝထက်နေမြာသွေးကြောင့်မင်းမလို့ပါဟာနင်းနဲ့ငါကြပြောစရာစကားမရှိဆိုတာငါသိပါတယ်ဒါပေမဲ့နင်းကမြာသွေးအိမ်ရေပို့နေတော့အဝင်ထွက်ရှိရလေအဲ့တော့ကြောင့်နင်းကိုအကူကြီးတောင်းမလို့ပါပြောရင်ငိုတော့မလို့မျိုးတော့မလို့နဲ့ပြောကြည့်ပါကိုတင်မောင်ငွေဝဝကူညီနိုင်တဲ့ရဆိုကိုကြီးပါမယ်အေးပါကျေးဇူးပါဝဝဟိုလေအခုမြာသွေးအိမ်မှာမြာသွေးနဲ့ပေးစားမယ်မြို့သားတစ်ထည့်ဆိုရဲလို့ရောက်နေရဲ့တဲ့အဲ့ကိစ္စကိုမြာသွေးငါ့ကိုပြောမပြခဲ့ဘူးအခုဖုန်းဆက်တာလည်းမကင်ဘူးမကင်တဲ့ပြန်ဖုန်းဆက်ပါပိတ်ပြလိုက်တယ်မိဘသဘောတူတဲ့သူရှင်လေဘာလို့ငါအချစ်ကိုလက်ခံခဲ့ရလဲအချစ်ကိုကစားစရာတစ်ခုလိုတတ်မှတ်ပြီးငါ့ဘော်လှည့်ပြဖြားယောင်းခဲ့တာငါလုံးဝစိတ်နာတယ်ဝါဝါရာဟုတ်အဲ့တော့ဝါဝါဘယ်လိုကူညီပေးရမှာလဲသူ့ကိုဒီစာလေးပေးပေးပါဝါဝါရဲ့ငါသူ့ကိုရမ်းချစ်ခဲ့တာပါဟာဒါနဲ့သူတိုးတက်မဲဆိုရင်တော့နောက်ကျောကနေမထိုးတဲ့ကွာရှစ်တက်တရားနဲ့ငါမျက်နှာကြည့်ပြီးအသေးထိုးတက်တဲ့နဲ့ခုတော့ဘာမပြောညမပြောနဲ့ဟိုလူကအိမ်ပေါ်ရောက်နေပြီဟာပြုံးရတန်တင်ဝင်သွားကမျက်ရည်ပြက်ပြက်ကြတဲ့ကိုတင်မောင်ငွေဖြစ်ကြောင်းဒီမစိတ်မကောင်းဖြစ်သွားတယ်တကယ်လေးနာကျင်စွာခံစားနေရပုံဟုတ်ကဲ့ကိုတင်မောင်ငွေကျမမမြသေးခင်ဒီစာပေးသွားပါမယ်သူစီကဘယ်လိုတုံးပြန်လာမလဲဆိုတာကတော့က
ကတရားပေါ်မှာမူတည်နေရလေကျမတော့ပြီနော်ကိုတင်မောင်ငွေအေးငါညီမခုလိုကိုညီတို့ရန်ကျေးဇူးတင်ပါတယ်ဟာရပါတယ်ကိုတင်မောင်ငွေရေကျေးဇူးမလိုပါဘူးကျမတော့ပြီနော်အေးညီမကိုတင်မောင်ငွေစာစိတ်မကောင်းဖြက်ကလေးဖိနဲ့ခြေလန်းနေနဲ့မမြသေးခင်အိမ်ဘက်သို့ဦးတည်လာခဲ့တယ်ရေစင်အိုးကြီးတဲ့ရေလောင်းပြည့်ပြီးကြိတ်ပါဆိုစင်အိုးကြီးနာမျက်နှာတရံရောက်ရှိလာသူဟာမြို့သားဖြူစွနေတဲ့သားရင်းနဲ့မုံရီတန်းပြန့်လွန်သောတွင်ပြအဲ့ရထားမှာပဲအတော်လေးကိုကြည့်ရှုကောင်းလွန်နေအသားရည်ဖြူစွနေသလိုပကုံးထက်မှတင်လာသောပန်းရောင်မွေးဘွားတစ်ပတ်ဟာလေထိုးလူအသားရည်နဲ့လိုက်ဖက်ပါလေသူမောက်မြင်တော့ထိုးလူကမြန်မာတမ်းမိရဲဆိုတဲ့အချိန်နဲ့မဟာဒပြုံးပြပြီးတော့မေးတာဆက်ပြတယ်ဝဝလဲထိုးလူအလိုက်တင်လေးပြုံးပြလိုက်တယ်ထိုးများနဲ့မပြီးသေးရေတက်ပြီးလက်ထွက်ပြနေတဲ့သူမအောင်ထိုးလူမမေးကွန်းစားတယ်ရေတန်းရောက်နေရလားညီမတထမ်းဘလောက်လဲမျက်စိနဲ့ဒီနေရာတော့ဝေးသလားမျက်နှာမသိသေးပဲတော်လိုက်တံပေါ်တော်လိုက်ဒီစင်ကျင်းညစ်ထရင်နဲ့သူမတံမေးကုန်နေတဲ့ဆက်တထမ်းကိုတရားပါအကူဒီအိမ်နဲ့မျက်စိကဝါးဆယ်ပြန်လောက်ဝေးပါတယ်ခုကရေတက်နေပြီဆိုတော့ဝါးငါးပြန်လောက်ပဲဝေးပါတော့တယ်ရှင်ဟမ်ဝါးဆယ်ပြန်လောက်ကြည့်ဝေးရလားတထမ်းတရားနဲ့လုံးပါတယ်ကွာ200လောက်မှကြိုက်မှာပေါ့ညီမရဲ့တနေ့ရေတန်းကဘယ်လောက်ရလဲဟုတ်4-5တောင်လောက်ရပါတယ်အကူအော်4တောင်ဆိုတော့အခောက်40ကြီးအောင်ထားရတာပဲနော်ဟော်ရမ်းပင်ပန်းမှာနော်ထိုးလူကြည့်ရတဲ့မှာသူမပေါ်သနာစိတ်တွေယူဖိတ်ပြေးရှံနေရသူမသတိပြုလိုက်တယ်ထိုသနာကျင်နာစိတ်ကိုသူမမလူလားပါစင်းရဲပင်မဲ့လဲစိတ်မစင်းရဲဘူးစိတ်ရမ်းချမ်းသာတယ်ဆိုတော့ခံစားချက်ကိုထိုတနာပိုင်ရှင်နေသိမဲ့ပုံမပေါ်ပင်မလားစာမဖွဲလောက်ပါအကိုရဲ့လူစင်းရဲတာမှန်မဲ့စိတ်ကတော့ရမ်းချမ်းသာနေပါတယ်ရှင်ကျမတော့အောင်မယ်နော်ရေပိုးစရာလေးရှိသေးလို့ဟုတ်ပြီညီမဖြစ်သွားဟုတ်ကဲ့စကားပြောဆိုညံ့ညောပြပြလိုက်တာလို့ဝဝစိတ်တဲကြိတ်ချီးမုန်းပေမဲ့ကိုတင်မောင်ငွေထိုလူကြောင့်ခံစားနာကျင်ရတာသတိရသွားတယ်လက်ထဲမှာတင်းကျပ်စွာစုပ်ကင်ထားတဲ့ကိုတင်မောင်ငွေရဲ့စာလေးကိုသတိရမိကိုင်းခြေလန်းနဲ့ရက်ပြက်ပြီးတော့မမြသေးခင်အလူလဲရှောက်ဖွေးလိုက်တယ်တွေ့ပါပြီမိဖို့ဆောင်တွေမှာချက်ပြုတ်နေရဲ့ရေတန်းဘိုးနဲ့ရေပုံးကိုချခဲ့ပြီးတော့မိဖို့ဆောင်စီကိုသူမထွက်လာခဲ့လိုက်တယ်မိဖို့ကန်းထဲမှာမြသေးခင်တယောက်ထဲမို့ဆောက်ရပြီးဖို့အခွင့်အရေးရချင်ပြီးအတွေ့လေးတွေပြုံးသွားပြီးတော့မမြသွားခင်အနာကိုသွားတိုးလိုက်တယ်ဟုတ်မမြသွေးခင်ကိုတင်မောင်ငွေကကျမကိုစာကြုံပေးခဲ့လိုက်လို့မကောင်းတက်လို့ယူလာကြလိုက်တာသူ့ရဲ့ဝင်းထဲမှာစိတ်ဆိုးမှလည်းကြောက်ရတယ်ဒါကြောင့်မကောင်းတက်လို့ဆိုတဲ့စကားကိုခဏယူသုံးလိုက်တယ်သူမလက်ထဲစာမြင်တော့မမြသွေးခင်မျက်နှာတိတိတတ်ပြန့်ရွံ့သွားတယ်သူမလက်ထဲကစာကိုလက်နဲ့တုံးဖဲ့ပြစ်လိုက်ပြီးတော့သူနဲ့ကကိစ္စပြီးပြတ်သွားပြီဝါခိုင်နောက်တစ်ခါဆိုသူများကြားတဲ့ဝင်မရှုပ်ပါနဲ့အရေးရအဖက်မရနဲ့လူမုံမခတ်ပါနဲ့ညီမလူမုံလည်းမတက်နိုင်မအမရဲ့မုံပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ယူလာခဲ့တာမဟုတ်ပါဘူးတစ်ဖက်သားစော်တင်အခုညီတောင်းလို့တနာလို့ကိုညီပေးတဲ့သဘောပါဒါဆိုဒီစာကိုတင်မောင်းငွေကိုပဲပြန်လူပေးလိုက်မယ်နော်ရေတန်းစားနေပေမဲ့ဝဝလည်းအခြေတော့မဟုတ်မာနာရှိရဲ့ကို့ပေါ်မာရီကျောင်းရီစကားပြောလာရင်ထိုက်တဲ့လောက်တော့ဝဝလည်းပြန်ပြီးတော့မှထောက်ပြတတ်တယ်ခုလည်းမမြောက်သေးခင်ရဲ့မာတန်တန်လေးတန်ကိုပြိုင်တူ၍သူမလည်းတန်မာဆက်ဆက်နဲ့တုံ့ပြန်လိုက်တယ်ထို့အတွက်စိတ်ထဲချိန်တဲ့လို့ရှိပေမဲ့ကိုတင်မောင်ငွေစာတော့အတော်လေးကိုစိတ်မကောင်းဖြစ်ရတယ်သိကြပါရဲ့ကိုတင်မောင်ငွေသူမရေးစိတ်စင်းလောင်ဆောင်ဆိုင်နေလောက်မယ်ဂျာငါထွားခါနာတကယ်ဆိုသူတို့ရေးကိစ္စပဲမမြောက်သေးခင်ဘသူနဲ့ယူပါစေပေါ့အပြုတ်လူပြိုချင်းယူကြတာပဲအပြုတ်လူပြိုချင်းယူတာမို့မမြောက်သေးခင်လုံးရမှန်တယ်လို့ယူဆမိပြန်တော့လေဒါဆိုဘာလို့ကိုတင်မောင်ငွေကိုလှည့်စားခဲ့ရလဲဆိုရပြက်ချက်ကအခါကဝင်လာတယ်သူတို့ကသာဘာဖြစ်ကွာငါနဲ့ပါဆိုင်လေစိတ်မကောင်းစိတ်ကိုစော်တဲမောင်းထုတ်ပြက်ပြီးမျက်စိစီကိုခက်တက်တက်ရှောက်လာလိုက်တယ်ဝဝဘာလဲလေသူကဘာမှမတည့်ကိုတင်မောင်ငွေစာမယူပြန်ပေးလိုက်တယ်ဟာမြာသူရက်ဆက်လိုက်တာဟာလက်လျှော့လိုက်တော့ကိုတင်မောင်ငွေရဲ့ကို့ပေါ်မကောင်းတဲ့မိန်းမတယောက်အရန်ခံစားမနေပါနဲ့သူသားတကယ်ချင်းချားတယောက်ကိုလက်ထပ်ဖို့စဉ်းစားမှာမဟုတ်ဘူးလေနင်ပြောတာမှန်ပါတယ်ဝဝရဲ့ဒါပေမဲ့အုံနောက်နဲ့နှလုံးသားမှာနှလုံးသားဆန္ဒပဲလွှမ်းမိုးနေတော့ခံစားချက်ကိုဖြေမစင်နိုင်ဘူးကွာဟုတ်လေငါ့ကိုတစ်စင်ထပ်ပြီးတော့ကိုညီပေးပါလားဟာဒီစာကိုဟိုမျိုးသားထံပေးပါလားဒါဆိုအဲ့မျိုးသားနဲ့မြောက်သေးလို့လက်ထပ်ဖြစ်မှာမဟုတ်ဘူးဝဝကျေးဇူးပြုပြီးတော့ကိုညီပါနော်ကောင်းပြီကျမပေးပါမယ်သူမလည်းကိုတင်မောင်ငွေဆက်လာမယ့်စကားတွေကိုနားမထောင်တော့ပဲမြက်ထဲခက်သက်စင်ကရေခတ်ပြီးတော့မမြသေးခင်အိမ်စီကိုရှောက်လာခဲ့လိုက်တယ်နေလေစားပါပဲစိတ်ဖြောင်းလက်ဖြောင်းမစားနိုင်ဟိုမျိုးကြီးသားလက်ထဲစာရောက်ဖို့အရေးကြားချောင်းတို့လိုချောင်းနေရသည်ကနေရှိသူရဲ့မနေ့ကလည်းတနေ့ကလူလက်တဲမရှိခဏလည်းအတော်နဲ့လူမလက်သို့တော့တကယ်တမ်းလူလေးချိန်မှာတော့တကယ်ရေချိုးချိန်မှာအခွင့်အာဏာနေခဲ့တယ်ထိုအချိန်ကနေ့12နာရီချိန်အချိန်ကောင်းဆိုပေမဲ့နေရလဲစူသလောက်မပူရည်ကတော့တက်တဲ့အလျောက်ရေခဲတုံးဘက်မှာအေးဆက်နာကျင်းနေတယ်ထိုနေကင်းချိန်မှာမြစ်ပြင်မှာရေလာချိုးချိန်သူမတည်လဲထမင်းစားတော့ပြီးလို့ဘိုက်ပေါ်ချိန်မှာရေချိုးဆင်းလာချိန်ဖြစ်၍ရေချိုးချိန်မို့ကိုတင်မောင်ငွေရဲ့စာလဲလက်ထဲမှာယူဆောင်မလားဦးရလိုက်တာနော်ငါဘယ်လိုလုပ်ရပါမလဲမသိဘူးမြည်ရီကုန်နေတဲ့ထိုးလူထက်ဦးရအသေးရစွာနဲ့
ကွက်ကြီးလုံးနေပုံမျိုးသူမစိတ်ကိုပဲမလုံးချင်မတော်အကြည့်ချင်းစုံနေရင်သူ့ကိုကြိုက်လို့ခိုးကြည့်နေရဲ့ဆိုတဲ့အထင်ဟာကျင်းတည်ထင်နိုင်နေသို့တော့ထိုလူအကြည့်တွေကသူမထန်ရှိမနေရေကိုပဲစိတ်ပါလက်ပါကူးနေရကြောင်းတော်သေးရဲ့ထိုလူကသူမရဲ့အထက်ဘက်မှနေ၍မြစ်ပြင်နဲ့ခက်လန်းလန်းထိရေကူးခတ်နေလေရဲ့သူမတော့ရေကြောက်သူမို့မြက်ကန်းဆက်မှာပဲကက်ကဆုံကြီးဆန်ကြီးနဲ့ကူးခတ်နေတယ်ရေကူးလို့မိနစ်20လောက်ကြာမှာတော့မြက်ကန်းဆက်မှာထိုမျိုးသားနဲ့သူမနှစ်ယောက်တည်းကြံနေရတဲ့အခွင့်အရေးလည်းမလွတ်တော့ဘူးလို့ကြုံသွားလိုက်ကရဲစိတ်တင်ပြီးတော့ထိုလူထံအတန်ကျိန်းနဲ့လမ်းអော်လိုက်တယ်ဖြိုးမျိုးသားကြီးကျမရှင့်ကိုစပေးစရာရှိရဲ့ဟမ်ဘာပြောတာလဲဘာစားလဲအိုးအေးမဟုတ်ဘူး sorry အထင်လွဲစရာဖြစ်ကုန်ပြီကိုတင်မငွေရရှင့်ကိုစပေးခိုင်းထားလို့ပါရှင်လူမလင်းလို့မပေးရသေးရဟမ်ဘယ်ကကိုတင်မငွေလဲမင်းပြောတဲ့ကိုတင်မငွေကိုအခုမသိဘူးနော်အေးဟုတ်တာပဲဒါဆိုကျမကိုမျက်စိမှာခဏစောင့်မေးပါလားယင်လူတယောက်ကအကူကြီးတောင်းထားလို့အကိစ္စမပြီးမချင်းကျမမှာစိတ်ဖြောင်းလက်ဖြောင်းစားတောက်ရတယ်လို့မရှိပါအကိုရဲ့ကျေးဇူးပြုပြီးတော့ခဏစောင့်မေးနော်ခဏလေးပါဟုတ်ပြီသူ့တန်စောင့်မမယ်ဆိုတဲ့ကလေးရတာနဲ့ဝါဝဆူသောရည်တဲ့ကောင်းပါလေမျက်နှာလေးဝန်းလက်သွားတယ်ရှင်ဘက်ပေါ်တပန်းချုံကမပြေးုံတမဲပြေးထွက်သွားတယ်ဘေးဒီဆန်လိုက်တာကိုတင်မောင်ငွေတဲ့ဘယ်ကကိုတင်မောင်ငွေပါလဲဟောဟိုကလေးမှပြန်လာပြီရေစိုးလုံးကြီးရင်ရှားနဲ့မပေါ့တော့ဘောရှင်ဘက်ဖွေးဖွေးကလေးစီရုပ်ချစ်အကြည့်ရိုက်သွားမိခိုင်းသူ့အကြည့်တို့ပြုံးဆိုင်ပင်လွဲဖဲ့ပြင်လိုက်တယ်သူကလူရန်ကတယောက်မဟုတ်မိကောင်းဖခင်ကမွေးထုတ်ထားတဲ့လူရင်ကြီးတယောက်မြစ်ထဲမှာတက်လာခဲ့လိုက်ပြီးဝဝရှိအောင်ရှောက်သွားလိုက်တယ်ဝဝနဲ့သူကမြက်ကန်းဆက်ရဲ့နှစ်ပေသားသားအကွာဝေးလောက်မှတိဆိုင်မိရဲ့ရော့ကိုကြကြင်ခဲ့မယ်နော်အိမ်เจ้าမတေးချဖတ်ပေးပါဘာရေးထားလဲဆိုတော့ကျမလည်းမသိဘူးရှင်ကိုတင်မောင်ငွေဆိုတဲ့အကူအကူညီတောင်းလို့ကိုညီပေးတာပါအဲ့ဒီကိုတင်မောင်ငွေဆိုတာဘယ်သူလဲဝဝဟုတ်အိုးစာပဲဖတ်ကြည့်လိုက်ပါအကူရဲ့စာဖတ်ရင်တည်သွားပါလိမ့်မယ်ရှင်ဝဝသွားပြီနော်ဟေးနေရောလေမြို့ကြီးသားရဲ့ဟန်တာတန်ကြားပေမဲ့ဝဝဂယုမဆိုင်အားတော့ထိုစာမြို့ကြီးသားလက်ထက်ရောက်သွားပြီမို့သူမတာဝန်ကျိသွားပြီခုချိန်အားစပြီးတော့စောင်းဝင်အိပ်ပျော်သွားပြီကိုတွင်နဲ့ကိုပြောမျိုးချိန်နဲ့သွားရသူကဝဝဇဝေဇဝါစိတ်နဲ့ရေပင်ဝအောင်မကူပဲအိမ်ရောခက်မြန်ပင်တုတ်ချီတင်ကပြန်လာခဲ့ရသူကဂုံဝင်းထေဆိုတဲ့သူပါရေကူးမဝတာကြောင့်ဝဝဝင်စိတ်တူချင်နေအိမ်ရောက်တာနဲ့အဝယ်စားအမြန်လဲကဝဝပေးလိုက်တဲ့စာအုပ်ဖွင့်ဖောက်ကဖက်လိုက်တယ်တို့ကိုတင်မောင်အရန်ချစ်ရတယ်မြကြီးမင်းနဲ့ကိုတင်မောင်ချစ်ရင်ငံခဲ့ကြတာတဘဝစာအတွက်ပါကွာတက္ကနာတာအကျံစီနဲ့နောက်ကျောကိုဓာတ်နေထိုးပြီးကိုတင်မောင်ချစ်ကိုလှည့်ပြားကစားသွားခဲ့တယ်နော်ယောက်ျားရဲ့မကြီးဆိုရင်မေကိုတင်မောင်ခန့်စားနာကျင်ရတာအသက်ကိုတော့ရန်ရှာချင်မိရဲ့အထိပါမြရဲ့အခါကမှားမိကြတဲ့ကိုတို့အချက်တွေကမြအတွက်ဘလူးမှအရာမရောက်ဘူးဆိုရင်တော့ကိုတင်မောင်အတွက်ကတော့မြကိုထာဝရထိရည်စူးမျှော်မှန်းပြီးချစ်ခဲ့တာမို့ကိုတင်မောင်တနာငင်ညာသောအဖြစ်မြို့ကြီးသားပွဲရုံပိုင်ရှင်တတိသားကိုလက်မထပ်ပါနဲ့လားကိုတင်မောင်တောင်းဆိုပြရစေဗျာဘာပြစ်ချက်မှမရှိပဲလူအဆက်တွေဖြတ်ပြစ်ပြီးဖုန်းဆက်ပိတ်ထားတာကတော့အတော်ရက်ဆက်တဲ့လောက်ရပင်နော်ကိုတင်မောင်ကိုတကယ်ချစ်ခဲ့တာမရင်မြို့ကြီးသားကိုလက်မထပ်ပါနဲ့ချစ်ရသူနဲ့လည်းတွေ့ခွင့်မရဘူးဆိုရင်တော့တစိမ့်ယောက်ျားတယောက်နဲ့ရှင်တွဲမြင်တွေ့ရမယ်မင်္ဂလာပွဲကိုတော့မမြင်မတွေ့လို့ပုံမြရဲ့အကယ်၍သာမြို့ကြီးသားကိုများလက်ထက်ခင်အဲ့ဒီနေရာကိုတင်မောင်ရဲ့အတူပါချတယ်နေလို့သာမှတ်လိုက်ပါတော့မြကြီးဟာကိုတင်မောင်ရဲ့စာကိုဖတ်ပြီးစိတ်တွေညံနှန်းရှုပ်ထွေးသွားတယ်စာရွက်ကိုလက်ထဲကြက်ကြက်ပေါင်းဆုပ်ထွေးထားလိုက်တယ်ဒီစာရီကပါတဲ့အတိုင်းအကြောင်းအရာသာအမှန်တကယ်ဆိုရင်မြသေးခွင်နဲ့သူ့ရဲ့လက်ထပ်ပွဲဘလို့နဲ့မှကျဲမလို့အဆင်မပြေဒီကိစ္စမှန်သိရဖို့ဝဝဆိုတဲ့ကောင်မလေးနဲ့တွေ့ပြီးအကျိုးကြောင့်မေးကြည့်ရမယ်ဆုံးဖြတ်ချက်နဲ့အတူမှန်ရှိခဏရက်ကခေါင်းပြီးခဲ့လိုက်ပြီးမှန်တင်ကုံမကားတော့ယူကအရောက်ထက်ဆင်းခဲ့လိုက်တယ်ဝဝဆိုတဲ့ကောင်မလေးအခုချက်ချင်းသူသွားတွေ့မယ်စိတ်မြန်လက်မြန်လှုပ်တဲ့သူ့ချင်းကအခုလှုပ်ချင်အခုပါဇက်ပါရွာရောက်ဆိုသလိုဝဝအိမ်ဘက်မှာလဲလို့မေးလိုက်တာနဲ့ကာဘိန်10လိမ့်လောက်လိမ့်လိုက်တာနဲ့ဝဝတို့အိမ်လေးစီကိုတန်းရောက်သွားတယ်ဝကံမုံနဲ့မြေဆိုင်အိမ်ခက်သေးသေးကလေးကဝဝတို့သားမိရဲ့ငားနေတဲ့အိမ်လေးလို့ဝဝတို့ရုံမင်းမြန်သိခဲ့တယ်ဝဝတို့နေတဲ့အငားအိမ်လေးကိုပြောတာလားဟိုအိမ်လေးပဲတူမောင်ဝဝတို့အိမ်ကဟိုအိမ်ဆိုရင်ရပါလျက်နဲ့ထက်ကွန်ကအဖြေပေးလာတဲ့စကားအိမ်ငားတဲ့လူဆိုတာဒီလိုပဲလေမိတာထက်ပိုပြေတတ်ကြတဲ့တဘာဝရဲ့ချီးမောစရာရှင်မျိုးသိမ့်နေတတ်ကြပြီးကဲ့ရဲ့စရာရှုံးချစရာရှင်ဝိုင်းဝန်းပြီးတော့နှိမ်ကြမြင်းနေရလန်းဆိုင်တတ်တဲ့သဘောဝဝတို့အိမ်လေးနဲ့ခက်လန်းလန်းမှာကားလေးထိုးရက်လာပြီးတော့ဝဝအရေးချီကိုစောင့်ကြည့်နေလိုက်တယ်မြေချင်းချင်းနဲ့ရိုင်းနဲ့တဲရင်လေးရဲ့ပြရောက်ကတကယ်ဘဝသမားဖြစ်နေတရုပ်ပြနေလေရဲ့မင်းနဲ့ငယ်ကြအောင်စောင့်ကြည့်နေရတဲ့အထိအင်္ဂလိပ်ထဲမှာအရေးရောင်ကရောင်လို့မြောင်တော့မှပေါ်ထွက်မလာသေးပြီနောက်ထပ်9မိနစ်လောက်ထပ်ဆောင်ပါမှအပြစ်မပြန်လာတဲ့ဝဝကိုသူတွေးလိုက်ရတယ်အိမ်ဝင်းထဲဝင်တော့မယ်ဝဝရှိရသူကာဘိန်လိမ့်နေဆိုရများလိမ့်ချလိုက်လေတော့သူကားလေးကဝဝဘေးတုံကနေထိုးရက်သွားလေရဲ့
ကားပေါ်မှာသူ့ကိုမြင်တာနဲ့ဝဝရဲ့မျက်လုံးစုံကပြူးချိန်ဝိုင်းဆက်သွားတယ်။သူမမျက်ဝန်းတွေကမင်းကုန်းပေါင်းများစွာနဲ့ပြည့်နှက်သွားလေတယ်။မေးစရာရှိလို့ဝဝဟိုကိစ္စနဲ့စာနဲ့ပတ်သက်တဲ့ကိစ္စဟိုအဲ့ဒါကျမနဲ့မဆိုင်ဘူးလေမေးစရာရှင်ကိုတင်မောင်းခွင့်စီပဲတိုင်းရမေးပါလားရှင်။အဲ့လိုနဲ့ဆက်တယ်ဖို့မင်းစရာအကူညီလိုတယ်လေခဏပဲလိုက်ခဲ့ပါ10မိနစ်လောက်ပါပဲကိုညီမဲကိုညီအဆုံးတရအောင်ကိုညီပါဟုတ်ကဲ့ပါဝဝတွန်းဆုပ်ဆုပ်ပုံစံလေးနဲ့ဘေးဘီဝေးဝဲကြည့်ပြီးမှသူနာတိုးကပ်ပြီးတော့ဟိုဘယ်လိုက်ရမှာလဲကျမကားနဲ့လိုက်ခဲ့လေမကြောက်နဲ့မင်းဘာမှမလုပ်ဘူးဟိုလူကိစ္စအတိုင်းမယုံနေမှာကားပေါ်တက်တစ်ဖက်ကားပရင်းကိုခါကိုင်းကဖွင့်ပေးလိုက်ပြီးသူမအကားပေါ်တက်ခိုင်းနေရကြောင်းသူနေရာပေးထားတဲ့ကားရှိကမ်းမှာပဲသူမမဝင်မရဲစိတ်နဲ့ဝင်ထားလိုက်တယ်ကားရှိကမ်းမှာနေရာကျတာနဲ့ကားမှန်တကားပိတ်ပြက်ကကားမောင်းထွက်သူကမျိုးကြီးသားကားလေးကိုပေတရာကားလမ်းမကြီးပြီးလူရှင်းရနေရစိတ်နေရစီသူရွေးချယ်လိုက်ပြီးကားကိုလမ်းဘေးထိုးချရပ်ထားလိုက်တယ်ကားပေါ်မှာပဲစကားပြောဖို့သူဆုံးဖြတ်လိုက်တယ်ကားပေါ်မှာဆင်း၍စကားပြောဆိုရင်ဝဝနဲ့သူ့ကိုအီရွာမှလူတချို့ကမြင်သွားနိုင်တယ်မြသေးခင်နဲ့သူကိစ္စကမပြီးပတ်သေးခင်မှာဝဝနဲ့သူ့ကိုလူတွေအထင်မြင်အလွဲမခံနိုင်ပါသူ့ပြစ်ကနေကိုပြစ်ဖြစ်သွားနိုင်တယ်မဟုတ်လားပြောပါကိုဘာတိုင်မင်မလဲရှင်ရော့ဒီမှာစာဖတ်ကြည့်ဝဝဟုတ်သူစကားတိုင်းဝဝစာကိုဖတ်ကြည့်လိုက်တယ်ကိုတင်မငွေရေးထားတာတွေကတော့တကယ်အမှန်တရားတွေပဲဆိုရင်အကူမြသေးခင်ကိုလက်ထပ်လို့မဖြစ်ဘူးအဲ့ဒီကိစ္စကတော့ကို့ဘာသာဆုံးဖြတ်ကြပါအကူညီပေးချက်လို့သာကူညီခဲ့ရတာပါတစုံတူကူထိကနင်းလာသွားစေတဲ့စိတ်ယုံမှမျိုးကျမမှမရှိပါဘူးအကူမင်းနဲ့မဆိုင်ပါဘူးဒီကိစ္စနောက်ပြီးတော့ကိုတင်မငွေကိုတနာလို့မြသေးခင်နဲ့လက်ထပ်မှုရက်ဆိုင်တာမဟုတ်ဘူးဝဝဒါဆိုဘာကြောင့်လဲဒီလိုလေမြသေးခင်နဲ့အကူကိုမိဘတွေကတငယ်ချင်းမလို့ငယ်ကလေးကသားသမီးပေးစမယ်ဆိုတဲ့ပုံစံနဲ့ဂရိတွေရှိခဲ့ကြတယ်အကူကယောက်ျားလေးဆိုရင်တခါမှရီစားမထားခဲ့ဘူး KTV night club လည်းမတက်ခဲ့ဘူးမိမဝါသနာမပါဘူးလူသက်အမျိုးသားတယောက်မြသေးခင်လို့ကိုတင်မောင်ငွေနဲ့ဖြစ်ချင်တိုင်းဖြစ်ပြက်နေတဲ့မင်းကလေးကိုနွားပြစ်ခံပြီးတော့လက်မထက်နိုင်ဝါဆူလိုတာမမြသေးခင်ကအပြုံမစစ်ဘူးအကူကလက်မထက်ချင်တာအဲ့သဘောလားအကူအဲ့ကိစ္စပထမပဲကိုတင်မောင်ငွေအဖြစ်ကိုတနာတာဒုတိယယောက်ျားလေးဆိုတာကိုသားပွေချင်းရှုပ်ချင်တာကိုကောင်မလေးတော့လုံးဝအဖြူတဲ့တန်တန်လေးမှလိုချင်တာယောက်ျားလေးတို့တဘာဝပဲလေအိုကိုကောင်မလေးတန်တယ်မတန်အောင်ဆိုတဲ့ကိစ္စကိုရောအကူကဘလို့ပိုင်းချပြီးတော့ကြည့်ပါလဲမိန်းကလေးကသူ့ရဲ့အပြိုစင်မဟုတ်တဲ့ကိစ္စကိုရောဖုံးကွယ်ထားအကူဘာတတ်နိုင်ပါလဲဟုတ်တယ်သူတို့ဖုံးကွယ်ထားနိုင်ရင်လေအကူတို့သိရမှာမဟုတ်ဘူးကိုဘက်ကတတ်နိုင်သလားအကဲခတ်လေးလာပြီးတော့လက်တွဲနိုင်မှတော့ကားကြတာကဲအဲ့ဒီစစ်မစစ်ကိစ္စတွေအသာထားပါဟိုလိုကိုတင်မောင်ငွေနဲ့တွေ့ပြီးတော့စကားပြောကြည့်ခြင်းနဲ့ဝါခုပဲသူ့စီကိုသွားခြင်းနဲ့လိုက်ဖို့ပြီနော်ဟုတ်အဖျားဆုံးကအိမ်မဲလေအကူဘာသာသွားလိုက်ပါကျမမလိုက်တော့ဘူးမလိုက်လို့မရဘူးခဏပဲဟာတိခံပြီနော်ဝါပြောဆိုကိုတင်မောင်ငွေအိမ်ရှိရတော့သူ့ကားလေးကိုတန်းတန်းမတ်မောင်းလာခဲ့လိုက်တယ်ဝါမျက်နှာလေးပြက်ကနှုတ်ဆက်ပြီးတော့လိုက်ပါလာတယ်ဆိုင်မြက်ပဲကိုတင်မောင်ငွေနဲ့တန်းတွေ့ရအောင်ထိုလူအိမ်လေးထဲမှာ၃ယောက်သားစကားပြောဆိုတယ်စားရကိစ္စတွေကအမှန်တကယ်ကြီးလားဗျာဖះဆူရပါစေရဲ့ဗျာလုံးကြံဖန်တီးတာတခုမှမပါပါဘူးဒီအိမ်လေးထဲမှာပဲများနေကျွန်တော်အချိန်ခါချိန်တွေ့ခဲ့ကြတာပဲအခါကမှားခဲ့ကြတယ်ဆိုပါတော့ဗျာထိုစကားကိုနားထောင်ပြီးကယောက်ျားသားနှစ်ယောက်ကြားမျက်နှာရေးကထပြေးမတက်ရှက်အားပို့သွားသူကတော့ဝါပဲလေဒါအောင်မြင်သွားသူကဂုံဝင်းထိန်ဝရဲ့ရှက်အားပို့တဲ့လှသွေးချေလုံးနဲ့မျက်နှာလက်လာလေးထမ်းခိတငိမ့်ဆိုင်ကြည့်လိုက်မိရဲ့လှလိုက်တဲ့မိန်းကလေးလို့စိတ်ထရရေးရွံ့ရင်မကြာခဏခိုးကြည့်မိတရားကြိမ်ဖန်များစွာတည်ပြီးပါပြီအဲ့ဒီကိစ္စတွေကိုအခုခမားနဲ့တွေ့တာကျွန်တော်နဲ့မြသေးခင်လုံးဝလက်ထပ်ဖြစ်မှာမဟုတ်ဘူးဆိုတာပဲဗျာသူဘက်ကခမားကိုပြန်ပြီးတော့လက်မခံတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ကတော့လုံးဝလက်မထပ်တော့ပါဘူးဒီတော့ခမားစိတ်ရေးလိုက်ရင်လည်းပျော်ဤတာနေလိုက်ပြီးတော့ကိုတင်မောင်ငွေဟာဝမ်းသာလိုက်တာမျိုးကြီးသားရကျွန်တော်သူ့ကိုပိုင်ဆိုင်တာမပိုင်ဆိုင်တာကန်တရားပါဗျာသူနဲ့ခမားကျွန်တော်ရှိလက်ထပ်လိုက်တာနဲ့ကျွန်တော်ရင်ခွင်းတာကြပြီးတော့သိရမှာဗျာမြသေးလက်ထပ်ပွဲဘလို့နီးနဲ့မှရင်မဆိုင်နိုင်မခံစားနိုင်ပါဘူးကျေးဇူးရမ်းတင်ပါတယ်မျိုးကြီးသားရပါတယ်မလိုပါဘူးဗျာကဲကျွန်တော်တို့ပြန်တော့မယ်ခမားဖို့ကစိတ်အေးရပြီဆိုပေမဲ့ကျွန်တော်မှရင်ဆိုင်ကြရရှိသေးတယ်ပြန်ပြီကိုတင်မောင်ငွေဟုတ်ကဲ့ပါမျိုးကြီးသားရေဖြည်းဖြည်းပြန်ပါခမားဟုတ်ကဲ့ဝဝကိုခေါ်ကကိုတင်မောင်ငွေအိမ်မှာပြန်လာခဲ့လိုက်တယ်ကားကိုဖြင်းချင်းစွာမောင်းနေရင်ဝနဲ့မြသွေးခင်ကိစ္စစကားဆက်မိကြပြန်တယ်မြသွေးခင်တဲ့ကိစ္စပြီးပြတ်ဖို့မင်းကူညီလို့ပြန်ပြီဝရှင်ကျမဘဲချင်းထိလိုက်ပြီးတော့ကူညီရမှာလေကျမမပါလို့မဖြစ်ဘူးလားရှင်ကြာရင်အချောင်းလေးမမြသွေးခင်မုန်းတာကြားကြောင်ခံရတော့မှရှင်ကျင်းတဲ့အမုန်းခံရမှာသူမုန်းတာရေးမကြည့်ပါဝသူကစားတဲ့ကွက်တဲ့အကိုတို့မဝင်ဖို့ပဲရေးကြည့်ရဲ့မင်းကိုလည်းရမ်းကျေးဇူးတင်တယ်ဘာမဆိုင်ညာမဆိုင်နဲ့ကြားဝင်ပြီးတော့အကူညီပေးလို့ရပါတယ်ကျေးဇူးမလိုပါဘူးဒါနဲ့ကျမဘလို့ထပ်ပြီးတော့အကူညီပေးရမှာလဲရှင်
ဒီလိုလေမမေကမြသွေးခင်တဲ့အကိုအရန်သဘောတူနေတော့မြသွေးခင်နဲ့လက်ထက်တောင်အလွယ်တကူညှင်းဆက်လို့မရမှာမဟုတ်ဘူးဝါဟုတ်အဖြစ်မဲ့တည်တော့ဟိုစာပြလိုက်လေအကိုအဲ့လိုပြလိုက်ရမယ်တော့တည်တယ်ဒါပေမဲ့မြသွေးခင်တိတ်ခေါင်ငဲကွက်လို့တခြားနီလန်သုံးကြည့်မလားလို့စဉ်းစားတာမြသွေးခင်ဘက်ကအလိုလိုအကိုကိုညင်းအောင်လုပ်မလားလို့ဝါရှစ်မှလည်းမိဘသဘောတူတဲ့သားဆိုရင်မမြသွေးခင်ပေါ်ငဲကွက်နေလိုက်တာနော်ဧကနာအကိုမြသွေးခင်ပေါ်စိတ်ဝင်စားလိုက်တည်ရမလားရရဆဆပေါက်ပေါက်ရှာရှာလက်ထပ်ဖို့တွေးထားမိတာမှတ်မဲတကားမှသူ့ပေါ်ရင်မခုန်သေးပါဘူးဖះစုပါမြသွေးခင်အိမ်မှာတပတ်10ရက်လောက်သာနေတာသူနဲ့မရင်နေသေးဘူးအစိမ့်သက်သက်ပဲဆက်ဆံရအိုးအဲ့လောက်ထိရှင်းပြစရာလည်းမလိုပါဘူးစိတ်ဝင်စားတာမဝင်စားတာအကိုပိုင်းမှာဒါနဲ့ကျမဘယ်လိုကိုညင်ရမလဲပြောပါဒီလိုလေဝဝနဲ့ကိုကမြသွေးခင်အထင်လွဲအောင်လုပ်ကြမယ်လေသူအထင်လွဲတာနဲ့သူနဲ့အကိုကိစ္စအလိုလိုပြီးတက်သွားမယ်ဘယ်လိုအထင်လွဲအောင်လုပ်မှာလဲအခုနဲ့ဝဝနဲ့ချက်နေအောင်ဆောင်လိုက်မယ်လေရှင်ပြူပြဲဝိုင်းဆက်သွားတဲ့မျက်ဝန်းညွညွရွှဲရွှဲကြီးတွေကိုခက်ဆိုင်ဆိုင်ကြည့်ပြီးတော့ဆိုမီကထုံမျက်ဝဲပိုက်ရှင်ရဲ့အကြည့်တွေကြားရုံးဖယ်မရအောင်လို့ညှိတွေသွားတယ်ဂျေစုပြုပြီးတော့ကိုညပေးပါနော်ဝဝမင်းတို့အကိုအများကြီးဂျေစုတင်နေမှာပါအိုးအဲ့လိုလုံးမဖြစ်မှာလားတခြားနည်းလည်းမရှိဘူးလားအကိုအဲ့လိုလုံးကြည့်ဖို့ပဲအကိုဆုံးဖြတ်ထားတယ်မြို့ကြီးသားစကားကိုခွန်တုံမပြန်တော့ပဲတုံနှီးပါဝေးလုံးလိုက်တယ်အိမ်ရှိကားလေးထိုးဆလိုက်ပြီးမို့မြို့ကြီးသားစကားတွေအတွက်စိတ်ရှုံနေမိရဲ့တွင်မမှာလဲကောင်းပေါ်မှာလဲမြန်နေချိလန်းနေနဲ့ပြေးဆင်းလာခဲ့မိရဲ့အင်းမလုပ်ပေမဲ့တိတ်ဆိတ်ခြင်းအောင်မိခင်အချင်းမင်းမို့ဝဝသူ့ကိုညီမဲဖြတ်ကြောင်တတိချတတ်မှတ်လိုက်မိရဲ့အိမ်နဲ့ပြင်းဝင်သွားတဲ့ဝဝရဲ့နောက်ကျောလက်လာလေးထန်နှမျောတစွာငီးမောကြည့်ရှုနေလိုက်ရင်ဘာကြောင့်မြသွေးခင်ပေါ်သူ့ရဲ့စိတ်နေစိတ်ထားအသေးလဲရှင်းပြနေမိတယ်သူမသိတော့သူနဲ့မြသွေးခင်လောဝကင်ရှင်းကြောင်ဝဝကိုသိစေချင်တယ်ခံစားချက်ကအတော်လေးကိုဒူးဆန်းနေရဲ့ဟိုငါဘာဖြစ်သွားတာပါလဲမဖြစ်စဘူးခံစားချက်တွေထူးနေတယ်ဝဝငေးကြည့်နေမိရင်ငါ့ရင်နေရလှလှခုန်နေရဲ့ဟာမဟုတ်ပါလေရောဒီမင်းကလေးကိုငါချက်သွားလားသဘောကျမိရလားဘဝရဲ့ရှင်မှာကားလေးမောင်းပြီးပြန်ကားပေမဲ့ဘဝနဲ့ပတ်သက်တဲ့မိကွန်များစွာသူ့ရင်ထဲနှလုံးသားတွေပလုံစီပြီးတော့ကြံနေခဲ့ပါတယ်ချစ်သူဖြစ်ဟန်ဆောင်ပေးရမယ်ဆိုတဲ့အဖြစ်ကိုသူမလုံးဝလက်မခံနိုင်ပါသူမဖြစ်ကဓာတ်ခုတ်ရလမ်းဝင်ရှို့မဲ့အဖြစ်မျိုးနောက်ပြီးတော့ကိုတင်မောင်ငွေနဲ့မျိုးကြီးသားတို့ကိုမမြသွေးခင်ရဲ့ကြောက်ကွဲမှလွတ်မြောက်အောင်ဆောင်ကျင်ပေးခဲ့တာမှန်နေဆိုရင်တော့တစ်ဖက်မှာမမြသွေးခင်ရဲ့မျိုးကြီးသားပေါ်မျောလင်းချက်တွေကိုသူမပဲရိုက်ချိုးသလိုဖြစ်သွားနိုင်တယ်ဒါကြောင့်လက်တလောမျိုးကြီးသားရဲ့အကူအညီတောင်းမှုမှာရှောင်တိန်နိုင်ရဲ့ဒေါက်တော်အိမ်အားရေးမပို့ပေးပဲနဲ့ကွင်းရှောင်နေမိလိုက်တယ်သို့တော့ဖြစ်ချင်တော့ရေးလာမပို့၍ရေးသုံးလို့ရဲ့အိမ်နိုင်ရောက်လာတဲ့ဒေါက်တော်ပါလေဝဝကြီးမနဲ့စိန်တိုင်းတော့ကြော်နေပြီအိမ်လာပြီးတော့ရေးပို့ပေးလေအောင်လေနောက်ပြီးတော့ချက်ပြုတ်ခန်းလေးလာပြီးတော့ကိုကြီးပေါင်းဝဝရဲ့သမီးမြသူရဘလို့တင်တဲ့တက်တွေကိုမရှိဘူးသူကလှကြံပကြံတာပဲရှိတာအိမ်လောက်ကိုနည်းနည်းမှစိတ်ဝင်စားအောင်ဟိုလေဝဝအကောင်းနဲ့နောက်ချက်နေလို့မနေ့ဖြတ်မရေးလာပို့ပေးမယ်နော်ဒေါက်တော်အိုးအေးခုနကတော့ညီမသိန်းတို့ရေရေးထမ်းဖို့နေအကောင်းကြီးပါကြီးခုမှဘာထားဖောက်ရတာတော့ကျေးဇူးပြုပြီးမချက်ပြုတ်ချင်နေပါရေးလေးတော့ဖူလောင်သွားအောင်လို့ဖြစ်ပေးပါအောင်ရှောင်းတိန်ဖို့ကြိုးစားကြည့်ပေမဲ့လုံးဝတိန်ရှောင်မရခင်ဒေါက်တော်စကားအင်းအမလုံးမိပဲခေါင်းလေးသာဆက်ပြပြီးတော့သူမရေးစိတ်ဆင်းလာခဲ့လိုက်တော့ရေထဲမှာအလိုမကြောက်မှုတွေရာရင်ထဲမဆက်အများသွေးဟိုဝဝဒီတစ်ခေါက်ရေထမ်းလာပုံရင်အနောက်ဘက်ချက်နေစီရေတထမ်းပို့ပေးဖို့ပြောအောင်နော်နှင်းစီပန်းမနေရေလောင်းချင်လို့မနက်ကမြသွေးလင်းလင်းချင်းပဲရေလောင်းထားရလေကိုကုံမဟုတ်ဘူးကျွန်တော်ရေတထမ်းလောက်အသုံးပြုစရာရှိလို့ပါမြသွေးရဲ့ကျေးဇူးပြုပြီးတော့ပြောပေးနော်ဟုတ်ကဲ့လာပြောလိုက်ပါမယ်မိခင်တယောက်တည်းမိဖို့ကံမှာမနိုင်မနေ၍မချက်တဲ့နဲ့ကိုညီပြီးချက်ပြုတ်နေရမြသွေးခင်ခမထူးဆန်းလို့နဲ့ကိုကုံဝင်းထရဲ့စကားကြောင့်အလုံးရှုံနေရကြမှာမျက်မှောင်လေးတွန်ကဝဝရေထမ်းလောင်ချက်ပြုတ်ရင်းနဲ့စောင့်ကြည့်ရဲ့တိတ်မကြလာရေထမ်းလာတဲ့ဝဝကိုမြင်လိုက်တာနဲ့ရေစင်အိုးတဲ့ရေမထက်မီမှာဝဝရှိရခက်လော်လော်လေးပြေးပြီးတော့ရှောက်သွားလိုက်တယ်ဝဝကိုကုံကအနောက်ကျန်နဲ့ရေတထမ်းပို့ပေးအောင်နဲ့အသုံးပြုစရာရှိလို့တဲ့အော်ဟုတ်မမြသွေးခင်မမြသွေးခင်မင်းငေါ်ပြတဲ့အနောက်ဘက်ခြံထဲစီရေတန်းပြီးတော့ရှောက်သွားမိခိုင်သူမကြည်လန်းနေလေးဖင်ကတုံဆိုင်နေရဲ့ကိုကုံဝင်းထဲဘလို့အကြံစီရှိ၍သူမရေးဖို့ခိုင်းနေလေရုပ်ချောသဘောကောင်းတယ်လို့ဖြူစင်ပွင့်လင်းရရှိရဲ့ထိုးထူးအပြုံးတွေရလှုပ်ဝက်သူသိတဲ့အကြည့်တွေနေပါသူမသတိပြုမိရဲ့အနောက်ဘက်ပန်းချန်လေးရဲ့ရောက်လာခဲ့ပြီမို့မဝဲမရဲစိတ်တို့ဖြင့်ပန်းချန်လေးတဲ့မျိုးကြီးသားကြပြကြရရှာဖွေကြည့်မိလိုက်တော့နှင်းစိပန်းကိုမြေစော့နေရဲ့မျိုးကြီးသားအားသူမတွေ့လိုက်တယ်သူမခြေတန်းကြားတာနဲ့ပန်းအိုးနိုင်နေရမှာသူမရှိရမောပင်ကြည့်လာသူဟာကိုကုံဝင်းထရဲ့ပါဝဝရောက်လာပြီလားဟုတ်ရေးလူချင်းနဲ့ဆိုအကိုသူမစကားကြားတာနဲ့မြို့ကြီးသားပြုံးတုံတုံသူမရှိရရောက်လာတယ်ပြီးတော့အများသေးခင်တို့အိမ်ကြီးရှိရဘက်ကိုသူမကြည့်လိုက်တယ်ဘာကြည့်တာပါလဲဟိုတော့ရင်တွေအမေတို့နဲ့အတူမြို့ကြီးသားကြည့်ရှုရစီသူမလည်းအကြည့်ရောက်တယ်အဲ့တော့မမြသေးခင်ဒီဘက်ရောက်လာနေပါလားဟုတ်ကျမတော့ရမယ်နော်
ပြီးမှရေပုံးထမ်းပြီးတော့လာယူမယ်နော်အကိုခလော်လော်လေးပြောပြီးတော့ပခုံးမရေထပ်ပိုးကိုရေပုံးနှစ်ပုံပေါ်အလျားလိုက်တင်ပြီးတော့ထိုနေရာမှာလမ်းထွက်ရင်းကြံကိုက်သူမလက်တစ်ဖက်အားမြို့ကြီးသားရဲ့ဆွဲယူခြင်းခံလိုက်တယ်ဘာလို့လဲမင်းကူညီလို့တယ်ပေါ့ပါအခုချိန်ကအခွင့်ကောင်းမယ်အိုးဘာလို့တာလဲအမှန်မတင်သူမကိုလေးကိုပန်းကျင်ရဲ့ဝါးထရန်ကာစီယိုနဲ့ပြေးကပ်လိုက်ပြီးတော့သူ့ကိုယ်ကြီးနဲ့ခတ်တဲ့နဲ့ဖိကက်ခြင်းခံလိုက်ရတာကြောင့်ထိတ်လန့်တုံးမိကအသက်ရှူမသွားတယ်ထိုလိုရက်ကတန်မာဖြက်လက်လွန်းနေသူ့လက်တစ်ဖက်ကသူမခါကိုအပြည့်ပြင်းပွေဖက်ထိန်ချုပ်လိုက်ပြီးတော့ကျန်တဲ့တစ်ဖက်ကသူမလေပင်နေစီတိုင်းဖက်ကသူ့နှကန်းအစုံကိုပိုင်ပိုင်နင်းနင်းနဲ့ဖိကက်နှမ်းရှိုင်လာတယ်ကျရဲဆက်ပါပဲအိုးရှင်လာပါရှုံးစုံနေတော့သူမမျက်ဝန်းအစုံပြူးကျဲဝိုင်းဆက်သွားတယ်ရှက်ကြောက်ထိတ်လန့်ခြင်းရင်ကုန်ထိတ်ဖို့ခြင်းခံစားချက်အစုံဟာသူမတကူလုံးလွှမ်းခြုံအောင်မိုးသွားလေတယ်သူကူညီခိုင်းတာဒီလိုကြီးတယ်လားထိတ်လန့်မင်းတမ်းမှုတို့နဲ့အတူသူ့နန်းတွေကြောင့်ရှင်မူတိမ်ညွတ်မိသွားတော့သူမအဖြစ်ကတကယ်ကိုရုံမထွက်နိုင်အောင်ဖြစ်မိသွားတယ်သူမတို့ထိုအနန်းနေရာပထမအဆုံးသစိမ်းယောက်ျားတယောက်ရဲ့အရိုင်းဆန်တဲ့အနန်းနေလားသူ့အနန်းချမ်းနေတာသူမရဲ့ရင်ခုန်တန်တွေကိုထိန်းချုပ်မရအောင်လို့ခက်ခဲနေတယ်စက္ကန့်မှဒီမိနစ်တော့ကြာတဲ့အထိသူ့အနန်းနေချစ်တယ်ဝါနန်းရှိုင်နေရင်သူ့နှုတ်ဖြာမှာဘလုံးတွေထွက်ပေါ်လာတဲ့စကားတန်မချစ်ဘူးလို့ပါကျမအဲ့လိုမလုပ်ပါနဲ့သူစကားတန်တို့ကြောင့်တတိလက်လို့ဖြစ်နေခဲ့တဲ့သူမစိတ်တို့ပြန်လဲသိဝင်ကသူမကိုယ်လေးဖိကတ်ထားတဲ့သူ့ကိုယ်လုံးရတွန်းဖယ်ပြလိုက်ပြီးတော့ရှိုက်တန်တစ်ချက်အင်္ဂနဲထွက်လာပြီးထိုနေရာမှပြေးထွက်ခဲ့လိုက်တယ်ပြေးထွက်သွားတဲ့ဝဝရဲ့နောက်ကျောလက်လာလေးငေးကြည့်မိရင်သူ့ရင်ထဲလေးဟာသွားတယ်လို့ခံစားလိုက်ရတယ်အစီအစဉ်မရှိပဲအရိုင်းဆန်တယ်လို့ဖြစ်သွားတဲ့သူ့လိုရက်တရားစူဝါလုံးသားမဲ့သူသိပါတယ်ကနဦးမှမြသေးခင်အထင်လွဲအောင်ဟန်ဆောင်ပြရုံတက်ပါနောက်မှတဖြည်းဖြည်းနဲ့သူ့စိတ်တို့လွတ်ထွက်သွားရကခန်းစားချက်အလိုက်ပြုတ်မှုလိုက်ရမှာဝဝပေါ်သူ့လိုရက်ကအတော်ရိုင်းသွားမှသူသိလိုက်တယ်သူမြင်ကွင်းနဲ့ဝဝမရှိတော့ပဲမယ်သူ့ရင်ထဲနှလုံးသားထဲမှာလူညံ့တဲ့နှကန်းသားတစ်စုံရဲ့အထီးတွေနုနုလေးရအခုထိဆွဲတင်တွေ့ညှိနေတော့ရင်ခုန်တုံလုံးမိနေတော့စူးစစ်နေတော့သူနှကန်းစုံလမ်းနဲ့အသားဖဲ့ပြီးသွေးချောက်စီလိုက်ပြီးဒိုနီအပလန်းထွက်ဖို့ရည်ရွယ်ကိုင်းမျက်နှာချင်းဆိုင်မှာသူ့ထံစူးစူးဝဝစိုက်ကြည့်နေရဲ့မြသွေးခင်ရဲ့မိကုံပေါင်းများစွာပါတဲ့အကြည့်ကိုတွေ့လိုက်တယ်နေရာမှာရင်ခြေစုံရက်နေလိုက်တော့မြသွေးခင်ကသူ့ရှိရာသို့တလန်းချင်းရွှေလျားလျှောက်လန်းလာပြီးတော့လက်တက်တောင်အတောက်ကွာမှာခြေစုံရက်ပြက်လိုက်ပြီးတော့နောက်သူ့မျက်ဝန်းစီဒေါသတကြီးစိုက်ကြည့်ရင်အန်ကျိတ်ပြီးတော့ကိဟာမင်းမြသွေးခင်ထင်မဲ့မထားတော့မြသွေးခင်ရဲ့လက်ဝါးရိုက်ချက်ကသူ့ပါးပြင့်ပေါ်သို့အရှင်ပြင်းပြင်းနဲ့ကြာရောက်တယ်သူမြင်ကွင်းနေခဏတာမြဝေဝါးမှုံသွားတယ်ကာကွယ်ရပါရနဲ့တမဲရိုက်ခံလိုက်တာဆိုရင်ပုံမှန်နေမကြခင်မှာပဲသူနဲ့သူမကိစ္စပြတ်တော့မယ်ပါနာခံရတာအဆုံးသတ်ဖို့အတွက်အမတ်တရအနေနဲ့ရိုက်ခံလိုက်တာရှင့်မလက်ထက်ရောက်မဲ့မင်းကလေးရှိရဲ့ဘာအချိန်မြင့်မှမရှိရဲ့ရေထမ်းစားတဲ့ကောက်မလေးကိုမှအလက်ကအချောင်နှိုက်ချင်တဲ့ရှစ်စိတ်တက်ကအတော့အောက်တန်းကြပါလားကိုကုံဝင်းထိန်ရှင့်ပေါ်သဘောကျခဲ့သည်မြစိတ်ပြီးအထင်ကြီးခဲ့သည်မြအကောင်သေးရရင်တုံဖြတ်ပြီးဒီဝန်းဒီချန်ဆိုတာတနေ့ရှင်းတဲ့လက်တွေ့ရမယ်သူတို့သမီးရဲ့နေအိမ်ဆိုတာရောရှင်တွေးမိရဲ့လားရှင်ရုပ်ရှင်ရင်နဲ့အပြုတ်မူလို့ရက်တည်းတကယ်အောက်တန်းကြတာပဲကိုကုံဝင်းထိန်မင်းပြောချင်တာဒါအကုန်မဲလားမြသွေးခင်ကျွန်တော်လို့ရအောက်တန်းကြတဲ့ရိုင်းဆက်နေဆိုမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ဘသူ့ပေါ်မှာမရုပ်မှာမလဲပြောင်းမြသွေးခင်ရော့ဒီမှာကိုတင်မငွေဝဝပေးခိုင်းနေစားမင်းမယူလို့ဟိုကကျွန်တော်ပေးခိုင်းတာအိုးဘယ်ကကိုတင်မငွေလဲမြသွေးခင်မျက်စိမျက်နှာပြတ်သွားကသူကန်ပေးတဲ့စာကိုစက်ကနေလမ်းယူလာပြီးတော့လက်ထဲထွေးဆုပ်ကဖတ်ကြည့်လိုက်အောင်သူပေးတဲ့စာသာမင်းလက်ခံရယူခဲ့မယ်ဆိုရင်သူနဲ့မင်းကိစ္စတူတူတိတ်တိတ်နဲ့ပြီးသွားလိမ့်မယ်မင်းကလက်မခံတော့ကျွန်တော်လက်ထဲရောက်လာရတာပဲဒီမှာပဲကိစ္စအားလုံးအဖြစ်မှန်အားလုံးကျွန်တော်သိခွင့်ရလိုက်တယ်ကျွန်တော်လက်ထဲကဒီစာရောက်လာတာပဲကန်တယောက်ကျေးဇူးတင်ရမယ်နှုံးမဟုတ်ကျွန်တော်ကဂျားကြောင်ကနေနွားလုံးလုံးဖြစ်ရအောင်ပါသူစကားကိုနားထောင်ပြရနဲ့မြသွေးခင်မျက်လုံးတွေပြူးကျဲဝိုင်းဆက်သွားတယ်ဒီမှာပဲကိစ္စအားလုံးအဖြစ်မှန်အားလုံးကိုကျွန်တော်သိခွင့်ရလိုက်တယ်သူစကားနားထောင်ပြရနဲ့မြသွေးခင်မျက်ဝန်းတွေပြူးကျဲဝိုင်းဆက်သွားပြီးစောင့်ချက်ချင်းပင်ဖွင့်ဖက်လိုက်တော့တယ်စာဖတ်ပြီးမျက်နှာအကြီးကျယ်ပြက်ကသူ့ထံပဲမောင်းမကြည့်တော့ပဲဒေါသကြောင့်မျက်နှာကြီးနေရဲ့ကစိတ်ဆိုးဒေါသတိုင်နဲ့ဆူလာသည်ဝဝရောဒီကိစ္စသူဇရာရှုပ်လို့ဖြစ်ရတာအောက်တန်းစားမှသူနဲ့ဒီကိစ္စအခုပဲရှင်းရမယ်ပြောဆိုခြေလန်းကြီးတွေဖြင့်မြသွေးခင်ထွက်သွားတာကြောင့်ဝဝအစာသူစိတ်ပူသွားလေတယ်ကြားကြောင်ကမနေတတ်ပဲကိုကြီးပေးပြီးတော့ဝဝတယောက်ကြားညက်ကဓာတ်ခုတ်ရလက်ဝင်ရှုံမိတယ်ဒုက္ခပါပဲဝဝနဲ့မဆိုင်အောင်တော့ခုကိစ္စရှင်းကျင်ကိုတင်မငွေနဲ့ပဲရှင်းမှာမမြသွေးခင်သူနဲ့မင်းသားတကယ်မညှိဆုံးခဲ့ရင်ခုကိစ္စဘူးပေါ်သလိုပေါ်လာမှာမဟုတ်ဘူးတရခံဝဝမဟုတ်ပါဘူးမင်းဒီတော့မင်းနဲ့ကျွန်တော်ကိစ္စကိုလေမင်းဘက်ကဘလို့ဆောင်ရွက်ရမယ်ဆိုတော့မင်းသဘောပေါက်မှာပါမြသွေးခင်ရဲ့လက်ကိုဖမ်းဆွဲလိုက်ပြီးတော့တားလိုက်ပေမဲ့မြသွေးခင်ကသူ့လက်ကိုရိုက်ချပြီးတောက်ကြီးကျဲခောက်ကခြေလမ်းကျဲတွေနဲ့ဇွတ်တွတ်ထွက်သွားတော့တယ်ကဲဟေအာ
အိမ်တန်ရှိန်လုံးနေမိတော့သူမစီတို့တန်းတန်းမမတ်ရောက်လာတယ်မထင်မှတ်တဲ့အချိန်မှာပဲသူမပါပြင်းတဲ့အချိန်ပြင်းပြင်းနဲ့ရိုက်ချကြမ်းခံလိုက်ရတယ်ရိုက်ချက်ပြင်းလွန်းတာကြောင့်သွားနဲ့ပစောင်မိတ်ဆက်သွားကသွေးစားတချို့နှကန်းတောင်စုံမှလွှင့်ဆင်ထွက်သွားတယ်သူများကြောင့်ဝင်းပါခြင်းအောင်အစ်စ်မရှိအတမ်းမရှိရဲ့နေလိုရေထဲရောက်နေမိန်းမများသူများကြောင့်ဝင်ပြီးတော့နေကြောင့်ငါအစီအစဉ်တွေပြတ်ကုန်ပြီမင်းလွန်နေပြီနော်မြာသွေးခင်သူကားပေါ်မှာအမြန်ဆင်းချလာတော့လေအချိန်ကလွန်သွားပြီလေပါပြင်ကိုလည်းတစ်ဖက်နဲ့ဖိယုတ်ထားတော့ဝဝပုံစံကမြသွေးခင်ရဲ့လက်ဝါးစာမိသွားပြီဆိုတာသူတက်အပ်သိလိုက်တယ်ဒါကြောင့်ဝဝလက်ဝါးကိုပါပြင်အထံမှာဖယ်ပြက်လိုက်ပြီးမြသွေးခင်ကစိတ်ဆိုးဆိုးနဲ့အော်ပြက်လိုက်တယ်ဘာလွန်တာလဲသူများကြကြပြက်ကလှုပ်တဲ့မိန်းမဓာတ်တက်တော်ပေါ်ရိုက်တဲ့တည်းရဲ့နောက်တစ်ခါဝင်ရှုပ်ကြည့်အောင်ဓာတ်တက်ဆိုးမယ်ကျမတောင်းပန်ပါတယ်မမြသွေးခင်ရှေ့ရွယ်ချက်တွေပြက်သုံးပါစေဆိုတဲ့စိတ်နဲ့အခုလိုလုပ်ခဲ့တာမဟုတ်ပါဘူးလူတယောက်ကိုအကူအညီပေးချင်တဲ့စိတ်နဲ့အခုလိုလုပ်မိတာပါချိန်နဲ့ချောင်မကူညီကောင်းမှုဆိုတဲ့အတိတ်ပဲအခုပဲကျမကောင်းကောင်းသဘောပေါက်သွားပါပြီ။ဘာကူညီရလဲ။ဒါအကူညီတယ်လို့မခေါ်ဖြတ်စည်းတာအကြံပတ်ဆက်တာလို့ခေါ်တယ်။သူမမျက်နှာလေးစီလက်ညှိုးငေါငေါထိုးကမြသွေးခင်အောင်ဒေါသတကြီးအော်တယ်။တော်တော့မြသွေးခင်မင်းနဲ့ငါရဲ့လက်ထက်မဲ့ကိစ္စကိုလေခဏပဲမမေကိုဖွင့်ပြောပြီးတော့ဖြတ်သိမ်းလိုက်ပါ။အကယ်၍မဖြတ်သိမ်းမှုဆိုရင်မင်းနဲ့ကိုတင်မောင်ငွေကိစ္စမမေကိုဖွင့်ပြောပြီးတော့လက်ထက်မဲ့ကိစ္စကိုညှင်းဆန်ပါပဲမြသွေးခင်။သူမြသွေးခင်မြန်ဝန်းနေစီတဲတဲဆိုင်ချပြီးတခွန်းချင်းဆူလိုက်တော့မြသွေးခင်မျက်နှာချင်းကြီးရဲကလက်သီးကိုကြစ်ကြစ်ပေါင်းဆုပ်ကဝဝရီမှာထွက်သွားတယ်။ထိုအခါကျမှအသားနာကျင်မှုဝမ်းနည်းမှုတို့ရောရှက်ပြီးအော်ကြီးရဲ့ချိန်ငိုရှိုက်လိုက်သူကဝဝကျမမားတာပါရှင်မဆိုင်တဲ့ကိစ္စမှာဝင်ပါမိလို့အခုလိုအရိုက်ခံရတာပါဒါတက်ကိုပို့ပြီးတော့ရိုက်ခံတင်ပါတယ်ရှင်ဟူမင်းကူညီလို့မြသွေးခင်ဖုံးကွယ်ထားတဲ့အဖြစ်မှန်ကိုသိလိုက်ရတာပါမင်းသာမကူညီတစ်ချိန်မှရလာမယ်ကိုကလေးတွေကဘသူ့အဖေခေါ်အောင်မသိဖြစ်သွားမှာပဲဘာပဲဖြစ်ဖြစ်မင်းကိုကျေးဇူးတင်မိပါတယ်ခုလိုရိုက်ခံရတာလေအခုရမ်းစိတ်မကောင်းဖြစ်မိတယ်ခုနဝဝပေါ်ရိုင်းမိသွားတဲ့အခုပြုတ်မှုတွေကိုလေအခုတောင်းမှန်ပါတယ်ကွယ်အခုလုံးရက်တွေကိုမကြည်နိုင်ရင်အခုပါရပြီးတော့ဆုံးမပါလားဝဝလက်ဝါတစ်ဖက်ကိုယူပြီးသူ့ပါပြန်ထအုံမိုးထားလိုက်တော့ဝသူမလက်ကိုစောင်းယုံပြက်လိုက်တယ်သွားပါရှင့်လဲပြန်มาတော့ဖိဖိသားကိစ္စတွေပြောမနေပါနဲ့တော့ကျမလိုရေတန်းရောက်မှဘလို့ယောက်ျားမျိုးမှအတိကျမှလေတရားဝင်ချစ်ရဲမှလေကျမတို့လိုလုံးလုံးဆဆဘဝသမားတွေကရှင်တို့လိုကြည်ရတဲ့သမားတွေအတွက်ခဏတာကစားစရာအပျော်မဲတွေလိုရှင်တို့ယူဆကြမှာပေါ့ထားလိုက်ပါရှင်ပြန်มาတော့ခဏနေအမေရွာတွေကနေပြန်လာတော့မယ်ဝငုံရှိုင်တွန်းထိုးနဲ့သူ့ကိုနင်းလို့လိုက်တယ်မဟုတ်ဘူးဝမင်းကစားစရာလဲစားစရာလို့ကိုတခါမှမမှတ်ယူပါဘူးခုနကိစ္စလေးမထင်မဲ့ပဲဖြစ်သွားတာစိတ်လွတ်သွားတာပါအပျော်ချမ်းတာမဟုတ်ပါဘူးဟမ်ရှင်ပြန်มาတော့အမေပြန်လာကနီးနေပြီပြန်มาပါဝအခုကအကိုမြသွေးခင်တို့အိမ်မှာနေတာမဟုတ်တော့ဝခုပဲမျိုးပြန်တော့မှာရော့တာအခုဖုန်းမင်းယူထားပါမယူပါဘူးသူကန်ပြည့်ရဲ့ဖုန်းပုတ်ချပြစ်တယ်အကိုမင်းနဲ့ဘလူနီးနဲ့မှအဆက်တွေပြန်မခံနိုင်ပါဘူးဝေးမသွားကြအောင်ဒီဖုန်းယူထားပေးပါအခုဖုန်းဆိုင်ဖုန်းကင်ပေးပါအခုပြန်ပြီနော်သူစီအဖေကိုစောင့်မနေတော့ပဲခြေလန်းကျဲတွေဖြင့်ကားရှိရာရှောက်ခဲ့ပြီးကားမောင်းကမိဘများရှိရာမန္တလေးရွှေမြို့တော်ကြီးသို့ဦးတည်ခင်းနေလာခဲ့တော့ဝနဲ့ခဏတောင်ဝေးရပြီဆိုတဲ့တရားသူ့ရင်ထဲချီအောင်နာကျမိရဲ့ကျရဲခဲ့တဲ့ဝမှာလေသူစကားသူပြုမှုတွေနားမလည်နိုင်ရကဖုန်းလေးအားရင်မပိုက်ပြီးတော့သာအမြင်မပြတ်ငိုရှိုက်တော့တယ်အမြင်ပေါ်မရတဲ့ခံစားချက်ဝေဒနာတွေကသူမရင်ထဲမှာတပုံတပင်ကြီးပါမမြသေးပေါ်ကျူးလွန်မိတယ်လို့ခံစားရတဲ့သူမပြုမှုတွေနဲ့ကိုကောင်ဝင်းထဲပေါ်အမြင်ပေါ်မရတဲ့ခံစားချက်တွေကတကယ်ကိုနက်နေရဲ့ပါကျမမချက်တဲ့သူမှချက်ပြီးသွားပြီထင်ပါတယ်ကိုကောင်ဝင်းထဲရဲ့သူ့စီကညစဉ်ညတိုင်းသူမထံဖုန်းဆက်လာလေတယ်အလုပ်အကြောင်းမဲ့ပေါ်လေသူပေးတဲ့အကူအညီလုံးဝမယူတော့ဘူးလို့ဆုံးဖြတ်လိုက်တာနဲ့သူ့ဖုန်းလည်းလုံးဝမကင်ပြတ်တော့ရှေ့ဆက်တိုးပြီးပတ်သက်စရာအကြောင်းမှမရှိတာပဲလေတဲ့တိုက်အိမ်ဆောက်ပြီးစိတ်ကူးမြင်ခြင်းအကူမတိကြမရေရတဲ့အိမ်မက်တွေကိုလည်းမမတ်ချင်အောင်ကျမကဘာမှာအမေရှိအောင်နဲ့ဘဝပေးပြေဆုံးနေပြီးအမေချက်ကျူရဲ့စီအောင်မဝင်းတဝင်းနဲ့ငပိရီကိုလည်းကျမစားကြတယ်တခါတလေကြစိတ်လိုလဲရနဲ့အမေစားကြတာနဲ့သူမဘာသာချက်ကျွေးနေခဲ့မရလေဘဝပါလေလို့မေးလာခဲ့ရင်ကျမတို့ဘဝကအမေပါအမေစကားတွေကိုမြေဝဲမကြနားထောင်နေတဲ့သမီးလိမ်မလေးတယောက်မဟုတ်ပေမဲ့အမေပြုံးနေတာတွေ့ရရင်စိတ်ချမ်းသာပျော်မွေ့နေတဲ့အမေကိုချစ်တဲ့အမေချက်သမီးလေးပေါ့လေဒီကနေ့မှပဲအမေကြိုက်တဲ့စိတ်သားနဲ့ချက်ကလေးနဲ့ချင်မောင်ရည်ကျဲမြောက်သီးစိန်ထောင်းပြီးတော့စီစိန်လေးနဲ့ဖွယ်ဖွယ်ရချက်ပြုတ်ကျွေးပြတဲ့အမေစိတ်သားကြိုက်တယ်လို့သူမလည်းစိတ်သားကြိုက်တယ်လုံးရတဲ့အလုပ်ကရေးထမ်းရောက်နေတဲ့အလုပ်တနေ့ကုန်ပခုံးကျိန်အောင်ထမ်းကမှငွေ4000လောက်ပေးရတယ်စိတ်သား15ကျပ်တောင်ငွေ3000မတက်နိုင်ဘူးလေအမေအသားငါမစားရတာအတော်ကြားနေပြီအမေစိတ်သားစားမှလာမင်းနေရင်မစားချင်အညီစောနဲ့နဲ့လူပဲအမေကလိန်ပြီးတော့ဖြေမှာဒီတော့မပြောမစုံနဲ့ဝယ်လာပြီးတော့ကိုရန်ချက်ပြုတ်ကျွေးလိုက်တာပေါ့သမီးရဲ့
ဈေးတွေမတန်တဆနဲ့နောက်ဝယ်မချက်ပါနဲ့အမေမှာစီစားနဲ့တရတိမက်မက်လေးတစ်လုံးရှိနေဟင်းဖြစ်ပါပြီကွယ်သမီးစားချင်စိတ်ရှိရဲဆိုမှဝယ်ချက်ပါကွယ်နော်နောက်ဆိုရင်ကျမအမေကျွေးရငပိတခွန်းနေတဲ့စားပြတ်တဲ့အမေကိုကျွေးကြံလို့ကိုတမင်ဝဲကျွေးရအဝသာစားမေတထိုင်နဲ့ကုံသွားလေဘာဖြစ်လဲစားတာစားသူမရဲ့စကားတွေကြောင့်ထမင်းစားနေရင်မှအမေမျက်ဝေါ်မှာမျက်ရည်စားတွေဆွတ်လာတော့တယ်သူမမမြင်အောင်မျက်ရည်စားတွေခိုးတော့ပြီးတော့အမေကထမင်းကိုဘလို့ဘလောင်းနဲ့စားပြနေရဲ့အမေတကယ်ပဲစားကောင်းနေတာသူမရဲမိတာပေါ့လေအမေကိုအခုလိုစားမိန်တာမြင်ချင်လို့ဝယ်ချက်ကျွေးခဲ့တာပါသူမနဲ့အမေရဲ့တာမီးနေရဘဝလေးဟာတကယ်ကိုတာယာပြောရှင်စရာကောင်းတဲ့တာမီးဘဝလေးပါခဏကရွာရဲ့မျက်နှာဖုံဒေါ်ခွတ်တော်ရဲ့အတူရီတော်သမီးမမ်းမြသွေးခင်နဲ့ကိုတင်မောင်ငွေတို့ရဲ့ချင်းချင်းသေးကျန်းပါတဲ့မင်္ဂလာနေ့ရဲ့ရွာရမမင်္ဂလာပွဲအကြောင်းကြောက်ရောက်ချင်းမြတ်ကြတဲ့ဆွေမျိုးရောင်နီးရဝေးမှမိသင်္ကာပေါင်းတို့အကြောင်းရွာရဲ့လူစီကားနေလေဝဝကတော့ဤရွာကမဟုတ်တာတကြောင်ဝင်းနိုင်စားနိုင်တဲ့အချိန်တွေမဟုတ်တာတကြောင်ကြောင့်ရွာရဲ့အလူမင်္ဂလာပွဲတွေမှာမပါဝင်ခဲ့ရရွာကမဟုတ်ရင်နေရာမပေးတာလည်းဖြစ်နိုင်ပါတယ်ခြေချင်းထက်နေတဲ့လူစုကြားဝေးတယ်တိုးဝေဖြတ်တန်းရင်လည်းမနက်ခင်းမှာပဲရေ3000ဖို့ထံဖို့ရောင်းချနိုင်ခဲ့တယ်နေ့လည်စာစားချိန်အိမ်ပြန်ရောက်တော့နေ့10 နာရီခွဲသက်တာပဲရှိသေးရဲ့ဆာဆာနဲ့တာမီးညောင်မြေရီရှက်ရီဖြင့်ထမင်းတူစားတောက်လိုက်တယ်ထမင်းစားတောက်ပေးရနဲ့နေခင်းမှာတေးတမောအိတ်ဆက်ဖြတ်လေတယ်မိခင်ကတော့ပတိစိတ်ဖျားစာရွရင်နေ့လည်ချင်းအကျိုးရှိရှိအသုံးချနေလေရဲ့ဟဲ့သမီးအိမ်နေတော့မေလားထွက်လာခဲ့အောင်ဒီမှာဧည့်သည်ရောက်နေတဲ့သမီးကိုတွေးကြံလို့တဲ့ရှင်အမေလာပြီဧည့်သည်ဆိုတဲ့အတန်ကြောင့်ဘယ်ဟာဧည့်သည်တွေပါလဲသူမနဲ့တန်တနီတွေးဆုံပြောဆိုဖို့မိတ်ဆွေဆိုတာဘဝမှာတူးတလေးများပင်ရှိမနေတာကြောင့်မိခင်ဧည့်သည်ဆိုတဲ့စကားပေါ်တော်လေးစိတ်ဝင်စားသွားတယ်အိမ်မုံစုံမှပြန်ထလာခဲ့ပြီးအခန်းထဲမှာချိန်ထားတဲ့မက်လေးရှိအပြေးလွှာပြေးရလာပြီးတော့စုပ်ဖွာနေတဲ့သပင်တွေကိုပြီးနဲ့ခက်သက်ပဲခုတ်ရှင်းပြလိုက်ပြီးအိယာထားမှုမျက်ခုံမိုးအင်းရဲ့မျက်နှာလလလေးစီတစ်ချန်ကြီးကြည့်ပြီးမှအခန်းထဲမှာထွက်ခဲ့လိုက်တယ်အကူကုံဝင်းထဲဘာလာလောက်တာလဲကောက်အတာမီရက်နေပြီးတော့အနက်ရောင်ပေါင်းမီအိတ်ကက်ထဲလက်၌ခန့်ခန့်ကြည်ရန်နေပေါ်အတော့ကြည့်ကောင်းလို့နေမိခင်ရဲ့တဲ့ကိုကျွေးမွေးဖို့အကြောင်းမုံပေါင်းဝယ်ဆိုကခက်သွတ်ပင်ရွာရဲထွက်သွားတယ်ဒီမှာကတော့အန်အောမစ်တဲ့အကြည့်တွေနဲ့သူလောမေကောင်းပေါင်းများစွာဖြေရှာရင်အကိုကောင်ဝင်းထဲရှိအောင်ရောက်လာကြလိုက်တယ်ဖုန်းမကင်လို့လူကိုယ်တိုင်ရောက်လာတာလေမင်းမေကိုလည်းပြောထားပြီးသားပွဲရုံမှာအလုပ်လုပ်ဖို့လာခေါ်တာလို့ကျမမလုပ်ဖြစ်ဘူးလို့ပြောထားရလေအကိုရဲ့ဘွေရပညာတတ်တွေနဲ့နှိုင်းဆိုင်ရင်ကျမလို့အလဲတန်းအာရုံအဆင့်ကဘွေရတွေကြားထဲမှာလက်ညှိုးထိုးစရာမင်းငေါ့စရာဖြစ်နေမှရှင်အဲ့ဒါကြောင့်မလုပ်တာပါလူတွေရဲ့ဝေဖန်မှုနဲ့မင်းဘဝကိုရက်တည်နေရလားမင်းဘဝတိုးတက်ပြောင်းလဲဖို့အတွက်ဒီတက်ပိုကောင်းတဲ့တက်တာစီရဲ့အလုပ်တစ်ခုပြောင်းလို့တင်တယ်လေပခုံးကျင်းအောင်လုပ်ရမှရတဲ့မင်းရဲ့လူဝါကအိလာကနဲ့စားရေးတောက်ရေးတော်နဲ့ပြီးသွားတယ်အတော်ရဲ့ကျမ်းမာရေးစီးပွားဝါကဆိုတာမလိုအပ်ဘူးမရှိဘူးတနေ့လိုအပ်လာမှာပဲပါဒါကြောင့်ရှီရေးမြော့တွေးပြီးငွေပိုရတဲ့အလုပ်ကိုပဲလုပ်စေချင်တယ်ကိုကုံဝိတဲ့စကားကြောင့်သူမတွေ့ကလေးဖြစ်သွားလေတယ်သူပြောတဲ့စကားတွေကအကုန်မှန်နေတာပဲမဟုတ်လားဒါပေမဲ့မလုပ်တော့ဘူးလို့အပြီးပိုင်ဆုံးဖြတ်ထားတာကြောင့်ခေါင်းကညှင်းဆလိုက်ဖို့ပဲဝါဆုံးဖြတ်လိုက်တယ်ထို့ခိုက်အကြောင်းမုံပေါင်းထုတ်လက်ကဆွဲပြီးပြန်ရောက်လာတဲ့မိခင်ဖြစ်သူကြောင့်ရှေ့ဆက်မဲ့စကားတွေပင်တန့်ကုန်နေဟဲ့သမီးမောင်ကုံတဲ့ကိုအိမ်ထဲခေါ်လေကွယ်အကြောင်းမုံပေါင်းကြည့်ရအောင်လားဘယ်နဲ့ဧည့်သည်ကိုမတ်တက်ကြီးအခန့်နေရတယ်ဟုတ်အိမ်ထဲဝင်မှာအကိုမုံစားရအောင်သူမနဲ့အတူကိုကုံဝင်းထေဟာအိမ်ထဲလိုက်ပါလာရဲ့မိခင်ဖြစ်သူအောင်မုံပေါင်းအောင်စီစံပြီးအကြော်ပွဲနဲ့အတူကိုကုံဝင်းထေရှိမှချပေးလိုက်တယ်မိခင်ကပါကြော်ပွဲချပေးပြီးတော့ကိုကုံဝင်းထေပြီးမှဝင်ထားလိုက်တာကြောင့်ညင်းဆက်ရမယ်သူမမှာအမေရှိမှုလို့အခက်တွေ့နေရတယ်အတော့ခုပြောပြအောင်ဝပွဲရုံလုံးမလုံးချင်ပြောနေရတော့ပွဲရုံကကျွန်တော်ပိုင်းတဲ့ပွဲရုံမို့သူ့ကိုတက်တာတဲ့နေရာမှာလောက်ခိုင်းပါပါလားဆောင်လဲ3,800အထိပေးဖို့စဉ်းစားထားတယ်ဟေး3,800ကြီးများတော့များလိုက်တော့ကွယ်ရီချမ်းတာတဲ့ဆိုင်အရန်တက်တာမှာပေါ့တက်တာတော့တော့ရင်စောင်းနဲ့ဘောမင်လေးကင်ပြီးတော့ဘောင်းချဖွင့်ပေးရုံမှာစင်းအင်းလက်တာအတွက်ချက်ရတာမဟုတ်ဘူးလေကျမမလုံးချင်တာနေဖို့စားဖို့တည်းမပူရအောင်တော့ရင်အတုံးဆွဲတက်ရင်တစ်လောက်3သိန်းခွဲနည်းနည်းလောက်တော့စုပြမယ်လေဗျာအေးခွဲအလောက်ကတော်လိုက်တာကြီးကျွများမနေနဲ့သမီးရဲ့ကိုကြီးဆောင်မမယ်သူရှိတော့ကိုကြီးတောင်ခံရရတယ်အခွင့်အရေးဆိုနှခမလောင်စိတ်ကိုမလွဲနဲ့မောင်ကုံဝဲထဲပြီးတဲ့အလုပ်ကိုလုပ်ကြည့်အောင်လေကွယ်နော်အာဒီတာပြင်းပြနေတော့မိခင်ဖြစ်သူရဲ့စံတားကြောင့်ဝဝလည်းစိတ်တွေပျော့ပြောင်းလာရတယ်ဒါကြောင့်ပွဲရောအလုပ်ကိုဆက်လုပ်ကြည့်ဖို့လက်ခံကောင်းညှိမိလိုက်တယ်ဟုတ်တလားလောက်လုပ်ကြည့်ပါမယ်ရတယ်လေတလားရင်ဆက်လုပ်ကြည့်ပြောတယ်ဆိုတော့မှရိတ်ဆက်လုပ်ပေါ့ဟုတ်ကဲ့အလုပ်တက်ညီနိုင်ဆင်ပြေသွားပြီမို့ကားကြုံတော့တပါးလေးလိုက်ဖို့စော်ဩလာတော့ကိုကုံဝိတဲ့စကားကြောင့်တပါးလေးမြို့လိုက်ဖို့ပြင်ကြပြန်နေမများလာတဲ့သားမီးနှစ်ယောက်ရဲ့စိတ်ဆုံးမပြည့်တဲ့အဝတ်တွေကိုတည်အိမ်နွမ်းနွမ်းလေးတွေထိုးသိပ်ထည့်ခဲ့တယ်
ချက်ပြုတ်စားတောက်ဖို့အတွက်လည်းမလိုအပ်တာအကြောင်းမိဖို့ကြောင့်သုံးအသုံးဆောင်ပစ္စည်းတချို့အိမ်ပိုင်ရှင်ထံအိမ်ပြန်အပ်ရင်နဲ့အနံ့ထားခဲ့လိုက်တယ်မသက်ကအေးရင်လေးမှပြန်နေပြရင်ထို့အသုံးဆောင်ပစ္စည်းကိုပြန်လည်ပြီးတော့အသုံးချရမယ်လေနှစ်နာရီလောက်ကားစီးပြရနဲ့ကိုကုံဝင်းထေတို့ရဲ့နေကြီးစီတို့ရောက်လာလေရဲ့ဘယ်နှလန်းဘာရက်ကွက်ဆိုတာဝါမသိပါလေတိုက်ကြီးရသုံးထက်တိုက်ကိုမှခင်မီဆန်ပြလွန်းနေပြီးခြံဝင်းရလဲတော့ကြိတ်လေရဲ့တိုက်ကြီးရဲ့နောက်ဖေးမှာပဲသူမတို့နေဖို့တန်ရအရှိကြီးလည်းရှိလေရဲ့ထိုတန်ရရဲ့ဘေးချင်းရှင်ရဲ့အနေထားမှာအသားနဲ့စောက်လုပ်ထားတဲ့ဂိုရောင်ကြီးတွေ3-4လုံးလောက်ရှိရဲ့အတော်ချမ်းသာတဲ့ကိုကုံဝင်းထဲပါလားလို့သူမမချက်ချလိုက်တယ်ထိုဂိုရောင်ကြီးရှိစေဘင်းကားကြီးတွေဖြင့်စက်သွန်ဖြူနေတွေကိုဂိုရောင်နဲ့ထမ်းတယ်နေကြတော့လူ9ယောက်6ယောက်လောက်လည်းရှိနေကြတယ်စက်သွန်ဖြူနေတွေကိုတူလောင်ထားတဲ့ဂိုရောင်ကြီးဖြန့်တူပါတယ်ထိုဂိုရောင်ကြီးထဲမှာစက်သွန်ဖြူအနံ့တို့ဟာနှာခေါင်းတဲ့အလုံးရင်းလိုက်ဝင်လာတယ်ဒီနေရာမှာနေရမယ်ဝါစားတော့ဖို့လည်းမပူရအောင်စားချိန်တိုင်းအိမ်ဘက်ကိုကျိုင်းတဲ့လူတလောက်လာယူပါကဲစေးလေအနားယူကြအောင်နော်ဟုတ်ကဲ့တားမီနှစ်ယောက်ကားပေါ်ကဆင်းလာခဲ့ပြီးကိုကုံဝင်းတရားနှုတ်ဆက်ကတရားနဲ့ဝင်လာခဲ့လိုက်တယ်တရားအခန်း10ခန်းလောက်ရှိလေပြီးတော့ဝါတို့အခန်းအဖျားဆုံးမှာနေရတယ်သူမတို့တရားနဲ့မဝင်ခင်တရားမှဝန်ထမ်းများသူမတို့တားမီတဲ့အကဲခက်သလိုကြည့်ရဲ့တချို့ကဘူးမသိပါမသိဖြင့်မျက်နှာချင်းဆိုင်ပြီးပြုံးပြကြသလိုတချို့ကတော့မပြုံးမိရင်မျက်နှာပြီးနဲ့စူးစမ်းသလိုကြည့်နေရဲ့ထိုကြည့်နေလေလူရှူပြီးတော့အခန်းထဲဝင်လာခဲ့ကြတယ်အခန်းနောက်မှာထောင်ထားတဲ့တပြည့်စီယူကအခန်းတွင်လဲကျင်းလိုက်ပြီးခေတ္တခဏမြချင်းညောင်းလက်ဆန့်ပြုတ်ပြီးအနားယူလိုက်ကြတယ်အနားယူပြီးတော့နိုင်ဝဲလောက်နေတော့အသက်လက်ပိုင်းမိန်းမတယောက်သူမတို့တရားစီကိုဝင်လာပြီးတော့အဝတ်စားတွေပေးလေတယ်ဒါကမနေ့ဖြတ်မှာညီမအလုံးဝင်ရင်ဝတ်ဖို့ယူနီဖောင်းဝတ်စုံမှာညီမမနေ့9နာရီတိတိမှာအလုံးစင်ရမယ်ပွဲရုံသွားရင်တရားရှိတဲ့ဝန်ထမ်းတွေနဲ့တူသွားရမယ်သွားဖို့ကားထားတယ်ညီမတရားထိကားလာခေါ်ပြီးမှဟုတ်ကဲ့ပါအမမျက်နှာသားတီတီနဲ့စကားပိုရှမ်းမပြောဘဲတာဝန်ရပြောဆိုပြီးရနဲ့ထုံမိန်းမပြန်သွားတယ်။သူမလည်းယူနီဖောင်းဝတ်စုံထုတ်ယူကြည့်ပြီးတော့မတော်ဝတ်ကြည့်လိုက်တယ်။အနှဲငယ်ပွားတရားဖြစ်နေရကြောင်းအမေကငါးမှုလောက်လက်ထုတ်လိုက်ပြီးတော့တီးပြီးလိုက်တယ်။ထိုကမှသူမနဲ့ထိုဝတ်စုံအချင်းကျဲကွက်တီညနေ9နာရီမှာတော့တရားမှရှိရဲ့ဝန်ထမ်းတွေနဲ့အတူညနေစာစားတော့ဖို့ထမင်းကြိုက်သွားဆွဲခဲ့လိုက်တယ်။တွေးသမျှမြင်သမျှအရာအလုံးကသူမတအားလုံးအစိမ့်သက်သက်မှုရှင်ထဲမှာတကယ်ကိုသိငယ်အားငယ်စေပြတ်မိရဲ့ထိုစိတ်ကြောင့်တိုက်ကြီးရဲ့တထောင်းတနေရာပေါ်ထွက်လာမယ်စိတ်ကလူလာတောင်းတမိရဲ့မျက်နှာချောချောပိုင်ရှင်ကြီးကအပြေးလွှားရှာဖွေမိပါတယ်။ဘယ်နေရာဘယ်တောင်ကျိုးကမှပေါ်မလာလေတော့ကိုရိုချောကြီးရဲ့ပေါ်ခုချိန်မှာထိုချောချောတန်တက်လူကြီးရဲ့အပြုံးချိုချိုတွေကိုလူလာတောင်းတနေမိလေရဲ့။နောက်နေ့မနက်မှာတော့တရားရှိတီလာခေါ်တဲ့လိုက်ထွက်ကားဖြူလေးပေါ်တရားမှဝန်ထမ်းတွေနဲ့အတူပွဲရုံရှိရာလိုက်ပါရလေရဲ့။ဝန်ထမ်း10ယောက်တီရှိရဲ့ခါတိုင်းလိုပြည့်ကင်းချင်းမဟုတ်ပဲယူနီဖောင်းဝတ်ဆောင်နဲ့တသက်ရရလေးဖြစ်ကချစ်စရာကောင်းလို့နေတဲ့သူမကိုဝန်ထမ်းတွေကငေးကြည့်ရဲ့နှက်ခမ်းတော့တင်းတင်းစီထားကြပြီးတော့မျက်ဝန်းအကြည့်တွေကသူမမျက်နှာလေးထန်စူးစိုက်ကကြောက်ရောက်နေလေတာပေါ့မိနစ်20လောက်ကားမောင်းပြီးရနဲ့မန္တလေးဈေးကျူတော်အတွင်းရှိ3ထပ်တိုက်ပွဲရုံကြီးစီရောက်လာလေရဲ့ပွဲရုံရှိရောက်တာနဲ့ကားရလိုက်တာကြောင့်ကားပေါ်မှာသူမတို့အားလုံးဆင်းလာပြီးတော့ပွဲရုံတွင်ဝင်လာခဲ့လိုက်တယ်ဒီတော့မှမနေ့နေ့လေတစ်ပိုင်းလုံးမမြင်တွေ့ရတဲ့ကိုကုံဝင်းထရဲ့မျက်နှာချောချောတတ်တန်ကြီးကိုသူမမြင်တွေ့လိုက်ရတယ်။တိုက်ကြီးရဲ့လေကောင်တာစပွဲမှာစမတ်ကြကြထိုင်နေရမှသူမတို့မြင်တာနဲ့ထိုင်နေရမှထားလျှောက်ခလာခဲ့ပြီးသူမအားပွဲရုံမှာရှိတဲ့ဝန်ထမ်းအားလုံးနဲ့မိတ်ဆက်ပေးလာလေရဲ့။သူကဝါခိုင်းနဲ့မှတ်ထားပေးကြပါ။ခဏစပြီးတော့အလုံးဝင်တဲ့ဝန်ထမ်းအစ်ပါကျွန်တော်နဲ့မောင်နှမတွေလိုခင်မင်ရှင်နေရတဲ့မိတ်ဆွေသူမသိတာတွေကိုညွှန်ကြားတင်ပြပေးကြပါ။ဟုတ်ကဲ့ပါတတိဟုတ်ကဲ့ပါခင်ဗျ။သူကရောင်းမနေကြမတ်သူစားနိုင်နဲ့သူတို့အားလုံးကရောင်းစည်းမာတွေကြီးပဲဝဝလိုပဲပေါ့သူကနေကြည့်သူကခင်သက်မှာသူကကြည့်ပြဟုတ်ကဲ့မှတ်ထားပါမယ်ရှင်မိတ်ဆက်ပေးပြရနဲ့အဝယ်တွေကြလာတာကြောင့်လူစုခွဲကတာဝန်ကိုစီခွဲဝေကြတော့တယ်အလောက်ကသိမခဲရင်မှာအနည်းဆုံးအချိန်9ပိတ်တာမှသည်အချိန်340ထိသူမတွက်ချက်ကငွေသင့်ပြီးတော့ပေါင်းချဖြတ်ပေးရတယ်ပိတ်တဲ့ချိန်ကိုပစ္စည်းတန်မိုးနဲ့မြောက်ပြီးတော့ယူရတာမို့ရှစ်တန်းထွက်သူမအတွက်နိုင်နှင်းလွယ်ကူတဲ့အလုပ်ပါရေတန်းရတဲ့အလုပ်ထက်အပုံကြီးသက်သာစေရကြောင်းကနဦးကိုကုံဝင်းထရဲ့ကိုညီမှုဟာကျေးဇူးထွန်းတင်မိရဲ့သို့တော့ရေတန်းစားပြီးအသက်ဆက်ရက်တည်ခဲ့ရတဲ့ဘဝကိုတော့သူမမမေ့ပါဘဝဆိုတာအနှိမ့်မြတ်အတက်ကြမညီတာမို့နှိမ့်ကြပင်ပန်းစိန်အခါကအချိန်ကြီးကောင်းကိုလည်းရောင်လို့မြပင်ကျေးဇူးမကန်ရပါလေဘဝဆိုတာဤသို့သောအနှိမ့်မြတ်အတင်းကြအပေါ်ပြောင်းလဲစိတ်ခံစားတတ်တဲ့ဘုဒ္ဓဆင်လူသားမင်းကလေးမဟုတ်ပါတိုက်ကြီးကားကြီးနဲ့လေရင်ကြီးပိုင်ဆိုင်ထားတဲ့သူတွေကိုလည်းအားကြအထင်ကြီးနေမဲ့သူမဟုတ်တယ်လို့အင်ကြီးရမဲ့နေတဲ့ဘဝအနာဂတ်လမ်းပြောက်နေတဲ့သူတွေပေါ်ကိုလည်းအထစ်သေးရှုံချနေတတ်တဲ့တာမန်ဘုဒ္ဓဆင်စိတ်နဲ့မင်းကလေးမျိုးမဟုတ်ပါမယမနာရောင်းချပေးရနဲ့
နေကင်း7 နာရီတမှာနေလေစာကိုလူအပိုင်းချနေစားတော့ရတယ်9 ယောက်တစုစားတော့နေချိန်မှာကျန်9 ယောက်ကအယောင်တာဝန်ယူရတယ်ချိန်တွေတည်မရတဲ့သူတွေကလူငယ်ပိုင်းကောက်လေးတွေ9 ယောက်လောက်ကတာဝန်ယူရတယ်သူမတို့တွေကတွက်ချက်ပေးုံတသက်ပါပဲလေသူမနဲ့ဝန်ထမ်းတွေနေလေစာစားတော့နေကြကိုကုံဝင်းတေထံခက်ချောချောမိမတယောက်အလဲရောက်လာပြီးတော့နေလေစာစားတော့ရန်တကားခံမဲလို့ဆိုကခေါ်သွားတယ်တမနှလုံးအစင်ချုံးနေတဲ့သူမစိတ်တရားထိုအချိန်ကျမှစပြီးတော့ဖောက်ကုန်တော့တယ်ဒါပဲလေယောက်ျားတွေဆိုတာနီးစက်ရမှာအနေနီးရကုထတာတာဝဲမျှမှန်းကြတာပေါ့တောင်လီတလုံးမိုးတလုံးနဲ့သူမပေါ်အပြောကျန်တာမဟုတ်ဘူးကစားခဲ့တာမဟုတ်ဘူးတဲ့နော်ဒီစကားတွေပေါ်တရားပြောပိုက်ပြီးစိတ်ကူးရင်ပြီးလေပေါ်တိုက်ဆောက်နေတဲ့သူဟာရှိသေးအေးပေါ့လေလူအကြောင်းဒါရီကတင်ပြပြီးသွားတာပါပဲလေပါပြင်ထက်ရောင်ရမ်းကင်တွယ်လိုက်ပြီးတော့ရှင်နေမကြိတ်မနဲ့ရေရွတ်လိုက်မိပါတယ်ကိုကုံဝင်းတဲ့အမြင်မသိမိန်းမနောက်ပါသွားခဲ့ရသူမစိတ်တရားသိအဆင်မပြေတော့တနင်္လာမက2 နာရီထိကြာလေပြီးမှပွဲရုံပြန်ရောက်တယ်မစီမဆိုင်ကြားကနေတဝင်းကြောင်မိရဲ့သူမဖြစ်ကရှက်စရာကောင်းနေရဲ့သို့တော်စိတ်ကဖြစ်ပေါ်လာတဲ့ခံစားချက်ကိုလည်းစော်တင်တားဆီးမငြင်းပဲ့နိုင်ပါဘူးလေပွဲရုံနဲ့ဝင်လာတဲ့သူ့ကြည်ရာပထမဆုံးသူမစီတို့တဲမက်စွာရောက်ရှိပြီးကြည်လန်းနေရတဲ့သူမစီကိုတန်းတန်းမမတ်လျှောက်လန်းလာတယ်သူမသူလာတာသိရနဲ့မသိရဆောင်ကပွဲရုံနောက်ဖက်ရှိလက်စည်းရေကန်ရှိရာစီကိုထွက်ခဲ့လိုက်တယ်သူကပါသူမနောက်ကနေထက်ချက်မကွာလိုက်လာတယ်ဝဝညနေကျအိမ်ရောက်ရင်ကိုကားစီကျေးဦးလာကိုလဲနော်မင်းတို့သားမိစားဖို့အကိုဝယ်လာခဲ့တယ်မစားကျမအဲ့ဒါတွေမကြိုက်ဘူးမျက်နှာလေးအိုကကောင်းတစ်ခါကနဲ့ဝဝဆူလိုက်တယ်ဘာဖြစ်နေရလဲဝဝအလုံးမအဆက်မပြေဘူးလားဘယ်သူကမင်းကိုဘာပြောလို့လဲမျက်နှာရဆူပုတ်နေတာဘယ်သူမှဘာမှမပြောပါဘူးမစားချက်လို့မစားချက်ကိုပြောနေရလေသူမစိတ်ခိုးရတဲ့အကြောင်းရင်းကိုထိုလူကရိမ့်မိသိရှိပုံမရပါဘာအတွက်ကြောင့်သူမစိတ်တွေမကြိတ်မသာဖြစ်နေရတယ်ဆိုတာဟိုမိန်းမနဲ့ရောတဝင်တွေရေးဆိုတာထိုလူကနည်းနည်းလေးမှသတိပြုမိပုံမရအကျဉ်အောင်ဆောင်နေရလားတကယ်ပဲရိုးရိုးသားသားမသိရလားဆိုတာသူပဲသိမယ်ဟောမသိပါအလုံးမအဆက်မပြေလို့မျက်နှာပြက်နေရလားလို့ဟုတ်ပါပြီမင်းမစားကြအောင်ဆိုလဲစားကြတဲ့တခြားတယောက်ကိုကျွေးလိုက်ရုံပဲလေကဲအကိုသွားပြီနော်ပြောဆူတန်းထွက်သွားတဲ့ကိုကုံဝင်းထရဲ့အပြုတ်မှုကြောင့်ဘဝအင်္ဂလိပ်จิตကကြိုင်ရင်ခဲ့ရတယ်ဒီလိုရိပ်ပြတာတော့အကောင်မသိရဲ့လို့ဘွယ်ထိတ်ထူးပြမှသိတော့မဲ့သူကြီးကိုနေလေကရှင်နဲ့လျှောက်လေတဲ့ရှင်းကောင်မလေးကိုကျွေးလိုက်လေရှင်နဲ့အကောင်မလေးခိုးချက်နေကြတယ်မဟုတ်လားရှင်တွေမကြည်မနဲ့ဖြစ်မိရဲ့ကိစ္စကိုမပုံမဖြစ်နိုင်မင်းဘဝဆွဆွဲပြစ်တင်လိုက်တယ်ဟမ်ဘယ်ကလာချစ်သူအောင်မလဲဝဝရဲ့အဲ့ဒါအကိုမိတ်ဆွေပါသူကနိုင်ငံသားမှနေတာအခုမြမပြိုအလဲလာတာလေလာတော့လေအကုန်နဲ့တွေ့ပြီးတော့အစားတောက်နဲ့အခန့်ကျွေးမွေးတာအဲ့ဒီကျေးဦးကလည်းသူပဲစော်တင်းထုတ်ပေးလိုက်တာလေအော်စားမဲ့သူမရှိလို့ကျွေးတာ哦အဲ့လိုမဟုတ်ပါဘူးကျေးဦးကိုဘသူ့ကျွေးစားပါတယ်ဝဝတို့သားမျိုးစားစီကြံလို့ဝဝတို့သားမျိုးပဲပေးတာလေသူများကျွေးရအလကားမစားတတ်ဘူးမျိုးလည်းမကြောက်ဝဝသူ့မျက်စောင်းထုတ်ပြက်ကပွဲရုံတင်ဝင်လာခဲ့လိုက်တယ်သူမပြုတ်မိုးကြီးကခေါင်းကုတ်ကျင်းခဲ့သူကခုံတယ်ဝစ်တယ်ဒီကောင်မလေးကဘာတွေဓာတ်ဖောက်နေပါလိမ့်ညနေစာကိုအမေကမစားဘူးပြောရေးဝဝလည်းညနေစာအတွက်အကြိုင်သွားမဆွဲလေတော့အမေမစားတယ်လို့ဝဝလည်းမစားဆိုတာတက်စိတ်ကောက်ရင်မစားတာဆိုရင်ပုံမှန်နေနိုင်ငံခြားမိတ်ဆွေဆိုရင်မိန်းမနဲ့ပါသွားတဲ့အဖြစ်ကိုဘလို့မှသူမအခဲမဲ့ကျိန်နိုင်သူနဲ့ကိုပါဆိုင်လို့ဒီလိုခံစားနေရလဲလို့မင်းရင်တော့သူမမှဖြေမရှိလေခံစားရတာပဲပေါ့အဖေတော့မရှာချက်မအောင်မချက်မပြောရတဲ့မိခင်ကအားရမနေတတ်လေတော့တရားရှိနေအချမ်းကြီးအတွင်းဟာအမိုက်သက်ရိုက်တီကိုနေရတဲ့အချိန်တိုင်းမှာအမိုက်ရှဲအမိုက်ကောက်နေတယ်တန်ရှိလို့ပြီးတော့ချွေးဆူလာပြီဆိုရင်ခဏအနားယူပြီးတရားရှိမှာတောင်မြောက်ပဲညာလျှောက်ကတရားမှတ်လေတယ်တခါတရံကြဖျားစာတွေရွတ်ဖတ်ပြီးမြတ်တာဖို့အမျှဝေတတ်တယ်အမေရဲ့မြတ်တာဖို့ရွတ်ဖတ်တန်ကသူမတို့အလွန်တရားနာပြောပဲကောင်းလို့ပါတယ်သို့တော့သူမတို့ကောင်းရင်အခက်မန်နေဂျာမတ်သူစာနိုင်အတွက်ကတော့နာပြောပဲမကောင်းပဲခြာတူးလန့်ခါနေလေတယ်အကြောင်းကညနေအလုပ်ကပြန်ချိန်မှာတရားမှာအနားယူတတ်တဲ့မတ်သူစာနိုင်ကနှလုံးသုံးလုံးကစားဖို့စာရွက်နဲ့ဘောပင်ကန်ကတွက်ချက်နေတတ်ပါပြီဒါကိုမြင်တွေ့နေရပေမဲ့သူလည်းသူ့ဝါသနာပါရသူကိုလည်းကိုယ်စိတ်နဲ့ကိုဖျားလို့ဒီလိုစိတ်နဲ့အပြည့်သဘောဆောင်ဒါမဲ့သူစာနိုင်ရဲ့ခံမြဲဒေါသထွက်မှုဝဝတို့သားမိကမရိပ်မိဘူးပေါ့လေဒါပေမဲ့မကြတဲ့ကြပေါ်ထွက်လာတဲ့စိတ်ရည်တိုင်းထွာတန်းကြောင့်ဝဝတို့သားမိမျက်လုံးပြူးသွားရတယ်တေကာနီးမကြီးကရှုပ်လို့ဖက်လို့ကိုမပြီးတော့ခဏတွက်ချင်တော့ဒင်းကြောင်ကောင်းတွက်မရအောင်အတောင်နဲ့ပြေရောက်ချင်နေရဲ့မကြတဲ့ကြမို့သူမတို့သားမိပြောနေရလားတခြားမကြည်နဲ့ဆရာတစုံတူရည်စူးပြောနေရလားဆိုတာဝဝတို့သားမိမသိအမေဘသူပြောနေရပါလဲမသိပါဘူးသမီးရဲ့အဲ့မင်းကလေးကသမီးတို့နဲ့အလုပ်တူလုပ်တာလားသတိထားပေါင်းတော့သမီး
မိုင်ရိုင်းထောင်လွှားတတ်တဲ့သူနဲ့ကိုပေါင်းစိတ်ခွာနေနော်တူပါပြီးတော့လည်းရံမဖြစ်ရအောင်ဟုတ်ကဲ့ပါအမေရဲ့အသိဉာဏ်နှုံနေတဲ့သူနဲ့တူပြီးတော့ရံမဖြစ်ပါအောင်အေးကောင်းနေသမီးညနေ6 နာရီချိန်မောင်ရီပြိုးစားချိန်မှာကိုကုံဝင်းတဲ့ထဲမှာသူမဖုန်းဆက်တယ်စိတ်ဆိုးဆိုးဖြစ်မကင်မဲ့ပြတ်ထားလိုက်တယ်ဒါကိုဖုန်းမချပဲမကင်မချင်ဆက်ကခေါ်နေရကြောင်းအမြင်ကက်ကဖုန်းမှာဆက်ပိတ်ပြလိုက်တယ်မှတ်ကြရောဘလို့ထင်နေမတက်နိုင်အောင်အမြင်ကက်လို့မုံလို့မကင်တာဝဝမချိန်မနဲ့ရွတ်လာပြီးမိခင်အိပ်ဖို့အိယာခင်ပေးလိုက်တယ်ပြီးရနဲ့တန်ရရှိထွက်လာခဲ့ပြီးတော့ပြင်းပြေးလမ်းလျှောက်လိုက်တယ်ထိုခိုင်သူမထံပြပြနဲ့ကိုကုံဝင်းထဲရောက်လာတယ်ဖုန်းတန်နဲ့ခေါ်နေရဘာလို့မကင်တာလဲဝဝမကင်ချင်လို့လေနေအောင်ရှင်းဖုန်းပြန်ယူကျမမကင်ချင်တော့လို့ပြောဆူဝဝအခန်းထဲကဖုန်းလေးယူပြီးတော့ပြန်ထွက်ခဲ့တော့သူကတန်ရရှိမှမရှိပဲတရားနဲ့ဝါသုံးပြန်လောက်ကွာတဲ့ဗရောက်ပင်ကိုကြည့်အောင်မှာအပင်ကိုကျုံးမိကအလိုမကျရနဲ့မိရနေရဲ့ရှော့ဖုန်းမယူမင်းကင်မပေးထားလေကျမမမလို့ချင်တာမိဘဖြစ်နေရလေနေ့လေကလေးမျက်စိပြက်မျက်နှာပြက်နဲ့မကြည့်မသာဧကနာအကုန်နဲ့မျက်မူးခင်အတူသွားတာကိုမင်းကမကြိုက်တာလားတဝင်းတို့နေရလားအိုးရရဆက်ရှင့်မသာဘယ်မိမနဲ့ကြိုက်ပေါ့တဝင်းတို့စရာလားဒါဆိုဘာလို့မကြည့်ဘဲနဲ့ဖြစ်နေရလဲအမှန်ဖွင့်ပြောလေအကူကအုံပုံးသမားကိုမကြိုက်ဘူးဘုံမွှေးရှင်းသမားကိုပဲသဘောကျတာညနေရဖုန်းခေါ်တာလေညနေစာထမင်းကြိုင်လာမျိုးလို့စိတ်ပူပြီးတော့ဖုန်းခေါ်တာတခြားအကြောင်းဆက်တာမဟုတ်ဘူးသိပါတယ်ရှင်နေကျမကြပြောစရာအခြားအကြောင်းမရှိဘူးဆိုတာအလုံးရှင်တဲ့အလုပ်သမားတာမန်ဆက်ဆံရွယ်ရှိရဲဆိုတာလေဝဝရဲ့မင်းအဲ့လိုအခုကိုမကြည်မချမ်းတိုင်းပြောနေရင်အခုဘာလို့လုပ်ပေးရမလဲမသိဘူးစိတ်မချမ်းသာဘူးကွာမင်းဘာဖြစ်ချင်တာလဲဘာလို့ရှိရလဲအခုပြောပြဒီလောက်တောင်ကျမဆန္ဒဖြည့်ဆည်းချင်နေဆိုရင်မျက်မှုခင်ကိုလက်ထပ်လိုက်လေဟုတ်ပြီလားအဲ့ဒါကျမဖြစ်ချင်တဲ့ဆန္ဒပဲဟာပေါက်တက်ကြအခုမှသူ့ကိုမကြိုက်တာမမေသူနဲ့သဘောတူနေတာတော့အကူကညင်းလို့မမေကငြိမ်သွားတာကဲပေါက်တက်ကြရဲရှောက်မပြောနေတော့ရောအဒီမှာတလားစာကျိုးပေးတာငွေ3,800,000ယူထားသူမလက်ထဲငွေထိုးထည့်ပေးတာကြောင့်သူမရောင်ရမ်းကအထွေးဆုပ်ထားလိုက်တယ်မိုးချုပ်တော့မယ်အခုပြန်တော့မယ်နောက်ဆိုတပည့်မရှိတဲ့စကားတွေရှောက်မပြောနေပါကိစ္စတွေကမင်းထင်တယ်လို့မဟုတ်ဘူးသူစကားကိုညင်မိနားထောင်ရင်မဆောင်တစ်ချက်တိုင်းကနေထိုးပြလိုက်တယ်ကဲပြန်ပြီနော်မနက်မှအလုံးမတွေ့မယ်သွားပြီပြောဆူချီလန်းကျဲကြီးဖြင့်ကိုကုံဝင်းထဲပြန်သွားတယ်သူမလည်းဗရောက်အပေုံကြီးအနာမှချက်ချင်းမပြန်နိုင်သေးပဲငေးကြောင်ရက်နေမိရဲ့သူမဘာဖြစ်ချင်နေမှသူမကိုယ်တိုင်လည်းဝေဖန်မြအောင်ဖြစ်နေခဲ့တယ်သူမကိုကုံဝင်းထဲအားစိတ်ဆိုးကရှောင်နေမိရဲ့ပွဲရုံမှာသူမနဲ့မျက်နှာချင်းဆိုင်စုံနေမိတိုင်းသူကပြုံးပြပေမဲ့သူမမသိကျုံချွန်ပြူကမျက်နှာတမင်တကာလွှဲပြလိုက်တယ်သူမဘလို့ပဲစိတ်ကောက်နေပါစေသူဘက်ကတော့ရောင်လို့မြပဲအပြုံးမပြတ်အเจ้าဝန်ထမ်းနေနဲ့တာမန်လောက်သာစကားခေါ်ပြုတ်ပေမဲ့သူမနဲ့ကြာရင်အရေးတယူနဲ့ရွှေရွှေလန်းလန်းနဲ့ပြောဆိုတတ်တယ်။ဟောမုံစားလိုက်မလားဈေးကျူတွေပတ်ပြီးတော့မုံစားရအောင်လေ။မစားကြမအောင်။ဟောအိမ်မီးဖို့ကြောင့်တဲ့အချောက်ချမ်းဝင်အောင်လိုက်ပေးအောင်။မလိုက်ချင်တခြားတယောက်ခေါ်သွားပါအကို။တက်မရှိသူမညင်းစားလိုက်တာကြောင့်တက်မရောကိုကုံဝင်းထဲပါသူမပြူးကြည့်ကုန်ကြတယ်။တက်မဆိုတာဤပွဲရုံမှာသူမလိုပဲအယောင်စေးမှလေဤပွဲရုံမှာတက်မတယောက်ပဲသူမကိုပေါ်ရေးပေါင်းတဲ့နေကျန်တဲ့စေးမတွေကသူမမတူတလို့မတန်တလို့နဲ့ခက်တန်တန်ဆက်ဆန်ကြတယ်မဟုတ်လားသူမလည်းမရှိအသားကြီးဆိုသလိုကိုနဲ့မပတ်သက်ချင်သူတွေကိုလည်းအရန်ကြီးရေဘက်မဝင်ပြောဆိုမနေချင်ပါကိုပြုံးပြရင်အလိုက်ထိုက်ပဲပြုံးပြပြီးတော့မဲပြရင်တော့အရေးမဆိုင်ရန်ပြန်ကြောက်ခိုင်းပြလိုက်လိမ့်မယ်တပားသူနဲ့တူပါပြီးတော့မျက်နှာအလားကျန်းတန်သွားအောင်လို့မဲပြလိမ့်မရောမဟုတ်ကိုကုံဝင်းတရားတော့တက်မရဲ့အံ့ဩတုန်လုံးမှုကိုမသိရန်ပြူကပွဲရုံတင်မှာဈေးတဲ့တယောက်တည်းထွက်သွားလေတယ်ဒီတော့မှတက်မှာသူမအားချီတို့လက်တို့လောက်ကဝဝရဲ့နင်းရလေတတိစကားညင်းရလိုက်တာဟဲ့အားလေးမနာအောင်ငါမမလိုက်ချင်တော့တက်မရဲ့တောင်းနေနေပါအောင်သူကအဲ့လိုပဲပွဲရုံကဝန်ထမ်းမင်းကလေးခေါ်ပြီးတော့ဈေးဝယ်ထွက်တတ်သလားတက်မှာဘယ်ရလားတခါမှဝန်ထမ်းမင်းကလေးတွေမခေါ်ဘူးပါအောင်သူကသာတယောက်တည်းပဲဈေးဝယ်ထွက်နေကြနေကြမှာထူးထူးဆန်းဆန်းဈေးဝယ်ခေါ်နေလို့ငါအံ့ဩနေတာဧကနာတတိယနင်းကိုကြိုက်နေရလားမသိဘူးနော်ဝဝနောက်ပြီးတော့နင်းကလည်းတတိကိုစိတ်ဝင်စားနေပုံကြီးဟုတ်ဖះကြီးရရဆဆတတိကိုငါကြိုက်ရမှာလားသူကလည်းငါ့ကိုဖုတ်လေတဲ့ငပိရှိရလို့မမှတ်ပါအောင်ငါလည်းမကြိုက်ပါအောင်ကြိုက်စရာအချိန်ကြီးမှမဟုတ်တာတက်မရဲ့မက်ချက်ပြုမှုဝဝမျက်နှာလေးရဲကအကြောက်ကန်ညမ်းဆန်ပြတ်တယ်အမှန်ဆိုဝဝမက်ချက်ကမှန်တလောက်ဖြစ်နေတာကိုကုံဝင်းထေဘက်ကသူ့မအပြောသဘောလောက်ပဲတတ်မှတ်လိမ့်မယ်သူမဘက်ကတော့တက်မရဲ့တတ်မှတ်ချက်အတိုင်းကိုကုံဝင်းထက်နဲ့ပတ်သက်သမျှကိစ္စတိုင်းအားတာမန်ထပ်ပို့ပြီးစိတ်ဝင်စားနေမိသလိုသူနဲ့မင်းကလေးတွေရောထွေးနေရင်လေအလိုမကြတော့ဘူးအခုတော့မျက်မှုခင်နဲ့ပတ်သက်ပြီးတော့သူမဘက်ကအလိုမကြဖြစ်ပြီးရှောင်းပေးလုပ်နေရမှာဟုတ်လားဘွားဘေးချိန်နေခြင်းလောကကွာချလွန်းတာကြောင့်
နှလုံးသားဆန္ဒဆန့်ကျင်မှုကြိုးစားနေပေမဲ့တိတ်ပြီးတော့အရာမထင်လေတဲ့အချိန်ရှိတိုင်းသူ့အကြောင်းနေကြီးအတွေးရင်ချင်းကြောမှာမျောပါနေရကြောင်းကိုကုံဝင်းထဲပေါ်သူမလုံးဝစိတ်ရိုင်နေပြီဆိုတာသူမသတိပြုမိလိုက်တယ်မဟုတ်ဘူးစိတ်ရိုင်တာမဟုတ်ဘူးချက်မိသွားတာပါမတူမတန်တဲ့အချိန်နေမို့ရှင်တွင်းစိတ်ကိုဖုံးပြီးုံမှအပါဝါလေးပါမှမတက်နိုင်ဘူးလေမသိဘူးလေရဲ့သူကနင့်ကိုပဲကွက်ပြီးတော့အပြင်ခေါ်နေလို့ဟဲ့အိုးရိုးရိုးအဖို့ခေါ်တာပါဟဲ့ဈေးဝယ်ပစ္စည်းကိုတဲခိုင်းမလို့နေမှာပေါ့တော်ပြီဟိုမှာဈေးဝယ်ဝင်လာပြီဈေးဝယ်3လေးဦးပွဲရုံတဲဝင်လာတာကြောင့်စကားစဖြတ်ပြက်ပြီးဈေးဝယ်တွေထံအာရုံစိုက်လိုက်ရတော့တယ်မနက်စိန်နာရဈေးရဲထွက်သွားတဲ့ကိုကုံဝင်းထိနေ့လယ်7 နာရီလောက်မှာပဲပွဲရုံပြန်ရောက်လာတယ်လက်နှစ်ဖက်စလုံးမှာပါဆယ်အေးကြီးနှလုံးနဲ့မနိုင်မနေတတိပေးဆိုင်မန်နေဂျာမသူစာနဲ့ရလိုက်တဲ့တည်ပင်တတိလက်တည်းအိတ်တွေပြေးခုသေးတယ်ဘဝတော့ကုသိမကုသိစင်စားရင်ငီးကြောင်နေရမှာရက်နေမိရဲ့ကိုကုံဝင်းထက်နဲ့မသူစာနိုင်ပစ္စည်းတွေကိုရုံးရဲ့နားနေကန်နဲ့ထားဖို့တက်အခန်းပစ္စည်းအသေးမသွားကဝင်သွားတယ်မြင်လားအမိမတတိကိုကတ်ချက်နေရပါဝါတက်မှာသူမလက်ကိုတူကပြောတယ်ယူတတကူတယ်ပြီးတော့ပါတက်မှာရဲ့ဘယ်ရလားမသူစာနိုင်ရရုပ်ကလေးလာတော့အကြံကြီးရဲ့နော်တတိမေရအခုတတိကိုမချမ်းသာရင်နေပါစေအိမ်ရှင်မပီတာတဲ့မင်းကလေးတတိသဘောကြတဲ့မင်းကလေးဆိုသဘောတူတယ်လို့ပြောတန်ကြလို့မသူစာနိုင်ပါလေတတိအမေရှိမှပြရာတွေကိုခတ်လို့မိမကောင်းပီတာပြနေရအမှန်တကယ်ဆိုမသူစာနိုင်ရသူမိဘတော်မနိုင်လို့အိမ်ပေါ်နေချထားလေဘာလို့လဲဘာလို့ရမှာလဲမင်းကလေးဖြစ်ပြီးတော့အလောင်းကစားတွေလို့ဖဲတွေရိုက်လို့တဲ့ရရဲလားစာတစ်လမှ2 သိန်းရယ်သူကတနေ့ကိုလေနှလုံးထိုးတာ2000မိုးလောက်ထိုးတာပေါက်တဲ့ရက်ထက်မပေါက်တဲ့ရက်ကများနေရလေရရဲလားစာလေအိမ်အောင်မအပ်နိုင်အောင်သူရရဲလားကနှလုံးကျွေးဆက်နေရတာနဲ့အမြဲမွဲနေရသူမိဘတွေကအလုံးဝမနိုင်လို့အိမ်ပေါ်နေနေချလိုက်တာအဲ့ဒါကြောင့်အခုတတိတို့တန်းရမှလာနေရလေအမှန်မသူစာနဲ့ပတ်စံရှိရဲ့လူရန်စိတ်နေနိုင်တဲ့အတိုင်းဝန်းနေရပဲဝါရဲ့ဟေးသမီးဖြိုလေးကိုနင်ချစရာလားကိုမွေးထုတ်ထားတဲ့သားသမီးပဲကိုချော့တရားချော့မာတရားမာပြီးတော့ဆုံးမမှာပေါ့မသူစာနိုင်ကစကားနာမထောင်တာလေအလောင်းစလည်းရက်မမရတာအော်ခက်လိုက်တာနော်မသူစာနိုင်အကြောင်းကြားသိပြီးတော့ရင်ထဲမှာတော့စိတ်မကောင်းတက်မှာပြောတာဖြစ်နိုင်ပါတယ်ညစဉ်ညတိုင်းမသူစာနိုင်ရဲ့ကနန်းတွဲချက်တန်နေရညရံကိုထိုးဖောက်ပြီးတော့သူမတို့အခန်းထဲအထိကိုလွှင့်ပြန်လာတယ်နောက်ပြီးတော့ရုပ်ကလေးလာတော့အပြောဆိုတာလည်းမောက်မှကြမ်းတမ်းတက်တယ်ဟိုလူပြောတာလို့ဒီလူပြောတာလို့နဲ့မကြည်နဲ့ရင်လည်းစိတ်ရည်တိုင်းထွာတတ်သေးရမဟုတ်လားတခါသူမတို့သားမိကိုပဲစိတ်ရည်နေတယ်လို့ထင်မိရဲ့ဟုတ်သည်ရှိမဟုတ်သည်ရှိအစဲခံရသူနဲ့ဆဲသူမှာသာအပြစ်ရှိနေတာမို့အပြစ်မရှိရဲ့သူမတို့သားမိကတော့ရောင်လို့ပင်စိတ်ဆိုးဒေါသထွက်မှုမပြုခဲ့ကိုပြူတာကိုပဲရမှာမို့သူမပြူတဲ့အမှုသူမဘာသာပဲတာဝန်ယူရမည်လေနားနေကန်ထဲမှာကိုကုံဝင်းထက်နေမသူစာနိုင်ပြန်ထွက်လာတာကြောင့်ပြောလက်စစကားတွေရက်ပြက်ရလေတယ်ဟိုမှာလာနေပြီဘဝခဏပြောစရာရှိလို့ဟုတ်နားနေကန်ထဲကထွက်လာပြီးတော့သူမရှိရအောင်ကိုကုံဝင်းထက်တန်းမမှန်လျှောက်လာပြီးဆိုအားကြောင့်သူမလည်းတုံ့ပြန်တဲ့အတူခေါင်းလေးသာအသာဆက်မိလိုက်တယ်နားနေကန်ထဲခဏလိုက်ခဲ့ဒီမှာပဲပြောပါတတိမရအောင်နားနေကန်ထဲလိုက်ခဲ့မျက်နှာကြောရော်လီတန်တင်းမှနေတဲ့ကိုကုံဝင်းထက်ပြုတ်မှုကြောင့်သူမမျက်လုံးတွေပြူပြီးတော့နားနေကန်စီလိုက်ပါခဲ့ရတယ်နေလျာမင်းပြုတ်မှုကဝန်ထမ်းနေကိုအခုတိတ်ခါကိုကြစီရဲဆိုတာမင်းသိတော့မှာပါဘယ်ပြုတ်မှုလဲအကိုနေလျာဈေးသွားဖို့ခေါ်တာလေပစ္စည်းတွေကိုတဲခိုင်းမလို့မင်းကဝန်ထမ်းနေရှိမှခက်ခက်တိတိငင်းပြလိုက်တော့ကိုလေးလေးဆဆနဲ့ဆက်ဆက်နဲ့ဝန်ထမ်းနေရှိကိုတိတ်ခါကြသွားတာပေါ့တောင်းမှတ်ပါလေခါတိုင်းလဲရမယ်ဆိုတာဝါမသိလို့ပါနောက်ရှင်ဘေခေါ်ကျမလိုက်ပါမယ်အခုဆိုတော့အဲ့လိုမဟုတ်ဘူးလေအလုံးရှင်တယောက်အနေနဲ့ဝန်ထမ်းနေရှိတိတ်ခါကြတယ်လို့ဖြစ်သွားတာအကိုမကြိုက်တာခေါ်တိုင်းလိုက်ပေးရမယ်လို့ဆိုလို့နေရမဟုတ်ဘူးဝါလိုက်ပေးမယ်တင်လို့အကွာခေါ်ကြည့်ရနောက်ဆိုမခေါ်ရုံပဲပေါ့ကဲတော့အခန်းထဲမှာနှစ်ယောက်သားကြာနေရလူသိရင်မကောင်းဟုတ်ဒါကိုကျမနားလေပါတယ်အခုနဲ့ကျမအလုံးရှင်နဲ့လှုပ်သမားလေးအလှုပ်သမားတယောက်နဲ့လူတွေထင်အောင်ထိမဖြစ်မှာစိုးရင်တော့ကျမနားလေပါတယ်ကျမလည်းတတိနဲ့ကျမအောင်လူတွေအထွင်လဲတာမခံနိုင်ပါဘူးတတိကတတိကုံတိတ်ခအကြမခံနိုင်တယ်လို့ကျမလည်းမိမတံမို့အကြမခံနိုင်ပါဘူးရှင်ဟာဒီကောင်မလေးဝါပြောချင်အောင်ပြောပြီးအန်ကလေးစိတ်ကခတ်တုတ်ထွက်လာခဲ့လိုက်တယ်ငိုချင်နေရမို့မျက်ဝန်းမှာမျက်ရည်တွေပင်စုပ်နေပြီမဟုတ်လားသူပြောတဲ့စကားတွေကတင်းတက်လျောက်ပတ်တဲ့စကားတွေကြည့်ပါပဲသူသာသူမစိတ်ကအလိုလိုနေရင်သူ့ပေါ်ဘူးကလေးလှုပ်ချင်နေရကြောင်းမပြေမပြစ်တဲ့စကားကိုဆိုခဲ့ခြင်းပြောချင်အောင်ပြောခဲ့ပြီးတော့ငိုချင်နေမိသူဟာသူမရှင်နေကအလိုမကျမှုများစွာငိုချင်ဖြစ်နေကြရတယ်နောက်နေ့မှာပွဲရုံမှာအလုံးစင်းလီတော့ကိုကုံဝင်းထဲပွဲရုံမလာပါအယောင်းမနေကြမသူစာနိုင်ရပဲကြီးကြပ်ပြီးတော့တာဝန်ယူတယ်
ပိုင်ရှင်ရှိရင်တိတ်ဆိတ်ပြီးမလှုပ်တတ်တဲ့မတ်သူစားနိုင်ရပိုင်ရှင်မရှိရနဲ့အာနာပြလေတယ်။အယောင်စီးမာကစာရွက်ဘောပင်ကိုက်ပြီးတော့တွက်ချက်ငွေသိမ်းရတဲ့တာဝန်ပဲရှိလေရဲ့။ယခုဟာဈေးဝယ်ပါလို့စီးမာငုတ်တုတ်ထားနေရင်ကိုမန်နေဂျာခမမျက်စိစပင်မွေစူးနေရတယ်။ထိုင်လိုက်တာနဲ့လည်းညှို့တူတူနဲ့ခိုင်းလေတော့တယ်။တက်မတပြက်စီလေဝဝခိုင်းကောင်တာပေါ်ဖုံတုတ်နန္တာနားနေကနေသွားရှင်းလိုက်အောင်တယောက်တည်းနဲ့ခိုင်းစီနေလိုက်ပေါ်လက်ပင်မလဲမန်နေဂျာလုပ်ပုံနေရထန်ကတိုင်းမကြတာသိပေမဲ့ဝဝတို့လည်းတော့မတက်ရင်သူကတခါတလေမှတာဝန်ယူရတာလေများသောအားဖြင့်ကိုကုံဝင်းထဲပဲဥဆောင်လုပ်ကင်တာများတယ်တာဝန်ယူတော့လေစကားအခြေတည်မဖြစ်ချင်းဖြစ်လဲမဖြစ်ချင်းမှာသူမအပါဝင်အယောင်စီးမအားလုံးကိုရမှာမတ်သူစာနဲ့ပေါ့စီနဲ့တူတူကအပြစ်တင်နေကြတယ်နေ့လေဓမင်းစားချိန်ကြောကမှကိုကုံဝင်းထဲပွဲရုံရောက်လာတယ်ထိုအခါကျမှမတ်သူစာနိုင်မှာအဆွေကျူးသွားကလှုပ်တုံနဲ့မရင်ကြီးဖြစ်သွားတယ်ဒါကိုကြည့်ပြီးတော့တက်မနဲ့သူမမန်နေဂျာကိုကြည့်ကလက်တို့ရည်ပြကြတယ်ခဏအလုတ်စင်းကနေချိန်နာကပ်ပြီးတော့ကိုကုံဝင်းထဲထန်နိုင်ဝဲလောက်ဆော်ပြီးတော့ခွင့်ယူလိုက်တယ်အမေကသူ့စားချက်နဲ့ဟင်းလေးတွေချက်ပြုတ်ခိုင်းလို့လျှက်စစ်ပေါင်းကိုဝယ်ချင်ပါတယ်တတိအီလက်ထရောနစ်ဆိုင်က4နိုင်ပိတ်တယ်ထင်တယ်အဲကြောင့်ကျမအောင်နိုင်ဝဲလောက်ဆော်ပြီးတော့အလုတ်စင်းခွင့်ပြုပါတတိကောင်းပြီသွားလေဒါပေမဲ့နည်းနည်းဝေးရတော့ပါစိုက်ကားငါပြီးတော့သွားပါဟုတ်ကဲ့တတိစိုက်ကားငါလို့ကိုကုံဝင်းထပြောလိုက်ပေမဲ့တကယ်တမ်းကျမငါပြည့်စိုက်ကားက1500ကြီးမို့နှမျောကချီချင်းမဲ့သူမရှောက်တယ်အလို့ရှိရကျူရဲ့ထမင်းဟင်းတွေကပြောစရာမရှိအောင်ကောင်းလုံးနေပေမဲ့အသားငါအညီဟောက်တီကြီးပဲစားနေရတဲ့မိခင်ကနှာခေါင်းရှုံကသမီးရဲ့အသားငါတွေချိန်နေတိုင်းစားနေရတာညှင်းငွေလိုက်တာကပိရေကျုံလေးနဲ့ပဲပဲပြုတ်စီစမ်းလေးနဲ့စားချလိုက်တာမစားရတာကြပေါ့ဟုတ်မေဒါဆိုမနေ့ဖြန်ကြရင်ဟင်းအိုးဝယ်ခဲ့မယ်လေအမေအပ်ထားတဲ့ငွေတွေက2000လောက်ကျမပြန်ပေးပါထို့သူပြောလီတော့ငွေထုတ်ပေးရမယ်အမေကလက်တော်နေတယ်မတက်တာတဲ့ဆုံးတင်းထားတဲ့ငွေကိုသွားယူကသူ့မအောင်ပေးလေတယ်သမီးလောကလေးစုပေးထားတာ2000ရောတော့မှပဲနှမျောလိုက်တော့ကွယ်။အိုးမနှမျောပါနဲ့မေရဲ့လောက်ကင်နေရစားတော့ဖို့အတွက်ပဲလေပိုရှမ်းမစုဆောင်းနိုင်မှာပေါ့လူမသိငွေမရှားပါအမေရဲ့အမေစားချင်တာစားဖို့ရေးကြည့်ရဲ့ပွဲရုံကထွက်လာပြီးတော့တလန်းကြော်ကားရှိသေးရဲ့ရှေ့ကချီကိုဆက်မတူတော့အီလက်ထရောနစ်ဆိုင်ရာ84လမ်း2930လမ်းပေါ်မှာရှိတဲ့အောင်မိုးမြင့်အီလက်ထရောနစ်ဆိုင်ကိုသွားဝယ်မှာပါထိုဆိုင်ကြီးကိုရောက်ဖို့ချီတောအောင်ရှောက်ရပေုံမေစိုက်ကားငားလာခင်အကောင်သားလို့လမ်းခုလက်မှာနောက်ထားရမည်မတက်နိုင်ဘူးလေခက်သက်သက်ရှောင်းရောက်မှာပါအတွင်းနဲ့တူချိတ်လန်းနေကိုနှစ်ဆမြန်ပြက်လိုက်တယ်ထိုခိုင်သူမဘိနာကြွေကနေထိုးဆိုင်လာတဲ့ကားတစ်စီးကြောင့်သူမထိုကားပေါ်မှာလူထောင်အကြည့်ရောက်ကမျက်လုံးတွေပြူသွားတယ်တက်ဝါမင်းလက်လျှောက်ပုံနဲ့နေဝင်တော့မယ်ဆိုင်လဲပိတ်သွားတော့မှာအေးအခုကကျမကိုလိုက်ဖို့မလို့တမင်လာတာလားဟုတ်တယ်လေမင်းလမ်းလျှောက်ပုံကြည့်ပြီးတော့နေကုံမာတိလို့ပွဲရုံပိတ်ပြရနဲ့မောင်းထွက်လာတာအေးပွဲရုံကစောပိတ်လိုက်တာလားမိနစ်20လောက်လိုသေးတယ်လေတတိခဏစောပြီးတော့တိန်းတာပါကဲပါတက်ပါကားပေါ်မှာစကားပြောလျှက်စစ်ဆိုင်ပိတ်သွားလိမ့်မယ်ဟုတ်အာတော့အာနာဟန်ဖြင့်မဝမေရဲ့ကားပေါ်တက်လိုက်တော့ဘိန်းလိမ့်နဲ့ဆူရုံများလှည့်ပြီးတော့ကားမောင်းထွက်လာတယ်ကားရှိကမှနှစ်ယောက်သားတိတ်ဆိတ်စွာလိုက်ပါတယ်လျှက်စစ်ဆိုင်ကြီးရှိရောက်လာတယ်ထိုးဆိုင်မှာလိုအပ်တာတွေဝယ်ယူလိုက်ပြီးဈေးမေးလိုက်ရပါလာတဲ့ငွေနေရမမြောက်ဖြတ်နေတယ်မမဒိန်နီက2300မှာမမဒါတော့တရုတ်ပြစ်ပါယူရီးယားဆိုရင်ပို့ပြီးတော့ဈေးပေးရပါတယ်ဈေးကြီးတော့မယူချင်ညီမရဲ့ဈေးပို့တာပဲယူပါမယ်ဒါတော့ငွေကအပြည့်ပါမလားမနေ့ဖြစ်မှာတစ်ခေါက်ပြန်လာခဲ့မယ်နော်ဒီတန်နီလေးတင်ထားပြီးနော်ညီမရပြီမမတင်ထားပေးပါမယ်မသိနဲ့ညီမအခုချက်ချင်းပဲအကိုတို့ယူပါမယ်ဘယ်လောက်လိုတာလဲဘောပါအကိုဆွေစိုက်ပေးမယ်လေရတယ်မဆိုင်နဲ့မနေ့ဖြတ်မှာလာယူမှာဘောပါပြောပြီးတော့ဆိုင်ပြန်ထွက်လာခဲ့တော့ကိုကုံဝင်းတရားဆိုင်ထဲမှာကြံရက်တယ်သူမကားရှိကမ်းမှာနေရာယူပြီး9မိနစ်လောက်ကြာမှဆိုင်ထဲမှာလျှက်စစ်ဟင်းအိုးကိုလက်ကဆွဲပြီးတော့ကိုကုံဝင်းထဲရောက်လာတယ်အိုးဘာလို့ဝင်လာရတာလဲမနေ့မှဝင်มาပါဆိုစကားမပေါ်နဲ့အလကားစိတ်တာမဟုတ်ဘူးစိုက်တဲ့ငွေကိုအိမ်ကြရင်ချက်ချင်းပြန်ပေးရမယ်ဟုတ်ပါအဲ့ဒါဆိုတန်ရရောက်မှငွေအကုန်လုံးပေးမယ်နော်ရတယ်ကြိုက်တယ်လို့လို့သူကားပေါ်တက်လိုက်ပြီးတော့ကားမောင်းထွက်လာခဲ့တယ်ငွေဆိုင်လက်မခံမဲ့သိနေ၍အိမ်ကြပေးမယ်လို့ဆိုခြင်းဖြစ်တယ်ဝဝအကျုံကိုသူသိနေလိမ့်မယ်တကယ်အကျုံမခံနဲ့မနာခဲ့ကားလေးကိုလာရလမ်းတိုင်းမပြန်ပဲလမ်းမကြီးပေါ်မှာမောင်းနေလာခဲ့ပြီးအိမ်အိုတန်းမမောင်းသေးပဲနမကြီးစားသောက်ဆိုင်တစ်ဆိုင်ကြီးသူဥတီပြီးတော့မောင်းနေလာခဲ့တယ်တတိကားကိုဘယ်မောင်းနေရလဲအိမ်ပြန်တော့မဟုတ်ဘူးလားမဟုတ်ဘူးမင်းကိုကြေးဦးကျွေးချင်လို့ဆိုင်ုံခေါ်လာတာမငင်းနဲ့ဝဝဒီတစ်ခါညရင်အကိုမင်းကိုစိတ်ဆိုးပြီအေးရှိစရမယ့်စကားတွေကတန်းလန်းရက်သွားရတယ်စားသောက်ဆိုင်ကြီးကြီးရှိရောက်လာလိမ့်ပြီမို့ကားရက်ကကိုကုံဝင်းထရာဆင်းသွားလိမ့်ပြီမို့ဝဝလည်းမငင်းတာတော့ပဲကားပေါ်မှာဆင်းလာခဲ့ရတယ်ဆိုင်ရအကြီးကြီးပါနေရာအကျယ်ဝန်းကုန်မှာ2ယောက်တည်း3ယောက်တည်းထိုင်ရတဲ့အထီးမိုးလေးတွေနဲ့စပွဲဝိုင်းတော်တော်များများနဲ့တိဆောက်ထားတာပါ
ခလန်းလန်းစီမှာလည်းစုံတွဲတွေလွတ်လပ်စွာထိုင်ပြီးစားတောက်ဖို့ဖန်တီးထားတာနဲ့တူပါတယ်။အကာအကွယ်ဖြစ်တဲ့တစ်ပင်ကြီးကြီးတွေရဲ့နဘေးမှာနှစ်ယောက်တည်းစပွဲဝိုင်းနေရှိနေလေတယ်။ထိုနေရာတွေစီဦးတီလျှောက်သွားပြီးနေရာယူလိုက်တဲ့ကိုကုံဝင်းထေရဲ့ပြုတ်မှုကြောင့်သူမရင်နေပင်ဖိုးသွားတယ်။အေးစိတ်တိတ်ဆိတ်ရောက်ရွေးပြီးတော့ထိုင်တာပါလေလို့တွေးပြီးထိုနေရာမှာထိုင်လိုက်တယ်။ကိုကုံဝင်းထေနဲ့သူမမျက်နှာချင်းဆိုင်နေရာယူပြတဲ့။စပွဲစီကိုဝိတ်တာလေးရောက်လာပြီးစားတောက်ဆရာမေးလာတာကြောင့်မီနူးကြည့်ပြီးတော့ကိုကုံဝင်းထေကစားဆရာတွေကိုမှားလေတယ်။တိတ်မကြလိုက်စားတောက်ဆရာလင်ပန်းပြေသူမတို့စပွဲပေါ်ချပေးလာတယ်။စားပါပါစားစီကျင်လို့ကြွေးတာ။အငွေတထောင်ထောင်ထနေတဲ့စားတောက်ပွဲတွေကိုကြည့်ပြီးဝဝရွံ့တွန့်ဖြတ်နေလေတယ်။ငွေတွေအကုန်ခံပြီးကျွေးမွေးနေတာဝဝမစားတောက်ချင်မှာညင်းဆန်လာရင်လည်းမနီးရထပ်ပို့ဆိုးသွားမယ့်အခြေအနေသာပေါ်ပေါက်လာလိမ့်မယ်။ကနေ့မှာတော့ဘူးကလန်းမလုပ်ပဲအေးဆေးစွာစားတောက်ဖို့ဆုံးဖြတ်လိုက်တယ်။ကြေးဝတပွဲမကုန်းလေတထည့်ရဲ့မကုန်းရင်တူတူစားမယ်လေ။အေးမဟုတ်တာတထည့်မယုံဘူးလား။မယုံမအောင်မင်းနဲ့အတူတူစားရတာ။သူစကားကြောင့်ဝဝမျက်လုံးလေးပြူးသွားရတယ်။သူကသူမနဲ့အရှင်ထိုင်ပြီးစားတောက်ဖို့သူမဘေးမှာထိုင်ကုန်စီရွှေ့ပြောင်းကနေရယူတယ်။အနေထားအတော့နီးကပ်လွန်းတာကြောင့်ဝဝသက်ရှူဖို့ပဲမေးသွားလေတယ်။သူမျက်နှာချောချောကြည့်ရလဲသူမမျက်နှာနဲ့တထွာလောက်သက်သာကွာဝေးတာကြောင့်နေရဲနေတဲ့နှကန်းဆောင်စီကိုအကြည့်ရွာရွှေလျားမိခိုင်သူမရင်ခုန်နေမြန်သွားပါတယ်။စားလေဝဝဘာငင်းနေရလဲ။အော်ဟုတ်ကဲ့။ကြေးဦးပကံလုံးကြီးရဲ့မှာဇွန်နှချောင်းတက်ကနှစ်ယောက်တူစားပြတ်တယ်။သူကအိမ်တွေမပြတ်စားတော့နေပေမဲ့ဝဝမှာတော့ထောင်ချောင်းမိရဲ့သားကောင်နဲ့သူ့ငွေသက်တွေကြောင့်မှအသက်ရှူရခက်ခဲနေတဲ့မွန်ချက်ကရင်နေခုံနေရဲ့တတိနဲ့တမင်ရွဲခေါ်နေတယ်လို့ပဲဝဝအဲ့လိုခေါ်တာအကိုမကြိုက်ဘူးအကိုလိုပဲခေါ်ပါဝန်ထမ်းတွေကောင်တော့တတိလိုပဲခေါ်ကြရလေဝဝလည်းဝန်ထမ်းမဲဟာဘူးဝန်ထမ်းချင်းတူပဲမဲမင်းအကိုအတွက်တခြားမင်းကလေးနဲ့မတူဝဝဘာမှမတူပါလေဝဝအတန်းပညာမရှိလို့အရန်စင်းရဲနေလို့အကိုကထူးပြီးတော့တနာနေရလားဝဝဘူးကလန့်ပြန်ပြောတယ်မင်းကိုဦးရသေးရတာအဲ့လိုစကားတွေကြောင့်နော်ဘာလို့မာနနဲ့ရမ်းကြီးနေရလဲဝဝမာနာကြီးရလို့ယူဆိုင်ဝဝမှာချမ်းသာတာဆိုလို့အဲ့ဒီမာနာကလေးပဲရှိတာပါအကိုအဲ့ဒီမာနာလေးနဲ့ခက်ချစ်ချစ်ကောင်းမလေးကိုပဲအကိုကအရန်ချစ်မိနေရဲဆိုရင်ရောဝဝဘလို့ဖြည့်ပေးမှလဲရှင်အကိုဘာပြောလိုက်တာလဲသူမလက်ထဲမှာဇုံလေးလွတ်ကျသွားကမျက်လုံးပြူးနဲ့စွန့်အားနေသူကဝဝဟုတ်တယ်ဝဝအကိုမင်းကိုရမ်းချက်တယ်ဘယ်မင်းကလေးမှဒီစကားမပြောဘူးမင်းတယောက်ကိုပဲစကားပြောဘူးလားတိတိကျကျပြောရရင်မင်းကိုမြင်ချင်းအကိုချက်ခဲ့တာပါမင်းတဲ့အရန်လာတဲ့မင်းကလေးတွေတော့ရေမခုန်တတ်တဲ့အကိုကမင်းနဲ့မှချက်တဲ့ရင်ခုန်တက်လာတာပါဝဝကျမလိုဘာအချိန်မြင့်မှမရှိရဲ့မင်းကလေးကိုရေးစားစကားပြောတာအပြော့ကျက်ရုံမဲလားကစားရုံမဲချက်တာမဟုတ်လားအကိုကျမမချစ်ရဲပါဘူးမုံနဲ့မြေလိုကွာဟလုံးနဲ့ဘဝမို့တစ်ချိန်မှအသေးကွဲပြီးကျင်းရဲသူကကျမပဲဖြစ်မှာပါမင်းကလေးတယောက်ဘဝကိုတာဝန်မယူချင်ပဲကစားရုံနဲ့အကိုအပြော့မရှာချင်ပါနဲ့လားအပြော့ရှာချင်နေဆိုရင်တခြားမိန်းမလာတွေစီမှာပဲအခုအပြော်တွေရှာပါကုန်အပြော်ချင်တာမဟုတ်ပါဝဝရဲ့အခုမင်းကိုလက်ထပ်ယူမှာပါသူတစ်ပါးနှလုံးသားကိုကစားပြီးအပြော်ချင်တဲ့အောက်တန်းစားစိတ်တက်မျိုးအခုမှမရှိဘူးဒီတော့အခုကိုချစ်တဲ့အခုပဲအဖြစ်ပေးပါအတူလက်တွဲဖို့တော့တနေ့လောက်တော့အခုအချိန်ပေးပြုံးစားလက်ထပ်ဖို့တော့မဖြစ်သေးဘူးဝဝမချစ်ရဲပါဘူးတုံရင်တော့အခုလေးပြန်ဝဝညှင်းဆန်လိုက်တယ်ဘာလို့မချစ်ရမှာလဲဝဝရဲ့အခုကလေးပေးပါတယ်မင်းကိုပြစ်မသွားပါဘူးတကယ်လက်ထပ်ယူမှာပါဝဝရဲ့အခုလဲဆိုတော့လက်မထက်နိုင်သေးဘူးပေါ့လေနော်ဝဝမင်းအခုကိုချက်နေမှာအခုခံစားမိပါတယ်အခုလည်းမင်းကိုချက်တာပဲလေအခုအားစပြီးအခုနဲ့မင်းချက်သူတွေဖြစ်သွားကြပြီနော်ဝဝဟေးကြောင်ကလေးဖြတ်နေတဲ့သူမကိုလေးကိုတိန်ကျုံပွေးဖက်လိုက်ပြီးရင်ခွင်ထဲမြုပ်မတက်ပွေးပတ်ထားလိုက်သူကအကိုကုံဝင်းထဲသူ့ချစ်ကိုလက်ခံဖို့တွေ့ဝေနေစဲမှာပင်သူ့နန်းနေကြောင်နှလုံးသားတွေရေပြုံကြပြီးသူ့တံပါခါစားကြရှုံးသွားသူဟာသူမပဲပေါ့ဝဝအဲ့လိုမလုပ်ပါနဲ့နှက်ကလေးထက်နှွေးကနေကြောက်ရောက်လာတဲ့သူ့နန်းနေကိုရုံးကန်ညင်းဆန်မှုစူးစမ်းကြည့်ပေမဲ့အရာမထင်အခါကတောင်းတမိခဲ့တဲ့သူ့အနမ်းချိုချိုတွေကသူမနှကန်းပူပူလေးမှသည်မျက်နှာလေးထက်တရက်ဆက်ပြန်ကျဲကကြောက်ရောက်နေရတယ်ဟန်ဆောင်ညင်းဆန်နေရပေမဲ့အဖြူတဲ့နှလုံးသားကတော့ဟန်ဆောင်ဖို့ပင်မတက်ခဲ့ပါသူ့နန်းတွေကြောင့်ကိုရန်ပင်တာယာရင်မှုသွားမိတယ်မဟုတ်လားသူနဲ့ဝဝချစ်သူတွေဖြစ်ကြပြီဆိုတဲ့အတရားမယုံကျင်စရာသို့တော့နှွေးနေသောနှလုံးသားနဲ့ခုန်နေသောရင်ဆောင်ဟာတလိုက်လိုက်နဲ့မို့ထိုပြစ်ကိုမဝဲမြဲလက်ခံမိရင်သူမမျက်နှာလေးထန်ရှက်ပြုံးရည်တည်တန်းနေတယ်အမေကိုကြောက်ပေးအိတ်နေရပေမဲ့ရင်ခုန်ပြောင်မျိုးတဲ့စိတ်တွေကြောင့်မျက်လုံးပင်ပိတ်မရလေခဲ့ဒါကြောင့်တရားပြင်ပထွက်လာခဲ့ပြီးတော့မီးလင်းရဝေးစားနေတဲ့ဗရောက်ပင်ကိုကြည့်အောင်မှတယောက်တည်းလမ်းလျှောက်နေမိလိုက်တယ်ဗရောက်ပင်ကိုကြည့်ရတရားရဲ့ခေါင်းရင်းမှာရှိရပါည9 နာရီဆိုပေမဲ့လမ်းဘက်ကရင်သွားလာတဲ့နေနဲ့လူသားနေစုညံ့နေရကြောင်းညလိုပင်တမတ်ဖို့ခင်းရင်လုံးပါတယ်ထို့အတူ
တခါတရံမှာညာကြီးမင်းကြီးပေါက်ချလာတဲ့ကုံကားကြီးကြီးကြောင့်ခြံကြီးထဲမှာကုံတင်ကုံချတဲ့နေထံပိုးတဲမတဲ့နေပလုံစည်းနေတတ်တော်တယ်ဒီကနေ့မှာတော့ကုံကားကြီးရေဝင်မလာပါဒါကြောင့်ခြံကြီးတွင်းမှာတော့တိတ်ဆိတ်လွန်နေရဲ့ဝဝမာသာသူ့ပြုမှုတွေကြောင့်တအုံနင်းနဲ့ရင်းနှီးခုံကအိမ်မြနိုင်ဖြတ်တယ်ဟဲ့ကလေးမဘယ်ချိန်မှတ်နေရလဲမအိတ်သေးဘူးလားအခုဘာလာလောက်တာလဲအမတ်မတင်နောက်ကျောမှပေါ်လာတဲ့အတန်အိမ်မလို့လေဘရောက်ပင်အောင်မင်းလန်းလျှောက်နေရမြင်လို့မအိတ်သေးပဲဆင်းလာတာပြောင်းလေဘာလို့မအိတ်သေးရလဲဟိုအိမ်မရလို့ပါဘာလို့အိမ်မရလဲသူမပကုံတစ်ပတ်ကိုဆွဲကမီမေးလာတဲ့အကိုကြောင့်ဝဝသူ့လက်ဆောင်ဖယ်ချပြင်းနေရှင်ကြောင့်အိမ်မရလေလူအနိုင်ကျင့်ပြီးတော့ဝဝလေကိုရဲ့နန်းယုံနန်းအောင်နန်းနာပြည့်ရှင်ဘာလို့ချင်သေးရလဲဟာပြောရရလဲကွာနားရဲဘလို့မလဲမသိဟဲအိုးကျမရိုးရိုးပြောတာလေဟုတ်ပါပြီနန်းတာပြင်ဘာမှမလုပ်ချင်ပါဘူးဒါမဲ့တနေ့မှာတော့မင်းကိုအပိုင်ရယူချင်တာဝဝအဲ့လောက်ထိအကိုကချက်နေတာပြောဆူဝဝမျက်နှာလေးစိန်ငုံမကနန်းရှာလိုက်မိပြန်နေလုံးပြန်ပြီဟိုဝဝအိတ်တော်မေသွားပြီဝဝသူ့ကိုယ်လုံးကြီးကိုတွန်းဖက်ပြစ်ခဲ့ပြီးတန်းလားစီကိုပြေးထွက်လာခဲ့တော့ရင်ခုံလို့အိတ်မရပါဘူးသူ့ကြောင့်မရင်ခုံရပြန်ပြီရှင်ကြောင့်ရင်ခုံလုံးပြီးယူတော့မယ်ထင်ပါတယ်ထို့ညတကောင်ရန်ကျော်မှသူမအိပ်ပျော်သွားလေသူမနဲ့သူသားတည်းရဲ့ကိစ္စတခုကဘာကြောင့်ရမသိပွဲရောင်တခုလောက်လူတွေသိနေကြတယ်သူမနဲ့အကိုကုံဝင်းထဲချစ်သူတွေဖြစ်နေကြပြီတဲ့ထိုစကားသေးဆောင်လာသူကတတ်မှာပေါ့လေဝဝဟုတ်လားတတိနဲ့ချစ်သူတွေဖြစ်နေကြတယ်ဆိုမတ်သူစားနဲ့ကခုနစေးမတွေပြောပြနေရဲ့မဟုတ်ပါဘူး तू ကဘလို့သိသွားလဲဟဲမင်းစကားကြီးကလည်းဘလို့ကြီးလဲမဟုတ်ဘူးလဲပြောသေးရဲ့ဘလို့သိသွားရလဲတဲ့တက်မရဲ့မေကိုစင်းလုံးချောဖြစ်ပေးဖို့ तू မတက်တာပါအဲ့ဒါလူတွေအထင်လွဲတာပါဝဝလူမျိုးဘလို့ဖြစ်လို့တတိယကြိုက်မှလဲပြောမရလေရဲ့ကန်ဆူရာရှိသေးရဲ့ဒါမဲ့ဟုတ်တာမဟုတ်တာအသာထားမတ်သူစားနိုင်တော့အထူးသတိထားတော့ဝဝ तू ကတတိကိုရားကြံနေရတော်နေကြတတိသူ့လက်ထဲပါသွားလို့နေအသေးကွဲနေအောင်မယ်အိုးတတိနေဘာမှမဆိုင်ပါဘူးဆိုသူမပြောင်းရင်းနေခဲ့ပေမဲ့စိတ်ထဲမှာငိုချင်နေတက်မပြောသလိုအခုသူ့လက်ထဲပါသွားခဲ့ရင်ဆိုတဲ့အတွေ့အတက်မနှလုံးသားနာကျင်ရလွန်နေဒီနေ့ကပွဲရုံမှာအကူကုံဝင်းထဲရောက်မလာပဲမတ်သူစားနိုင်ရတာဥဆောင်ပြီးအုပ်ချုပ်နေရဲ့ဈေးဝယ်ပါရမိုးထိုင်ကုန်းမှာအတီးတီးနေရရင်စကားကောင်းနေရဲ့ထို့ခိုက်မတ်သူစားနိုင်မှမတင်မတဲ့စကားအတန်နဲ့သူမနာတဲ့အချိန်ပြပြရိုက်ခတ်လာတယ်တတိယမျက်မှုခင်နဲ့ချိန်တွေ့ရလေမျက်မှုခင်ဆိုတာပွဲ3-4ခုရထားတာနိုင်ငံခြားမှာလည်းကုမ္ပဏီကြီးပိုင်ဆိုင်ထားတာသူကိုယ်တိုင်ကြီးကြပ်အုပ်ချုပ်တာဒုတတိနဲ့မျက်မှုခင်နေရလေနေနေလားရွှေနဲ့မြလိုပဲလိုက်ဖက်တက်နေတာမမမူကလည်းတတိဟိုမင်းကလေးနဲ့ကြိုက်နေရဆိုမမမူပဲဟိုနေ့ကပြောပြီးတော့တဏ္ဍာကြီးကဝဝเจ้าကိုတမင်ပဲအတန်မြင့်ကပြောလိုက်တယ်ဟဲ့ဟိုကသူ့လိုပေါက်ကြရ40ကိုအတီးစင်းစားမလားဟဲ့ခေါင်းပိုင်တွေးကြည့်ပေါ့အကြောင်ရလို့အလကားနိုင်မိတာအဟုတ်ထန်နေတယ်အတန်းပညာလဲ10နှစ်တော့မအောင်အလောက်ကင်လဲမေးလိုက်အောင်လေရေးတန်းစားတာတဲ့အစ်စ်မရှိပါဘူးဟဲ့ကိုအချိန်နေမှန်ကိုသိပြီးစိတ်ကူးရနေတာရက်ပြက်တာကောင်းတယ်နော်မဟုတ်ရင်ပိုက်တလုံးနဲ့ကြက်ရင်ခင်မှာမြင်အောင်သေးတယ်ဝီပန်ရှုံးချမှုကတကယ်လူရှိသူရှိမှာပုတ်ခတ်စော်ကားခံလိုက်ရတယ်ဝဝအန်ကိုတင်းတင်းကြိတ်ပြီးနောက်ပြီးပဲပြေးထွက်လာခဲ့ပြီးရေအိမ်ထဲဝင်ကငိုရှပြက်လိုက်တယ်သူမဘသူ့ကိုပြစ်တင်ရမလဲမသိပါဘဝဘေးကံဟောလားအကိုကိုချစ်မိရဲ့သူမနှလုံးသားဟောလားဒါမှမဟုတ်မသူစားနိုင်ဝဲပြစ်တင်ရမလားမသိတော့ဝမ်းထဲလုံးသလိုဒေါသကြောင့်အသားရည်နဲ့တဆက်ဆက်တုံနေရပြီထို့ခိုက်ရင်တကားခောက်လောက်တန်းကြောင်ငိုနေရမှမျက်ရည်တွေကပြခဲ့ရတော့ကရင်ထဲမှာထွက်လာခဲ့ရတယ်ငိုချင်တာတော့တဝါချင်းမငိုရတဲ့ဘဝလည်းအတော်ဆိုးတဲ့ဘဝပါလားဝဝငိုနေရလားတကားလာခောက်သူကတော့မသူစားနိုင်သူမကြည့်တော့မထိတတိလောင်ပြုံးကြည့်နေနဲ့ဝေးတက်လာတဲ့မျက်ရည်ကိုထုံမိန်မရှိထိန်ချုပ်ဖြစ်ဖို့ကြိုးစားကြည့်ပေမဲ့ကြိုးစားကမှပို့ပြီးတော့ကြာလာတယ်အရင်ရိုင်းဆိုင်တာပဲနော်နင့်ကိုနေလေတတိကတော့ကောက်မဲ့စင်ဒရဲမဆိုပြီးတော့အောက်ချီလွတ်ပြီးဘဝမမင်းနဲ့ဟိုကတခြားတယောက်နဲ့ကြိတ်ပုံးခုံနေရအဲ့တော့ဘာဖြစ်လဲတတိဘသူနဲ့ရေကျမနဲ့မဆိုင်ဘူးဝမ်းလည်းမနေဘူးရှင်သာမစတဲ့အမေတန်းတဲ့ဘက်ဖို့ကြံစည်နေရရှိစိတ်တက်ကသာပညာတတ်ဘွဲရဖြစ်ပြီးအောက်တန်းကြတာအမေရှစ်တန်းတော့မအောင်နဲ့ကောင်းမအများဘွဲအများကြီးရတဲ့မတ်မြတ်မုခင်ကိုရှင်ပြိုင်နေရမြင်အောင်တဲ့ဘိုက်တလုံးနဲ့ကြံခဲ့မှာကဲဟာသူမစော်ကားချင်တယ်လို့စော်ကားနေရမှန်နေကြအားစိတ်ဆိုးဒေါသထွက်လွန်ကအသားတွေတဆက်ဆက်တုံလာပြီးတော့အောက်ကောင်လွှဲရက်ကပါရိုက်ချပြလိုက်တယ်ရိုက်ကြတဲ့နဲ့တူနားကျင်လုံးနဲ့ခက်ဆူဆူအော်တန်ကြီးဟာနားကွဲလို့မတက်ပေါ်ထွက်လာလေရဲ့သူမလက်တစ်ဖက်ကမတ်သူစာနဲ့ပါးပြင်ပေါ်သို့အရှင်ပြပြကြရောက်သွားတယ်ထင်မှန်မထားတဲ့သူမရဲ့ရိုက်ချက်ကြောင့်ပါးပြင်မောင်ပုတ်ကစားတော့ဝါတော့မတက်အကြည့်နဲ့သူမကြည့်နေသူကတော့မတ်သူစာနိုင်
လူတယောက်ကိုစုံမနိုင်ပါတယ်မစော်ကားပါနဲ့အနိုင်မကျင့်ပါနဲ့မသူစားနိုင်လောကမှာရှက်စရာအကောင်ဆုံးကစာမတက်တာမဟုတ်ဘူးစာနာမှုမရှိတာအနိုင်ရရင်ရတယ်လို့အနိုင်ကျင့်ပုတ်ခတ်တတ်တာအဲ့လိုလူမျိုးတွေကသာလောကမှာရှက်စရာအကောင်ဆုံးနဲ့အောက်တန်းကြဆောင်လူစားတွေပါဥပမာရှစ်လိုလူစားမျိုးပဲပေါ့ဝါပြောချင်တာတွေအကုန်စိန်ပုံအောင်ပြောချခဲ့ပြီးထိုနေရာမှာခြေလန်းကြီးတွေနဲ့ထွက်လာကြလိုက်တယ်မသူစားနိုင်ရဲ့တောက်ခေါက်တဲ့အကြေးရတော့နားထဲမှာပုံခွဲခံလိုက်ရတယ်လို့မြည်ဟီးသွားလေရဲ့ပွဲရုံမှာကြိတ်ပြီးမျိုးသိပ်ခဲ့ရတဲ့ဝမ်းနေမှုဟာတရားရောက်မှတကားပိတ်ကငိုချပြရတယ်ဒါတော့မိခင်ရိပ်မိမှာစူးတာကြောင့်ခေါင်းရင်းကမ်းမှာမနေကြမရှိနေတာအကြောင်းကြောင့်အတန်ထွက်ရပြီးငိုခွင့်မရပါတော်တော်သေးပါတယ်အမေကခြံထဲမှာတန်ရှင်းဝင်နေလို့အနှင်းငယ်လွတ်သွားတယ်ဟဲ့သမီးမိုးချုံနေပြီထားတော့လေကွယ်ထမင်းစားရအောင်အမေတော်စားပြီးသမီးကိုအေးဝါပါစေဆိုပြီးတော့တမင်မနိုးပဲထားလိုက်တာထားသမီးအမေချက်တဲ့ငံပြားချက်လေးနဲ့မုံလာတုတ်ကိုအစိမ့်မြုပ်ပဲပြုတ်စီစံလေးစားလိုက်အောင်သမီးရတယ်မေးထားလိုက်ပါကျမဘာသာခူးစားပါမယ်အဲ့ရထဲမှာကြောင်ယုံထလာခဲ့ပြီးတော့ခောက်စပွဲစီကိုအပြေးရောက်သွားပြီးအမေလက်ထဲကထမင်းပကံကိုယူကကိုရန်ခူးလိုက်တယ်သမီးရဲ့အမေခူးကျွေးပါမယ်ဆိုကျမပဲအမေကိုပြုစုလုပ်ကျွေးချင်တာပါအမေလုပ်ပေးနေတာကြာရင်ထဲမှာမကောင်းချက်ပြုတ်ကျွေးရနေတယ်အမေမှပင်ပန်းလာပါပြီမအောင်မိပါဘူးသမီးရဲ့ကိုသားသမီးမို့ချက်လို့ခူးကျွေးတာ哦ကျမပဲအမေကိုခူးခတ်ကျွေးချင်တာစားပြီအမေအေးသမီးဖြည်းစားအမေလှုပ်ရှားရှိရလုံးမယ်ဟုတ်ကဲ့အမေကအခန်းလေးထဲမှာပဲအမြင်မတော်တာတွေတန်းစီလုံနေလေရဲ့သူမလည်းအမေစိတ်ချမ်းသာအောင်စားတော့ပြီးတော့ပကံဆေးကပြန်ရေးဖို့အိတ်ဆက်ဖို့ကြိုးစားလေတယ်ထိုခါအကူတန်ဖုန်းဝင်လာတယ်သူမဖုန်းမကင်တော့ပဲအခန်းထဲမှာထွက်လာခဲ့ပြီးတော့အကူတို့ရင်ကြီးစီကိုမျှော်ကြည့်ပြီးတော့သူမရှိရစီတဲတဲလျှောက်လာနေအကူကိုတွေးလိုက်ရတယ်ဒါကြောင့်အခန်းထဲဝင်ကငွေယူလာခဲ့ပြီးအကူသူမစီရောက်တဲ့ဒီစောင့်မနေတော့ပဲကိုရအရောက်သွားလိုက်တယ်အကူနဲ့သူမဘရောက်ပင်ကြီးအောင်မှာပဲမျက်နှာချင်းဆိုင်စုံမိကြပြန်နေသူမကတက်မကြိတ်ချပြီးတော့လက်ထဲမှာငွေအကူထန်ကန်ပေးရဲ့မနေ့ကဟင်းဟိုးဖို့ပေးဖို့မင်းနေလို့သူမကန်ပေးလာတဲ့ငွေအကူကမယူပဲပြန်ရွေးနေတဲ့သူမမျက်နှာကိုသာဆူဆကြည့်ရဲ့တောင်းကြမှာသူမပေးတဲ့ငွေယူလိုက်တယ်အမေဟင်းဟိုးဖို့မယူခြင်းဝါမင်းနဲ့စကားပြောရတာလက်ပေါက်ကလို့ယူလိုက်တာဒါနဲ့နေ့လည်ကမန်နေဂျာကိုပါရက်လိုက်တဲ့ဆိုဘလို့ဖြစ်ကြရလဲမင်းမမအောင်သူစားနဲ့အမားလို့အကိုယူစားတယ်ဝါမသူစားနဲ့မမအောင်ကျမပဲမားတာပါအကိုနဲ့အဆက်မတူတဲ့သူမှသွားချက်မိတာကျမပဲမားတာအချက်မှမတူတန်အောင်ဆိုတာရှိလို့လားအချက်မှအသက်ရွယ်ကွာချက်မရှိဘူးအလွာပိုင်းခြားမရှိဘူးလူမျိုးဘာသာတရားဆိုတာမရှိဘူးနှလုံးသားသူ့လိုချက်မိသွားတာအချက်လိုခေါင်းဆန်တက်ရတာလေးဝါရဲ့ပြောစမ်းမအောင်သူစားနိုင်နဲ့ဘာဖြစ်တာလဲမနေ့ကအကိုဟုံမိမနဲ့ချိန်တွေးကြတယ်မဟုတ်လားသူစားနိုင်ပြောတာလားဘယ်သူပြောပါအကိုရဲ့ချိန်တွေးတယ်ဆိုတွေ့တယ်ပေါ့တွေ့တာတော့မှန်ပါတယ်ဒါပေမဲ့ဝါယူဆသလိုမျိုးချိန်တွေးရဒိတ်ကြတာမှမဟုတ်တာညမိုးခေရမြန်မာပြည်သူစီးပွားရေးတွေတဲ့အစုရှယ်ရဝင်ဖို့စကားကန့်လန့်လို့တွေ့ပြီးတော့ပြောတာလေဘယ်လိုအကြောင်းမဲတွေးကြပါအကိုဘက်ကယူသားတယ်ဆိုရင်တော့တင်ငယ်ရတဲ့ကျမဘဝဘယ်ချိန်အကိုထားသွားမလဲဆိုတဲ့အသိနဲ့ရင်းနှီးပူရတယ်အသေးခွဲတဲ့တန်းကိုကျမမခံစားနိုင်လို့အခုပဲအကိုနဲ့ကျမချစ်သူဖြစ်ကနေရက်စဲကြပါဆိုအကိုရဲ့ကျမမချစ်ရဲတော့ဘူးမင်းတယောက်တည်းတစ်ဖက်သက်ပြန်ဆေးလို့ရမလားအချိန်ခဏဆောင်ပြီးအကိုမင်းကိုလက်ထပ်ယူမယ်ဘယ်ချိန်မှမသိရတဲ့အကိုရဲ့လက်ထပ်မယ်ဆိုတာယူကျမမစောင့်နိုင်တော့တာသွားပြီနော်ဟိုမှာအမေလာနေပြီတားရဲ့မျက်မှုခင်လို့အချိန်နေရှိရဲ့မင်းကလေးစီးပွားရေးအုပ်ချုပ်တတ်တဲ့မင်းကလေးကိုစိတ်မဝင်စားပဲဘယ်နဲ့ကြောင့်ရှစ်တန်းတော်မအောင်တဲ့မင်းကလေးကိုလက်ထပ်ချင်နေရတာလဲအတိတ်ကအလောက်ကောင်မေးကြလို့မှရီတန်းစားရနော်ဆိုတဲ့နာမည်ကြီးဟာပင်မများနားထောင်လို့ကောင်းလဲတားရဲ့တေချာစဉ်းစားပါကွယ်ဂျူဘီကမှတဲမိတဲ့ဗျာလက်ထနာနာဆိုပြီးတော့နောင်တရီနဲ့ခီးဆက်နေရမယ်နော်တာဝဝလက်ထပ်ဖို့ကိစ္စမိခင်ကိုတိုင်မဲမိတယ်ကျွန်တော်များသွေးခင်တဲ့ကိစ္စတော့ဟာလဲမမေသဘောထားတိုင်လိုက်နာခဲ့ပါတယ်အကြောင်းမတိုက်ဆိုင်လို့ဖူးစာလွှဲခဲ့ရတယ်ကံကောင်းလို့နဲ့ဖူးစာလွှဲဖဲ့မှုပေါ့ဒါပေမဲ့ဒီတစ်ချိန်မှာတော့ကျွန်တော်စိတ်ကြရွေးချယ်လက်ထပ်ယူပြစီမမေနောက်ပြီးတော့တမအာစီဝါနဲ့လောက်ကင်စားတောင်းနေအပြက်လားပညာမတက်တာရောအပြစ်ကြီးတစ်ခုလားစီးစင်ဥစ္စာပညာတက်ပြီးစိတ်တက်အဆက်မရှိတဲ့သူတွေဒီလောကကြီးထဲမှာရိုက်တက်လို့တော့မကုန်ဘူးရှိနေရပါမမေကျွန်တော်တက်စီးစိမ်ပကာသနာဆိုတာပြည့်ပြည့်စုံပြီးသားထပ်ပြီးတော့မလိုအပ်တော့ဘူးမမေစိတ်ချမ်းသာမှုပဲဘဝအတွက်လိုတယ်သူကလွဲပြီးတော့တခြားမင်းကလေးစိတ်ဝင်စားလို့လည်းမရပါဘူးဒါကြောင့်သူ့လက်ထပ်ဖို့မမေဆရာခွင့်ပြုချက်ရယူတာပါမမေသဘောမတူဆိုရင်တော့တားဆန္ဒတိုင်းကုန်တယ်ဖော်ရမှာပဲတဲ့ဒီကလေးအသက်ကြီးမှဘလို့ဖြစ်နေရလဲအေးယူတင်နေဆိုလဲတနေ့နဲ့လောက်နေမှယူခုတက်ချင်းမယူရဘူးသူ့ဆန္ဒအောင်ညင်ဖဲ့ပြီးမိခင်ကထိုင်နေရမှလမ်းထွက်သွားတာကြောင့်သူစိတ်သက်ကမကြည်မချမ်းနဲ့ကြင်ရတဲ့ဖခင်ကသူ့ဆန္ဒအမြဲထောက်ခံအားပေးတာမို့အထူးဖခင်တန်ခွင့်တောင်းစရာမလိုအတိတော့ပေးထားလိုက်တဲ့မိခင်ဆန္ဒသာအဓိကမို့ယခုကဲ့သို့ဦးတိုင်မင်းရခြင်းဖြစ်တဲ့တသက်တာလုံးကလိမ္မာခဲ့ပြီးပြီမို့ခုတစ်ခေါက်မှာတော့ထင်ရဆိုင်ကျင်နေမိရဲ့ပြန်ဆဲကြောင်ကိုဘက်ကစတင်ကြီးညာခဲ့ရပါမယ်လူကိုရပြိုလေးနာကျင်ရသူဟာသူမမှာပဲအရှုံးရဲမဆိုင်ရဲလို့ကြိုတင်လက်မြောက်အရှုံးပေးပြီးတော့ထွက်ခွာရတဲ့သဘောပါ
ငွေမရှိတဲ့ကအချက်ဆက်တရားမျက်နှာငယ်ရတဲ့အကိုအစ်စ်မှန်ပါလို့ကြားသားဖို့အခွင့်အရေးမရှိကြဘူးကျမငွေရှိကြတယ်အကိုနဲ့တန်းတူအဆင့်တူလက်တဲခွင့်ရမယ့်အခြေအနေလည်းရကြတယ်ဒါပေမဲ့ဒါစိတ်ကူးရင်တသက်အိမ်မက်တသက်ဖြစ်လိမ့်မယ်ထင်ပါတယ်ကိုငိုကြွေးရင်ညတညကုံဆုံးခဲ့ရပြန်တယ်မနေ့ကနှွေးခဲ့ရတယ်မကြည့်ပွဲရကနေ့မှမသူစားနိုင်ကြိတ်မနိုင်ခဲ့မြပုံစံဖြင့်ကိုထက်9နှစ်လောက်ကြီးရဲ့လူကြီးတယောက်ကိုပါရိုက်ဖို့မဆိုထားနဲ့လေတံမမနဲ့တောင်မဆိုတတ်တဲ့သူမှပညာမဲ့အနေမွဲနေရသူဆိုပေမဲ့လူရင်ချင်းမလေးတယောက်ပါလူကြီးကိုလူကြီးမှန်းသိရဲ့ကာရဝတရားကိုလူရာထပ်ပို့ပြီးတော့ထားတယ်သို့တော့လက်အုပ်ချီတဲ့သူကိုလက်အုပ်ချီရမှာဖြစ်ပြီးလက်ဝါးတန်သူတော့လက်ဝါးနဲ့ပဲဆက်ဆံပေးရမယ်စွာတိလမင်္ဂလိမဟုတ်ပဲမဲ့တချို့ကရိုင်းပြအောင်တမင်တကာတက်ပေးနေကြတယ်မဟုတ်လားမတ်သူစားနိုင်ပြောတဲ့စကားတွေကိုပြန်လဲကြားရမိပြီးတော့အသားတစ်ဆက်ဆက်တုံးကဒေါသထွက်နေရတော့နောက်ပြီးပွဲရုံမှာလည်းအကူကအချိန်ပြည့်ရှိနေလေတော့မတ်သူစားနိုင်အတွက်သူမပေါ်လက်စားချီတုံ့ပြန်ဖို့အခွင့်အရေးမရှိလေတော့အကူကတော့သူမနဲ့ညောက်တဲ့စကားပြောဆိုဖို့ကြိုးစားနေရဲ့လူလစ်တာနဲ့သူမအနာချိတ်ကပ်လာကစကားပြောဖို့ဆိုလာတယ်နားနေကန်ခဏလိုက်ခင်ပါစကားပြောစရာရှိရဲ့ပြောစရာမရှိဘူးထင်တဲ့တတိမလိုက်တော့ပါဘူးနားနေကန်အောင်မလိုက်တာတကယ်လားဒါဆိုအကူမင်းကိုထမ်းပြီးတော့ခေါ်သွားလိမ့်မယ်နော်ပါလမ်းဆောင်ကသူမခါလေးနှစ်ဖက်စီဝဲပြန်လာကြောင်းဝဝမှာမျက်လုံးမျက်စံပြူသွားတယ်။အိုးလူမြင်မကောက်မလုပ်ပါနဲ့တတိရဲ့ခဏလေးလိုက်ခဲ့မယ်။အခုလက်တွေကိုခက်စိတ်စိတ်ပုတ်ထုတ်ခဲ့ပြီးသူမပဲဥဆောင်ကနားနေကန်စီသွားလိုက်တယ်။ပြော့မြက်မြက်လူတွေကကျမမျက်စိတောက်ထောက်ပြီးတော့ကြိတ်နေကြအကူ။ပဝင်းကျင်ကိုလူရာထပ်ပို့ပြီးကြည့်ဆိုင်ဆရာမလို့ပါ။ပဝင်းကျင်နဲ့သက်ဆက်နေရမဟုတ်ဘူး။နောက်ပြီးအကူတို့ကလူတွေလက်ညှိုးထိုးစရာဖြစ်အောင်လို့ပြုမှုနေရလည်းမဟုတ်ဘူး။ပဝင်းကျင်ကိုကြည့်ဆိုင်ရတယ်ဆိုတာမဟုတ်မဟဲ့လောက်ကင်နေမှကိုကျန်တရားပြက်စီးနေမှမတမာတဲ့နီလက်နေပြုတ်မှုနေမှာပဝင်းကျင်ရဲ့ကဲ့ရဲ့မှုခရိုးဆိုင်ရမှာအခုပြောတော့မှန်ပါတယ်ဒါပေမဲ့ကျမကိုယ်တိုင်ကအကူနဲ့ဆက်ပြီးတော့မချစ်ချင်တော့လို့ပါအကူကအကိစ္စပြောဖို့ခေါ်တာမဟုတ်ဘူးပွဲရုံမှာသူစားနိုင်ထပ်ပြီးတော့ရံမဖြစ်ဖို့တတိပေးတာအကူကအလုံးရှင်မို့ဘသူဘက်ကမှပါလို့မရအောင်ကြားကြနေရမှာမို့အတက်နိုင်ဆုံးရှောင်းကျန်အောင်တတိပေးထားတာအော်ဒါကိုခေါ်ပြောတာလားဟုတ်ကဲ့ပါကျမအတက်နိုင်ဆုံးရှောင်းကျန်ပါပါကျမသွားပြီနေအောင်မပြီးသေးဘူးလက်ထွန်းပြင်းနေဝဝလက်တစ်ဖက်ကိုအကူကဖမ်းဆွဲပြီးတော့အနားနေကန်တကောင်လောချပစ်လိုက်တယ်။အကူဘာလို့မလုပ်လဲ။လက်မနေနဲ့ဘာမှမလုပ်ဘူးပေါ့။အကူပြက်ပြောချင်တာမင်းနဲ့ကိုကလုံးဝမပြတ်စိတ်ဘူးနော်။စစ်သူတွေစင်မဲရှိကြတော့ဒီတက်ပို့ပြီးတော့အဆန်းတက်နိုင်ဖို့အကူစူးစမ်းနေရဝ။မနေ့ကပဲပြတ်သွားပြီလေ။ဘာလို့အကူအဆန်းတက်ချင်ရလဲ။မနေ့ညမမေးစီမင်းနဲ့လက်ထပ်ဖို့ခွင့်တောင်းနေ။အမေကတနေ့လောက်စောင့်အောင်နဲ့မတူမတန်လို့သဘောမတူလို့မပြောဘူးလားအကူ။ဝဝသိငယ်ဟန်လေးနဲ့မျက်နှာလေးမဲကဆူတယ်မိဘတွေကတော့မိဘအာနာပြကြမှာပေါ့ကိုကလည်းအမြဲလိမ်မာနေရမှာမဟုတ်တာမမေသဘောမတူလဲမင်းကိုမဖြစ်ဖြစ်တဲ့နည်းနဲ့လက်ထပ်မှာစိတ်မပူနဲ့ဘသူကလက်ခံလို့လဲအတော်သဘောတူတဲ့မက်မြတ်မှုခင်လို့စီးပွားရှင်နဲ့လက်ထပ်လိုက်ပါဓမ္မမဟုတ်မတ်သူစားနိုင်လို့ဘိုင်းကောက်ကြောက်ဖိမင်းကလေးမျိုးနဲ့လက်ထပ်လိုက်ပေါ့ရှင်ရှင်အားသားလိမ်ပါပဲဟာတော်ပြီတွေ့ရမိမရင်းနဲ့တော့ပေးစားနေလိုက်တော့ဟုတ်ပြီလားပြောပြီးပြီနော်အကိုနဲ့မင်းကလုံးဝချစ်သူစစ်စစ်တေးကို့ဘာသာတယောက်တည်းချစ်နေလိုက်တော့ကျမဘက်ကတော့လုံးဝနိုးပဲဟောဒီမင်းကလေးကွာအခန်းတကာပြေးဖွင့်ကားထွက်သွားတယ်ဝဝကိုကြည့်ကဦးရဖရအသေးတရားရနေကြရင်ခဲ့ရတယ်ရှင်အခန်းနဲ့တွေ့တာရှင်မယူလို့ဘသူယူရမှာလဲတကူကခိုးပါတယ်လို့ဝန်ခံဘူးလို့လားဗဇက်ကဖရလက်ကကာယနဲ့အမေဘာဖြစ်တာလဲဝဲရုံကပြန်လာပြီးတရားရှိရောက်ကရှိတဲ့လူတွေရုပ်တဲ့စုညံ့နေတယ်မတ်သူစားနဲ့အတန်ကြောင်ရန်ထိတ်သွားတယ်အမေကိုပြောနေရလားအမေသူနဲ့ဘာတွေဖြစ်နေရလဲလူအုပ်ကြားမှာအမေကမျက်နှာငယ်လေးနဲ့မျက်ရည်တွေစုံနေကသူမအောင်မျက်နှာနဲ့အမေကပြေးဖက်ကောင်ကုန်တယ်အမေဘာမှမသိပါဘူးသမီးရဲ့ဒီမိန်းကလေးကအမေအခန်းထဲရလေသူ့ပဆိုင်တွေ့ရဆိုပြီးဆွဆွဲတယ်အမေမခိုးရပါဘူးကွယ်တစ္ဆာကြီးတောက်ပြီးတော့အမေကျင်ရဲပါတယ်တည်တဲ့စားအချိန်ရစပြီးအခုတက်ရွယ်ထိသူတို့ဘာပစ္စည်းမယူရပါဘူးကွယ်ကြိတ်ဆိုကြိမ်ပြပါမယ်အော်အဲ့လိုလားမတ်သူစားနိုင်ပဆိုင်ကအမေခန်းထဲရောက်နေကြတာပေါ့ဟုတ်တယ်သမီးရဲ့ဘလို့ကြောင့်ရောက်နေရဆိုတော့လည်းအမေမသိပါဘူးကွယ်အမေပါဆက်ကထွက်လိုက်တာနဲ့အချိန်နေမှဘလို့စားဝါသိရဲ့မတ်သူစားနိုင်ဆင်းနဲ့ခွေးမဲလေသူစင်းနဲ့ထောင်ချောက်တယ်သူမတို့သားမီးကိုထောင်ဖမ်းလိုက်တာပဲမနေ့ကရန်ညိုးကြောင့်အဆက်တစ်ခွဲအကျိုးနဲ့ဖြစ်အောင်ဖန်တီးပြီးဒီလိုထွက်သွားလို့တမင်ခွင်းဆင်လိုက်တာပြောင်းရင်းမနေနဲ့တော့ဖွာကြီးမအေးရောသမီးရောရိုးပုံရိုးရနဲ့တကယ်တခုအကြီးစားမှတွေပဲဒီကိစ္စတထင်းနဲ့ဖြေရှင်းရမယ်ဘာဖြစ်နေကြလဲမတ်သူစားနိုင်နေဝါရုံစုဖြစ်နေတော့လူအုပ်ကြောင့်တရားဘက်စီသူခတ်သက်လျှောက်ခဲ့ပြီးလူအုပ်ကြားတိုးဝင်ကမေးလိုက်တော့လူအုပ်ကြီးကနောက်သို့ရှဲကောင်ကလူစုခွဲကြတယ်ចេတနာအစားဆုံးကြည့်ရှုဖို့ခက်လန်းလန်းမှာခွာရေးဆောင်ကြည့်နေကြတယ်တရားရှိမှာဝဝတို့သားမီးနဲ့မတ်သူစားနိုင်ရဲ့ဤလေးယောက်သားကြံရက်တယ်မတ်သူစားနိုင်ဘာဖြစ်တာလဲပြောပြပါဟုတ်ဒီလိုပါတတိရဲ့ကျမငွေ9သိန်းပါတယ်ပတ်ဆိုင်ပျောက်သွားပါတယ်အဲ့ဒါမတင်ကားလို့အခန်းအကုန်လုံးခွင့်တောင်းပြီးတော့လိုက်ရှာတာဒီဖွားအခန်းနဲ့ရှာတွေ့ပါတယ်တတိ
သူပဆိုင်ရှာတဲ့အချိန်ဟာအတော်တန်ရှင်းခြံထဲမှာလုံနေလို့မသိလိုက်ဘူးကွယ်သူ့ဘာသာဘေးကလူတွေဝင်ပြီးတော့ရှာတာပါအတော့မပြောပဲသူ့ဘာသာဝင်ရှာပြီးပဆိုင်တွေ့ရဲဆိုတော့တတိလဲစဉ်းစားကြည့်ပါကွယ်ရုပ်တိရှိသလားဆိုတော့ဒေါ်များတဲ့မျက်ရည်စားတွေတုတ်ပြက်ပြီးအဖြစ်မှန်ခေးစေးတွင်ချရှင်းပြတော့အချိန်လေးမှသူသဘောပေါက်သွားတယ်အတော့ပြောတာမှန်တာပဲမတ်သူစားနိုင်ပဆိုင်ရှာချင်နေဆိုရင်အတော့ဘာခေါ်ပြီးတော့အတူရှာမှာမဟုတ်ဘူးလားအခန်းပိုင်ရှင်မရှိပဲပဆိုင်တွေ့ရဲဆိုတာရုပ်တိမရှိဘူးမတ်သူစားနိုင်ဒီတော့ခမားပြောက်တဲ့ငွေ9သိန်းစလုံးကျွန်တော်ပေးမယ်နောက်တစ်ခါငွေပြောက်တယ်ဆိုရင်ကိုပြစ်ကိုခံမယ်တပားသူရဲ့အခန်းထဲကျူးကျူးကြောင်ဝင်ပြီးတော့မရှာပါနဲ့ဒီတန်ရမရှိရဝင်တဲ့အားလုံးလည်းကျွန်တော်သတိပေးထားမယ်ခဏရစပြီးတော့ကိုပြစ်စီကိုလုံခြုံအောင်ထိမ့်သိမ့်ကြကြောက်တော့မှဟိုလူဆွဆွဲဒီလူဆွဆွဲမလုံးနဲ့အတော်လဲစိတ်မကောင်းမဖြစ်နဲ့ကံမကောင်းလို့ဆွဆွဲခံရတယ်လို့မှတ်ယူလိုက်ပါအတော်တို့သားမြေအကျဉ်သိက္ခာကိုကျွန်တော်အကျွမ်းမဲ့ယုံကြည်ပါတယ်အေးပါတထေးလေးရဲ့ယုံကြည်မှုတအတော်ဝမ်းသာပါတယ်ကွယ်ဒေါ်မြသက်မျက်ရည်တုပ်ပြီးဝမ်းနဲ့ဝမ်းသာဟန်နဲ့ဆူလိုက်တယ်ဝဝါတော့အလေးချိတ်ကမျက်နှာလေးနဲ့ရဲနေရဲ့အမေအခန်းထဲဝင်ပြီးတော့နားတော့လေငုံမနေပါနဲ့အမေရဲ့အမေငိုကျမပါငိုချင်နေပြောရင်ရှိုက်တယ်မထွက်ပဲဝဝမျက်ရည်ဆူရပြန်နေအမေကခေါင်းသားငိမ့်ပြပြီးတော့အခန်းထဲဝင်သွားတယ်မတ်သူစားနိုင်ကတော့သူမအကြံမအောင်မြင်၍မျက်နှာကြည့်မဲကအခန်းထဲဝင်သွားတယ်တရားရှိမှသူမနဲ့အကုန်နှစ်ယောက်တည်းကြံရည်တယ်ကျမအလုပ်ထက်တော်မယ်အကိုဘွဲရပညာတတ်အောက်တန်းစားလူတွေကြားမှာနေရတာမပြော့မွေ့တော့ပါဘူးပခုံးကျိန်အောင်ရေထမ်းစားရတဲ့ရိုးရှင်းတဲ့ဘဝလေးမှာပဲနေချင်တဲ့အကိုမနေ့ပြန်ကျမတို့ရွာပြန်တော့မယ်မပြန်ရဘူးကွာမင်းပင်မနာအကိုလည်းကြည့်ရတော့လက်ထပ်မယ်လို့ပြောပြီးပြီလေအချိန်ခဏလေးပဲစောင့်ပေးပါမမျောပြားစီနေတော့အကိုရဲ့ဘဝဆိုတာစီးစိမ်ဥစ္စာအပြည့်နဲ့လင်ကောင်းသားကောင်းရှိမှဘဝလို့ခေါ်တာမဟုတ်ပါဘူးရောက်ရကြရဘဝမှာနေတဲ့ကြိမ်နဲ့အေးချမ်းတဲ့ဘဝလေးရလေပျော်စရာဘဝပါအကိုစိတ်ချပါကျမနှလုံးသားထဲမှာအခုတယောက်တည်းပဲရှင်နေသိမ်းထားပါတယ်အခုပဲကျမချက်မိခဲ့တာပါအကိုသွားပြီနော်ဖန်ဆွဲထားတဲ့ချိန်မရလိုက်တန်ရတဲ့ပြေးဝင်သွားတဲ့ဝဝအကြောင်းမှိုက်တွေကသူ့ကြံရရတယ်သူမဘလို့မှပြန်ခွင့်မပြုတ်နိုင်ပါဘူးမင်းညကလေးကတာမီးညောင်ထုတ်ခွာဖို့အစီအစဉ်လုပ်ခဲ့ကြတာကမနေ့စောစောချန်တကာဖွင့်ချိန်မှာပဲအဝေးအိတ်ဆွဲကထွက်လာခဲ့ကြတော့တယ်အသင်းပွင့်နေတော့ချန်တကာမှထွက်လာမိကချန်တကာဆောင်ဦးမော်ကြီးကလည်းမင်းမြဆူဆမ်းမှုမပြုတ်ပဲအသာတကြီးပင်ထွက်ခွင့်ပြုရဲ့တာမီးညောင်ကျုံရကားတားကစီးလာကြပြီးလန်ကူလက်မှာဆင်ကရွာကောက်တဆင်ပြောင်းစီကြရတယ်အမေကတော့တားရှာပါတယ်သမီးရဲ့ရှေ့လျှောက်စိတ်ရှုပ်စရာမရှိတော့ပါဘူးကွယ်အမေတို့ဆက်ပြီးတော့နေကြရအောင်လားကျမမနေချင်တော့အမေပညာတဲ့အောက်တန်းစားတွေကြာနေရတာတက်ရှူမအောင်ရွာပဲပြန်ပြီးတော့ငကုတ်လောက်ပဲလောက်ကန်စားတော့တော့မယ်အမေရဲ့အေးပါသမီးစိတ်ချမ်းသာတယ်လို့ပဲလုပ်ပါနောက်ဆုံးမိခင်ကပဲသူမအလျှော့ပေးကရွာပြန်ဖို့သဘောတူခဲ့တယ်နောက်ပြီးမိခင်ကိုလည်းကိုကုံဝင်းထန်နဲ့သူမရဲ့အချိန်ကြီးပွင့်လင်းစွာအသိပေးထားခဲ့တယ်မိခင်ကတော့သမီးစိတ်ချမ်းသာတယ်လို့ဆုံးဖြတ်ပါလို့ဆိုတယ်အမေကတော့မောင်ကုံဝင်းတဲ့ပုံစံသဘောကျတယ်တီတီကြီးလေးနဲ့တကယ်ကိုလူရင်ကြိတ်လေးပါကွယ်ဘဝအချိန်ကြီးချင်းမတူတာမှန်ပေမဲ့ပေါင်းဖက်စုံစည်းကြသူတွေအများကြီးပါပဲကွယ်မိခင်စကားကိုသူမမတုံ့ပြန်မဲငြိမ်နေခဲ့လိုက်တယ်တကယ်ချင်းစုံစည်းရမယ်ကံပါလာရင်အတူနေကြမှာပေါ့အမေရဲ့ကျမတော့အများကြီးမျှော်လင့်ပြီးတော့အိမ်မက်မမတ်ချင်အောင်မေးရယူပိုင်ဆိုင်ရချင်ထက်ဘာတခုမှမပိုင်ဆိုင်ရပဲဒီတိုင်းအေးချမ်းသာရတဲ့ဘဝလေးကိုပဲမမောနေချင်တော့တဲ့အမေအငားအိမ်လေးကိုသူမတို့သားမီးပြန်လဲရောက်ရှိလာခဲ့ကြတယ်ပွဲရုံမှာအယောင်ဆေးမဆူတဲ့ဘဝလေးကခိတခဏမက်ခဲ့တဲ့အိမ်မက်တွေကအလုပ်လေးတစ်ခုလိုပါနောက်ပြီးရင်ခုန်လိုက်မောဖွယ်ခံယူခဲ့ရတဲ့သူ့အနမ်းနေလဲအိမ်မက်တစ်ဖွဲရဲ့ပါခုတော့လေအေးစေးတက်တာစွာဖြင့်ထွက်ခွာခွင့်ပြုခဲ့တာပဲနော်အကိုမသိစိတ်မှာအကိုများပေါ်လာလိမလားဆိုတဲ့စိတ်နဲ့တိတ်တကူဆောင်စားမိနေတဲ့ကျမဖြစ်ရလဲအယူတယောက်လိုပါကျမဆုံးဖြတ်ချက်တွေအယမ်းမှန်ခဲ့တာပဲအကိုနဲ့ဝေးခွာခြင်းကိုဖန်တီးခဲ့တဲ့ကျမတို့ရဲ့တိတ်ကုန်မှန်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ပြေးထွက်သွားတဲ့ကျမလက်အစုံအကိုဖန်ဆွဲမထားခဲ့လို့ပါလက်တွေဘဝမှာပဲနေသားတကြနဲ့ပျော်နိုင်ဖို့ကျမကြိုးစားပါတော့မယ်အကိုပိန်ထဲကုန်းရလေးပြန်ရောက်လို့တလားတိတိပင်ပြေးခဲ့ပြီအရင်ချိန်တွေတော့လိုပဲရေဖောက်တဲ့ရအမြဲအားပေးတယ်ငကူကမမြသွေးခင်နဲ့ပတ်သက်ပြီးအေးဆက်ဆန်ခဲ့တဲ့တောခွက်တော်ကလည်းဖော်ရည်မပြတ်ဆက်ဆန်နေမမြသွေးခင်လည်းတချင်အဖြစ်ကိုဥပစ်ကပြုလိုက်ကသူမအခင်မင်းစကားပြောတယ်ကိုတင်မငွေရတော့ပို့ပြီးတော့ဖော်ရည်ခဲ့တာပေါ့လေနေ့ချီစုကြောင့်ငါနဲ့ညနေပြန်ပေါင်းထုတ်ရတာဝဝရဲ့ဆက်ပြီးနဲ့ဆိုတယ်ဤရွာမလူအားလုံးနဲ့ငကိုအချိန်လေးတိုင်းပြန်ဖြစ်ခဲ့ရပေမယ့်သူမနှလုံးသားကတော့အခုပေးတဲ့တရားတန်းချမ်းတွေနဲ့မောက်စွာကျင်းနေခဲ့ရတဲ့အကူတကြောပြန်တက်လာတဲ့မြေရီနောက်တွေကိုစိတ်ရှုပ်စွာငေးကြည့်လိုက်ပြီးမှရေတွေထမ်းတယ်ခဲ့လိုက်တယ်တမနှလုံးရေထမ်းထားရတာကြောင့်နှဖူးမှချွေတို့ပဲရင်ဘတ်ပေါ်တရဆက်ပြိုကျလို့နေလေပြီရေတွေတအားတက်နေတဲ့ပြင်လိုင်းတွေပါပြင်းထန်စွာပုတ်ခတ်နေတာကြောင့်ရေထမ်းရတဲ့သူမမှာမျက်ထဲဆင်းလေတိုင်းလိုင်းလုံးချီတွေရိုက်ခတ်အားကြောင့်တကုတ်လုံးဒီပါရေတွေဆူရွှဲကုန်နေ
ရေဆူတဲ့တန်ကြောင်ခန္ဓာကိုယ်ပင်ချမ်းစိန်ကဖျားချန်တယ်လို့ဖြစ်ပြီးတော့နှာရင်းမုံကုန်နေခင်ဘက်အိမ်ပြန်ရောက်တော့နေလေစာစားပြီးတော့ပါရာစီတမောတစ်လုံးတောက်လိုက်တယ်။သမင်းစားတောက်ပြီးလို့ဒီတမောအိမ်မဲချန်ကရှိသေးအခန်းထဲမှာဖုန်းမြည်လာတဲ့ကြောင်သူမမျက်လုံးလေးပြုတ်ကရင်ထုံသွားတယ်။အမေကသူမဖြစ်ကိုကြည့်ကရှိတယ်။မောင်ကောင်ဝတ်တဲ့စရာဆက်တာထနေအမေအိမ်ပြန်ခဏထွက်အောင်မယ်သမီးရေးအေးစေးစကားပြောဟုတ်ကဲ့ဘဝအသက်ရှူဖို့ပဲမေးချင်ချင်ဖြစ်သွားတယ်။သူစီရပါလားဘဝဖုန်းမကင်မဲ့ဖုန်းလေးကိုတာငေးကြည့်လိုက်တယ်ခဏနေတော့ကြာသွားတယ်အမြန်မကင်လိုက်မိတဲ့သူမကိုပဲအပြစ်တင်လိုက်တယ်ဘာကြောင့်အခုဖုန်းခေါ်တာလဲတွေ့ရင်ပင်တက်ပပချခိုက်ဝဝဟင်အခုဘာလာလောက်တာလဲသူမရှိအခန်းထဲဒီဝင်ချလာတဲ့အကိုကုံဝင်းထိန်ရှင်ဘိုထိတ်ကအသေးအတုံလေးပြည့်ထိတ်ထိတ်ငေါငေါမေးလိုက်တယ်မင်းစီလာတာလေမင်းကိုလက်ထက်ခွင့်တောင်းဖို့အတွက်အတော်စီကိုခွင့်တောင်းမိတာအိုးမဖြစ်နိုင်တာဘဝသက်ရှူမြန်သွားပြီးတော့ရင်တတိတ်ခုံကအကိုမျက်နှာချောချောရောထိတ်တလက်မောကြည့်လိုက်တယ်ဖြစ်နိုင်ပါရဲ့တလားနောက်ကျသွားတာ sorry နော်ဝဝမင်းတို့သားမင်းအင်အားထွက်သွားပြီးရဲ့နောက်နေ့မှာပဲဖေဖေလေးပြန်သလိုဖြစ်လို့ထိုင်းနိုင်ငံသွားပြီးတော့စိတ်ကူရတယ်ဖေဖေကျမ်းမာရေးကြောင့်ချက်ချင်းမင်းစီကိုမလိုက်လာခဲ့ရဘူးခုတော့ဖေဖေလည်းကျမ်းမာရေးကောင်းသွားပြီမမေကလည်းမင်းချက်တဲ့ကောင်မလေးနဲ့ယူချင်ယူတော့လို့ခွင့်ပြုလိုက်လို့မင်းစီကိုပြန်ရောက်လာတာမယုံအခုပြောရတယ်တခုမှကျမမယုံကိုဒီမင်းကလေးကတော့ကွာငါဘယ်လိုလုပ်ရမလဲဘဝရဲ့ကြောင်တောင်အမူအရာအကြောင်းတနာမှလို့စိတ်ပြည့်အောင်လို့ဖြစ်ပြီးခေါင်းစားသွားတယ်ကဲကွာအခုလက်ထက်ခွေတောင်းတာဝဝလက်ခံလားမလက်ခံလားဒါပဲပြောအခုပြောခဲ့ဘူးလေနော်မင်းပင်ပန်းအလုံးလာလုံးနေအခုမကြည့်ရဘူးလို့သူဝဝပခုံးလေးတစ်ဖက်စီကိုမတိမတာအင်းကြီးစားလက်ပြီးတော့ခိုးချိန်မိကဝဝမျက်နှာလေးရှက်ရဲရဲဖြစ်သွားတယ်အခုဘာလုပ်တာလဲပခုံးနေရဲနေသလားလို့ကြည်ရကဲအဖြစ်ပြီးတော့ကွာကြားတယ်ကျမအခုလက်ခံဖို့ကြောက်နေမိရဲ့ဘာလို့ကြောက်တာလဲမယုံရဲတာကိုမတူတဲ့အချိန်လေးကိုလက်ခံမဝင်ရဲတာဒါဆိုအခုလည်းမထောက်ပေါ့အဲ့လိုလားဟုတ်လက်မထက်ရဲဘူးကောင်းပြီလေလက်မထက်ရဲသူကိုလက်ထက်ရအောင်လှုပ်ပြရတော့မှာပေါ့လာခဲ့အိုးအခုဘာလုပ်တာလဲမင်းကိုကားတင်ပြေးမလို့မင်းလက်ထက်မယ်ဆိုမှမင်းကိုအိမ်ပြန်ပို့မှာသူမကိုလေးကိုပကုံးထထန်းတင်ကကားရှိရခေါ်ဆောင်လာတာကြောင့်ဝဝရက်ကန်ပါလာတယ်ကားလေးတဲ့ပြစ်ချခြင်းခံရတယ်ကဲအချင်းရှိသေးရဲ့နော်ခိုးပြေးတာခံမလားလူကြီးဆောင်ရနဲ့လားတောင်းရတာခံမလားအခုပြောကျမဘယ်လိုပြောမလဲအကိုသူမမှယုံကြည်နိုင်ဖို့ခက်ခဲတဲ့ကြောင်မှာဝမ်းနဲ့ဝမ်းသာဖြစ်ကမျက်ရည်လေးကျတယ်ဝဝရဲ့မကြခင်မဲဝဝအကိုလက်ထက်မှာမို့အဖြစ်မှန်ကိုလက်ခံပြီးပါနော်အခုကိုချစ်တယ်မဟုတ်လားယင်ဝဝမေးစီလေအသားဆွဲယူမောပင်ပြီးတော့သူ့မေးလိုက်တော့ဝဝကောင်လေးသူ့ရင်ခွင်နဲ့ဦးတိုးဝင်လာပြီးတော့သူ့ကိုဖက်ကဝဝရှိုင်ငုံတယ်အရန်ချစ်တာပေါ့အကိုရဲ့ဝဝနဖူးပြန်လျော်မောသိပ်စွာနဲ့နမ်းရှာလိုက်တယ်3 လဆိုတော့အချိန်ကာလအတွင်းရာပြောင်းလဲခဲ့ပြီးဝဝဆိုတဲ့ရေတန်းရောက်တဲ့အညာတကောင်မလေးကအကိုကဝင်းထရဲ့ချက်စနီးလေးဖြစ်နေတည်နေပြီနောက်ပြီးအခုပွဲရုံမှာလည်းမတ်သူစာနဲ့အလုတ်ကထွက်သွားပြီနောက်ပြီးမိခင်ကရောက်ကမတွေနဲ့မန္တလေးမြို့မှာရိတ်သားရီစီကိုတရားစကန်လဲဝင်နေရကြောင်းအင်ကတ်တယ်မရှိအင်ကြီးရဲ့မှာသူမနဲ့အခုကဝင်းထဲပဲရှိလေတယ်နောက်တစ်ယောက်တော့ရှိနေသေးတာပေါ့လေသူကဝဝဘိုက်တဲ့အကူကဝင်းထဲရဲ့ရင်သွေးလေးပဲပေါ့အခုနဲ့လက်ထပ်ပြီး3 လပြည့်တဲ့နေ့မှာပဲအခုရင်သွေးလေးကိုလွှဲခဲ့ရတယ်ဝဝအတွက်အခုချိန်ထိအကူနဲ့ပတ်သက်သမျှကိစ္စရက်တွေကိုလက်တွေ့အဖြစ်နဲ့မှတ်ယူဖို့ခက်ခဲနေတော့မယ်ဝဝစစ်ပါရီတွေးနေရလဲသူမအတွေးလွန်နေကနောက်ကျောဘက်မှာအကူတိုင်ပေါ်ထွက်လာတယ်ဘာမှမဟုတ်ပါအကိုရဲ့အကိုနဲ့ကျမလင်မယားတွေဖြစ်နေပြီဆိုတော့ရုံဖို့ခဲရဲနေတော့မဲ့ကိုဝဝရဲ့ဘိုက်ကိုလည်းငုံကြည့်အောင်ဘိုက်ကငေါထွက်လာနေပြီအချင်းနေမှအောင်မသိသေးဘူးဆိုတော့ဝဝစိတ်ကိုအကိုဘယ်လိုတတ်မှတ်ရမလဲတကားအကိုတွေးမိရဲ့ကိုယူထားတဲ့ကောင်မလေးကစိတ်မမှန်ရဲ့လားလို့အကိုနော်သူမြောက်အယူလို့ပြောချင်တာလားသူမဘိုက်လေးစီပုတ်တက်နေအကိုလက်တွေကိုရှက်ရုံစွာပြင်ပုတ်ထုတ်ပြစ်လိုက်ပြီးနှကန်းစုကမျက်စောင်းမှထိုးပြစ်လိုက်သေးရဲ့အယူလို့မဆိုလို့ပါဘူးချက်ရဲ့စိတ်မမှန်ဘူးလို့ပဲပြောတာပါ။ဘာပဲဖြစ်ဖြစ်အဲ့ဒီစိတ်မမှန်နဲ့အရန်လာလုံးနဲ့ကောင်းမလေးပဲအကိုကချက်မိနေရလေ။သူဝဝရဲ့ချစ်စပွဲနှကန်းလေးထက်မလွတ်တမ်းပြစ်ကန်နိုင်ရှိုက်ပြလိုက်တယ်။အိုးအသက်ရှူချက်တယ်လို့မလွတ်တော့ခုဒီအကိုအချက်တွေမယုံသေးတဲ့ကောင်းမလေးကိုအချက်တွေနဲ့အပြစ်ဒဏ်ပေးရမယ်။အကိုတော့မကဲနဲ့ကွာဘိုက်ထဲမှာကလေးနဲ့ကိုကဲမယ်ချစ်လို့ကြတာဘာဖြစ်လဲ။ပြောဆူလေတိုင်းစင်စင်လေးစီကြက်ရောက်လာတဲ့အကုတ်အနမ်းတွေကိုရဲလေးဖို့စားခံယူလိုက်တယ်။လေတိုင်းလေးမှသည်မျက်နှာပြင်လေးစုံထိကြက်ရောက်လာပြီးအခုအချက်တွေနဲ့သူမနှလုံးသားတွေအရေးပြောကြအောင်အကူကဖန်တီးစီခဲ့ပြန်တယ်။ရှုံးပါပြီကိုရဲ့အခုနေ့ကျမတကယ်လက်တွဲပေါင်းဖက်ရပြီဆိုတာကျမတကယ်ပဲရှုံးလိုက်ပါပြီအကူပရိသတ်များရှင်ဒီကနေ့မှာဖတ်ပြပေးခဲ့တာကတော့ဆရာမမေချူကန်ကန်အောင်ရေးသားထားတဲ့သူခူးချွေမဲ့အနံပန်းဆိုတဲ့ဘဇလန်ကောင်းလေးကိုနားဆင်ကြရတာဖြစ်ပါတယ်။အားလုံးလေးကြိုက်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်းဇလန်ကောင်းလေးကိုရုံဖတ်ပြပေးသွားအောင်ပါ။
အခုလိုမျိုးပဲစောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်နားဆင်အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုရုံအထူးပဲကျေးဇူးတင်ပါတယ်ပရိသတ်တွေရဲ့ဘဝမှာတာယာအေးချမ်းကြပါစေလို့လည်းရုံအဆုတောင်းပေးလိုက်ပါတယ်နော်